okay ခင်ဗျဟုတ်မြူကဂလူထဲမှာစာရောပို့နေကိုနည်းနည်းတိုင်ပတ်နေတယ်ဟိုဟာရင်ငါကြတော့အတန်မကြားလို့တဲ့အတန်မကြားလို့ဆိုတာကကြတော့ဟိုဟာအတန် join မိပြီလားမသိဘူးဒီထဲမှာရှိသေးလားရင်မရှိတော့ရင်ဆိုတယောက်လေမဟုတ်အတန်မကြားဟုတ်တာပဲစိတ်ညစ်ရင်ရှိလားမေးနေအတန်မကြားပါဘူးဆိုတော်မျိုးမင်း techno ဟုတ်ပါတယ်တော်မျိုးမင်းမှာတော်မျိုးမင်းကဟိုပါကျွန်တော်တူလားဟုတ်ပါဘူးဟုတ်ကြားတယ်ကျွန်တော်မမြင်ဘူးအဲ့ဆိုကျွန်တော်ဒီကနေပဲဆက်ယူလိုက်တော့မယ်လေ line လူနဲ့ကြာနော်ဟုတ်ကဲ့ရတယ်ဟုတ်အဲ့ဆိုကျွန်တော်ဒီကနေပဲဆက်ယူလိုက်ပါမယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ကပြောရမယ်ဆိုလို့ရှိရင် digital marketing techniques for Myanmar ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့မျှဝေဆွေးနွေးကြဖို့ရှိတယ်ပေါ့ဆွေးနွေးတဲ့နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်ကစာသင်တဲ့ပုံစံမျိုးကြီးrecording ကကျွန်တော် record ထားတယ်တလားဟိုတော်မျိုးမင်းတလားဟိုကျွန်တော် record ပေးထားပါတယ်ပြီးရင်ကျွန်တော်ဆရာဆုံးမင်းထုတ်ကိုပေးလိုက်ပါမယ်ဟုတ်အဲ့တော့ဒီနေ့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ digital marketing နဲ့ပတ်သက်ပြီးတော့ overview လေးပဲဖြစ်ဖြစ် brief လေးပဲဖြစ်ဖြစ်နားလည်သွားအောင်လို့ဒီကိုလာ join ကြရတယ်ဆိုတော့ကျွန်တော်ယူဆမိရပေါ့နော်ဒီထဲမှာရှိရတော်တော်များများလည်းဆရာစိုးမင်းထွေးရဲ့သင်တန်းကို join ပြီးထားတဲ့လူတွေဖြစ်နိုင်တဲ့အတွက်ကြောင့် digital နဲ့ပတ်သက်ပြီးတော့အနေနဲ့အများလည်းသိပြီးလောက်ပြီးလို့ထင်ပါတယ်အဲ့ဒီဥစ္စာကိုကျွန်တော်က overview လေးပို့ပြီးတော့နားလည်သွားအောင်ဒီနေ့ဒါဆွေးနွေးကြမယ်ပေါ့ဆွေးနွေးတဲ့နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်ကစာသင်နေတဲ့ပုံစံလိုမျိုးကြီးမဆွေးနွေးခြင်းဘူးညာစာသင်နေလို့ရှိရင်ကျွန်တော်ပြင်းဖို့အရန်ကောင်းတယ်ကျွန်တော်တယောက်တည်းပြောနေတယ်ကိုရိုမာတို့ကနားထောင်တယ်ဆိုလို့ရှိရင်ပြင်းဖို့ကောင်းတယ်ကျောင်းမဆိုလည်းအဲ့တိုင်းပဲကျောင်းမဆိုလည်းကျွန်တော်တို့ဆရာမကြီးပဲပြောနေဆိုရင်ကျွန်တော်ပြင်းလာအောင်တခါကျရင်ငိုက်လာမျက်လုံးတွေပါအောင်ဆင်းလာပေါ့အဲ့တော့ကျွန်တော်ကဖြစ်စေချင်တာကတော့ကျွန်တော်မိကုန်းလေးလည်းမေးမယ်ပေါ့နော်မေးတဲ့အခါမှာဆိုလို့ရှိရင်လိုက်ပြီးတော့ဖြေပြီးတော့လိုက်ပြီးတော့တခါတည်းအင်စာလုပ်ကြည့်ရမျိုးပေါ့ကျွန်တော် live ပြောတာ live စဉ်းစားတာအဲ့လိုမျိုးတွေလုပ်လို့ရှိရင်တော့ပိုကောင်းတယ်ဘာလို့လဲဆိုတော့ဗျာကျွန်တော်ကြီးပဲပြောနေဆိုလို့ရှိရင်တခုခုကျွန်တော်ပြောလိုက်တယ်ဆိုရှင်ဒီဘက်နားရဝင်ပြီးဟိုဘက်နားရပြန်ထွက်သွားအကယ်၍ဒါ live ပြောမယ် live စဉ်းစားမယ်ဆိုလို့ရှိရင်ဒီဘက်နားရဝင်မယ်ပြီးတော့ရှင်ခေါင်းထဲမှာစဉ်းစားပြီးတော့မှပါဇက်ကထွက်မလားလက်ကနေထွက်မယ်ပေါ့နော်အဲ့တော့ live ပြီးတော့ပြောကြည့်ပြီးတော့ရှင် live ပြီးတော့အဖြေလေး live လုပ်ကြည့်ပေါ့နော်အဲ့ဥစ္စာတွေကကျွန်တော်ဒါတောင်းဆိုတာပါပထမအဆုံးအနေနဲ့ပေါ့အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ဒီချင်လိုက်เนาะကျွန်တော် screen လေးရှင်းလိုက်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီခေါင်းစဉ်ပေါ့เนาะ digital techniques for Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးကြမယ်ဒီမှာကျွန်တော်တို့သိရသူဘယ်နှယောက်လောက်ပါလဲမသိသိတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုလက်မလေးပေးပေးမလား reaction သိရလူဘယ်နှယောက်လောက်ပါလဲ reaction လက်မလေးပေးပေးမလားဟုတ်ပြီအဲ့ဆိုတည့်ရလူသိမပါဘူးပေါ့နော်တယောက်နှစ်ယောက်လောက်ပဲရှိမယ်ဟုတ်ပြီတည့်ရလူတယောက်နှစ်ယောက်လောက်ပဲရှိမယ်အဲ့တော့ကျွန်တော်ကိုတစ်ချက်မိတ်ဆက်ပေးပါမယ်မသိရလူတွေအတွက်ကျွန်တော်ကပြောမယ်ဆိုလို့ရှိရင်ကိုတန်မုံကြီးပါကျွန်တော်ကမြန်မာနိုင်ငံ page admin တွေရောင်းတိုးတက်အောင်ကူညီပေးနေတဲ့ digital marketer တယောက်လည်းဖြစ်ပါတယ်ကျွန်တော်ကဒီ The Marketing ဆိုတဲ့လုပ်ငန်းစုကြီးရဲ့ CEO အဖြစ်လည်းလောလောဆယ်တာဝန်ထမ်းဆောင်နေတယ်ပြီးတော့ရှင်ဒီ marketing အိမ်စာဆိုတဲ့ page တွေထောင်ပြီးသွားတော့လေ marketing နဲ့ပတ်သက်တာတွေကိုနေ့တိုင်းလိုမျှဝေပေးနေတယ်အဲ့အပြင်ကျွန်တော်ကပြောရမယ်ဆိုရင်ဒေါက်တာတယောက်ပါဒီဆရာဝန်ပေါ့နော်ဆရာဝန်တယောက်အဲ့အပြင်ဒီတခြားတစ်ဖက်မှာဆိုလို့ရှိရင်လည်းကျွန်တော် marketing coach တွေလည်းလုပ်တယ်လို့ဒီ freelance digital marketer တယောက်အနေနဲ့လည်း service တွေပေးတာမျိုးရှိပါတယ်ဒါကျွန်တော်ကိုမိတ်ဆက်ပေးတာပါအဲ့ပြီးတော့ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်ပေါ့နော် digital marketing ကိုဘယ်လိုနားလဲ digital marketing ဆိုတာပါလဲတယောက်တော့မျှဝေပေးမလားလောဆယ်တဲ့အနေနဲ့ဆိုဘယ်လိုလုပ်နားလဲတာလဲ digital marketing ဆိုတာကတို့ဟိုပါပေါ့နော် digital နဲ့လုပ်ပြီးတော့အခုအများအပြား online မှာဈေးရောင်းတာမျိုးလို့ပေါ့ online မှာဈေးရောင်းမယ်နော် online digital နဲ့ပတ်သက်ပြီးတော့ပညာတွေမျှဝေတာတွေရှိမယ်အဲ့လိုမျိုးပေါ့နော်လုပ်ငန်းတွေဆက်တာတွေရှိအဲ့ဒါတွေ digital marketing လို့ခေါ်တာဟုတ်ပြီအဲ့ဆိုကျွန်တော်တို့နောက်ထပ်စဉ်းစားကြည့်အောင် marketing ဆိုတာရောပါလဲ marketing ဆိုရောင်းချခြင်းရောင်းချခြင်းဒါလည်းမှန်တာပေါ့နော်ဟုတ်ပြီဟောကွန်မြူနတီတစ်ခုကိုကွန်မြူနတီအသစ်တွေကိုလိုက်ပြီးတော့မိတ်ဆက်တာပေါ့ marketing ကကြတယ်ဟုတ်ပြီကွန်မြူနတီအသစ်တွေလိုက်မိတ်ဆက်တာလည်းဒါ marketing နဲ့မှာပါတယ်မှန်ပြီဟုတ်တယ်နောက်တစ်ခုဆိုတော့ပါရှိနိုင်သေးတယ်digital marketing အနေနဲ့ကိုသိတဲ့လောက်ချုံမပြောရမယ်ဆိုရင်တော့ digital ကအခုတိုးတက်လာတဲ့နည်းပညာတွေပေါ့နော်အဲ့နည်းပညာတွေကိုအသုံးချပြီးတော့မှ online ပေါ်မှာပြန်အောင်လုပ်တယ်ပေါ့နော်နှစ်ခုပေါင်းပြီးတော့ပြန်အောင်လုပ်တယ်လို့
ယူဆနေပါတယ်ဟုတ် ဟုတ်ပြီဒါလည်းမှန်တာပါလူတွေကိုအဝဲဖြစ်လာအောင်လုပ်တာလေဒါ digital marketing နဲ့မှာပါတယ်အဲ့တော့ digital marketing လို့ပြောလိုက်မယ်ဆိုလို့ရှိရင်ကြာကျွန်တော်ကရှင်းရှင်းလေးဖြစ်အောင်တကြောင်နဲ့အတိတ်ပဲဖွဲ့ခြင်းတယ်ပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင် digital marketing ဆိုတာကကြတော့ကျွန်တော် digital နဲ့ marketing နဲ့ပေါင်းတာဗျာပြောမယ်အဲ့တော့digital နဲ့ marketing ပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ digital ဘက်မှာဆိုလို့ရှိရင်သူ့ရဲ့သက်ဆိုင်တဲ့ digital နဲ့သက်ဆိုင်တဲ့ဟာတွေပါမယ် marketing ဆိုတဲ့အတိုင်းပဲဒီ market data တွေ like analysis လုပ်ကြည့်ရတာဒါမှမဟုတ် strategy အစရှိရပါမယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ကဒီထားကိုတစ်ကြောင်နဲ့အတိတ်ပဲဖွဲ့ရမယ်ဆိုရင် digital marketing ဆိုတာကဒီ digital channel ကိုအသုံးပြုပြီးသွားတော့စုံစမ်းမေးမြန်းမှုတွေရအောင်လုပ်တာကို digital marketing လို့ခေါ်တယ်အဲ့ဟာလေးဒီ marketing အကြောင်းလေးမရှင်းပြခင်မှာကျွန်တော်ဒါလေးအရင်ပြောပြပေးမယ်ဒါကကြောင့်ဘာလဲဆိုတော့ကျွန်တော်တို့ဈေးရောင်းခြင်း process ပေါ့ဈေးရောင်းခြင်း process ဆိုတာဘာလဲဆိုရင် customer တယောက်ကတဲ့ဘယ်ပစ္စည်းဘယ်ဝန်ဆောင်မှုမဆိုဝယ်တဲ့အခါမှာဒီ၅ဆင့်ကိုဖြတ်တန်းပြီးသွားတော့မှနောက်ဆုံးအဆင့်ဖြစ်တဲ့ဒီဝယ်သွားကြတယ်ဆိုတဲ့အဆင့်ကိုရောက်သွားတယ်အဲ့တော့လူအများစုကလည်းဒီဝယ်သွားကြတယ်ဆိုတဲ့အဆင့်ကိုလိုချင်ကြတယ်အဲ့ဝယ်သွားကြတဲ့အဆင့်ကိုလိုချင်တဲ့အတွက်ကြောင့်လူဒီ page admin တွေပေါ့နော် page admin တွေကကိုယ့်ရဲ့ကြော်ညာကိုမြင်အောင်လို့ boost လုပ်တာရှိမယ် page promote လုပ်တာရှိမယ် content တွေနေတိုင်းတင်နေတာရှိမယ်အစားရှိတဲ့ဖြစ်နဲ့ကိုယ့်ကိုလူတွေမြင်အောင်လုပ်တယ်ပေါ့ဒါပေမဲ့နံပါတ်1နဲ့5ကချက်ချင်းခုံမသွားဘူးတဆင်ချင်းစီသွားတယ်1ပြီးသွားရင်2ပြီးသွားရင်3ပြီးသွားတော့မှ4ပြီးတော့မှ5ပေါ့အဲ့လိုမျိုးသွားတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထားပါစို့ဈေးထဲမှာပေါ့နော်ကျွန်တော်ဈေးထဲရောက်သွားပြီဈေးထဲမှာကျွန်တော်ဈေးဝယ်ထွက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့စက်သားတဲ့ဝယ်ပြတဲ့အကြောင်းနဲ့စဉ်းစားကြည့်အောင်အဲ့ဆိုရှင်ကျွန်တော်တို့ဈေးထဲအရင်သွားပြီဆိုရှင်ကျွန်တော်တို့စက်သားကိုအရင်ဆုံးမြင်မယ်ဗျာနံပါတ်1အဆင့်မြင်ပြီးသွားရှင်စက်သားကိုမြင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ तू ကစက်သားရောင်းနေမှန်းတော့သိသွားမယ်တီးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအကယ်၍သာအိမ်မှာစက်သားဟင်းချက်ချင်တာဆိုလို့ရှိရင်နည်းနည်းလေးတော့စိတ်ဝင်စားလာမှာဒီစက်သားကိုဝယ်ဖို့စိတ်ဝင်စားလာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဈေးသည်ကိုလှမ်းမေးလိုက်တယ်တပိတ်တာဘယ်လောက်လဲပေါ့မေးလိုက်တဲ့အချိန်မှာဈေးတွေကဈေးတစ်ခုပြန်ပြောတယ်အဲ့ဈေးကကျွန်တော်တို့ ਨੇ အဆင်ပြေတယ်တန်တယ်လို့ထင်တယ်ဆိုရှင်နောက်ဆုံးအဆင့်ဖြစ်တဲ့ဝယ်သွားတယ်ပေါ့အဲ့တော့ဒီဟာလေးနဲ့ပြန်ကြည့်မယ်ဆိုရှင်အရင်ဆုံးကိုလူတွေကအရင်ဆုံးမြင်တယ်မြင်ပြီးသွားပြီဆိုတော့မှကိုဘာရောင်းနေလဲဆိုတော့သိမယ်သိပြီးပြီဆိုတော့မှကျွန်တော်တို့ရောင်းနေတဲ့ပစ္စည်းအကြောင်းလူတွေကစိတ်ဝင်စားမယ်စိတ်ဝင်စားပြီးတော့လို့ရှိရင်ကျွန်တော်တို့စီကိုစုံစမ်းမေးမြန်းမယ်စုံစမ်းမေးမြန်းပြီးတော့မှဝယ်သွားတယ်ဥပမာအကိုဆိုမင်းတို့တင်တန်းကိုဘာကြောင့်ဝယ်တာလဲပေါ့ဟုတ်ပြီနော်နောက်ဆုံးအဆင့်ဖြစ်တဲ့ဘာကြောင့်တင်တန်းလာ join ကြလဲဆိုလို့ရှိရင်ဆရာဆိုမင်းတို့အရင်ဆုံးမြင်လိုက်တယ်တနည်းနေရာမှာမြင်လိုက်တယ်ဗျာကျွန်တော်တို့အတိမိတ်ဆွေက mention ခေါ်ပေးရမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုအတိမိတ်ဆွေကိုဘယ်မှာတင်တန်းလေးကောင်းလဲလို့မေးလိုက်တဲ့အခါမှာဆရာဆိုမင်းတို့စီမှာတင်တန်းကောင်းပါတယ်ဆိုပြီးပြောတဲ့အတွက်ကြောင့်ဆရာဆိုမင်းတို့မြင်ဘူးတာလည်းဖြစ်နိုင်တယ်အဲ့ရနေမြင်ဘူးလိုက်တယ်ပေါ့မြင်လိုက်တဲ့အခါမှာဆရာတဲ့ဒီဟိုပါပေါ့ profile နဲ့ဝင်ကြည့်လိုက်တဲ့အခါမှာဆရာကဒီ error နဲ့ပတ်သက်ပြီးတော့လုပ်တယ် service တွေပေးတယ်အဲ့အချိန်မှာဗာတိလိုက်လဲဆိုတော့ဆရာကဒါတင်တန်းတွေရောင်းနေတယ်ပြီးရင် error နဲ့ပတ်သက်ပြီးတော့လည်း service ပေးတယ်တိသွားမယ်ပေါ့ဒုတိယအဆင့်ရောက်သွားပြီTPP ဆိုတော့မှအကယ်၍ကို့မှာ error တက်လာပြီဆိုလို့ရှိရင်ဆရာသုံးမင်းတို့ဖြည့်ရှင်းပေးနေတဲ့ service ကိုစိတ်ဝင်စားလာဆရာစီမှာဘာ service တွေရလဲမသိဘူးเนาะကျွန်တော်ရဲ့ page ကတော့လောဆယ် boost screen အပိတ်ခံထားလို့ပါပေါ့စိတ်ဝင်စားမယ်ကိုနဲ့ကိုက်ညီသွားပြီဆိုရင်စိတ်ဝင်စားလာပြီးတော့မှကျွန်တော်ကပြောသလိုပဲလာပြီးတော့မေးပြီးတော့မှအကယ်၍တန်နေထင်တယ်ဆိုလို့ရှိရင်ဝယ်သွားကြမယ်နောက်ဆုံးအဆင့်ရောက်တဲ့အခါမှာအဲ့တော့ marketing ဆိုတာဘာလဲဆိုလို့ရှိရင်ဒီ1ကနေ3အထိရတာ marketing ရဲ့တောင်းစုံစမ်းမေးမြန်းမှုတွေရလာပြီဆိုလို့ရှိရင်အယောင်အဖြစ်ကိုပြောင်းတာကကြတော့ဒါ sales ပေါ့နော်ကျွန်တော် customer service customer success မျိုးစုံခေါ်ကြတယ်အဲ့ဒါကကြတော့အယောင်စကေးကကြတော့ဒီ4နဲ့5နဲ့ကြားထဲမှာရှိရပါပေါ့အပေါ်1နဲ့3ကကြတော့ပြောမယ်ဆို marketing ရဲ့တောင်းအဲ့တော့ကျွန်တော်ကတော့ marketing ကိုအလွယ်နည်းနဲ့ပြောရမယ်ဆိုလို့ရှိရင် marketing ဆိုတာစုံစမ်းမေးမြန်းမှုတွေရအောင်လုပ်တာအောင် marketing လို့ခေါ်တယ်စဉ်းစားကြည့်မယ်လေကျွန်တော်စဉ်းစားကြည့်မယ်ဆိုရှင်ဘယ် marketing မဆိုနောက်ဆုံးမှာကျွန်တော်တို့စုံစမ်းမေးမြန်းမှုတွေရတယ်ဟုတ်လားမသိကျွန်တော်ဈေးကွက်တဲ့ကိုပစ္စည်းကိုဖြန့်ချီလိုက်တဲ့အခါမှာနောက်ဆုံးကျရင်ဘာရလဲဆိုရင် customer ကကိုယ့်ရဲ့ပစ္စည်းကိုလာမေးတယ်အခုဒါလေးကဈေးဘယ်လောက်လဲပေါ့ဒါမှမဟုတ်ကိုယ့်ရဲ့ထားပါဆို brand ကိုချပြတယ်အဲ့အချိန်မှာလဲ customer ရဲ့လာမေးကြတယ်အခုဘာလုပ်တာလဲပေါ့အခုဘာအလုပ်လုပ်တာလဲပေါ့အစရှိသဖြင့်မျိုးစုံရှိတယ် marketing ရဲ့နောက်ဆုံးရလက်ကဘာလဲဆိုရင်စုံစမ်းမေးမြန်းမှုတွေရအောင်လုပ်တာအဲ့တော့ marketing ကသာစုံစမ်းမေးမြန်းမှုတွေရအောင်လုပ်တာဆိုလို့ရှိရင်ကျတော့ digital marketing ဆိုတာက digital channel တွေကိုအသုံးပြုပြီးသွားတော့ကျွန်တော်တို့စုံစမ်းမေးမြန်းမှုတွေရအောင်လုပ်တာကို digital marketing လို့ခေါ်တယ် digital ဆိုတာကျွန်တော် channel လိုမျိုးပဲဘာနဲ့တူလဲဆိုတော့ကျွန်တော်အရင်ခေတ်ကဆိုရင် traditional marketing မှာဆိုရင်ကျွန်တော်တို့ billboard တွေရှိမယ်ပြီးတော့ရှင်newspaper တွေရှိမယ် radio တွေမှာကြော်ညာထည့်ရရှိမယ် TV မှာကြော်ညာထည့်ရရှိမယ်ကျွန်တော် channel အများကြီးပဲအဲ့ဒီမှာ social media ဆိုတဲ့ channel အသစ်ပေါ်လာတာပေါ့အဲ့ဥစ္စာကိုကျွန်တော်တို့က digital လို့တွဲခေါ်လိုက်တာ digital မှာဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့ platform တွေမျိုးစုံပါမယ်ပေါ့website တွေလည်းပါမယ်ပြီးသွားလို့ရှိရင်
digital မှာဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့ platform တွေပါမယ်ပြီးတော့ရှင် tools တွေပါမယ်ပြီး algorithm တွေလေ့လာမယ်ပြီးတော့ဒီ advertising method ပေါ့ကြော်ညာတဲ့နည်းလမ်းတွေ methods တွေလေ့လာမယ်ပြီးနောက်ဆုံးကျရင် error တွေလေ့လာကြရဲပေါ့အဲ့တော့ကျွန်တော်ကဘာလို့ digital marketing ကို digital နဲ့ marketing နဲ့တက်ခွဲပြီးပြောတာလဲပေါ့နော်တချို့တွေကျတော့ကျွန်တော် found ထူးကြရရှိရဟာတဲ့ digital marketing ရတဲ့ဒီလောက်ကျယ်ပြန့်တာဟိုတဲ့ဘာလို့ပေါ်တော် definition ဖွင့်ထားတာလဲပေါ့တင်ပါ digital နဲ့ marketing ပေါင်းထားတာကို digital marketing လို့ခေါ်ပါတယ်ဆိုပြီးပြောလိုက်တော့နည်းနည်းဘိုင်းဆဲကြတာမျိုးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘယ်အရာမဆိုအရန်ကျယ်ပြန့်တဲ့အခါမှာနားလည်ကျင်တယ်ဆိုရှင်ကျွန်တော်တို့အပိုင်းလေးတွေပြန်ဖွဲ့ပြီးတော့မှလေ့လာတယ်ဟုတ်နော်ကျွန်တော်တို့ထားပါစို့ biology ဆိုလို့ရှိရင်ကျွန်တော် study of living thing သက်ရှိတွေကိုလေ့လာတာကို biology လို့ခေါ်တယ်ဇီဝဗေဒပေါ့ဒါပေမဲ့သက်ရှိဆိုတာအများကြီးပဲအပင်တွေလည်းရှိရသတ္တဝါတွေလည်းရှိရအဲ့တော့ scientist တွေပေါ့နော်သိပ္ပံပညာရှင်တွေကဘာလုပ်လဲဆိုလို့ရှိရင်အပင်ကိုသတ္တဝါကိုသတ္တခွဲလိုက်တယ်အပင်ကိုကျတော့ကျွန်တော်တို့ botany လို့ခေါ်တယ်သတ္တဝါတွေကိုလေ့လာတဲ့ဘာသာရပ်ကိုကျတော့ zoology လို့ခေါ်တယ်အဲ့မှာမှအပိုင်းတွေထပ်ခွဲတယ်အပင်မှာဆိုလို့ရှိရင်ကျွန်တော်တွားသွားတဲ့အပင်တွေရှိမယ်ပင်စီခိုင်မာနဲ့လုပ်တဲ့အပင်တွေရှိမယ်နွယ်ပင်တွေရှိမယ်အစရှိသဖြင့်မျိုးစုံတွေထပ်ခွဲပြီးတော့မှသူတို့ကလေ့လာကြတယ်ဒီစိတ်တစ်ပိုင်းချင်းစီကိုလေ့လာပြီးတော့မှနောက်ဆုံးအကုန်လေ့လာပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြန်ပေါင်းချုပ်လိုက်တဲ့အချိန်ကျတော့မှကျွန်တော်တို့ဒီဘာသာရပ်ကိုလေ့လာတယ်နားလည်ပြီးလို့ပြောလို့ရတာပေါ့အဲ့တော့ကျွန်တော်တို့ digital marketing ကိုချက်ချင်းတော့လေ့လာလို့မရဘူးဒါပေမဲ့တစ်ပိုင်းချင်းစီလေ့လာပြီးသွားရင်နောက်ဆုံးကြလို့ရှိရင်ကျွန်တော်ပြန်ပေါင်းချုပ်လိုက်ရင်ကျွန်တော်တို့ digital marketing ကိုနားလည်တယ်ပေါ့အနည်းဆုံးတော့အဲ့လိုမျိုးလုပ်လို့ရလိမ့်မယ်အဲ့တော့ကျွန်တော်ကဒီ digital marketing ကိုနှစ်ပိုင်းပြန်ခွဲပေးထားတယ် digital အပိုင်းနဲ့ marketing ပိုင်း digital ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဒီ platform အကြောင်းတွေပါမယ်ဆွမ်းနာပြောတဲ့ဟာပေါ့နော်platform အကြောင်းတွေပါမယ် tools တွေပါမယ် tools အဲ့ဒါကြီးပြီးရင်ကျွန်တော်အသေးစိတ်ပြန်ပြောပေးမယ် algorithm တွေပါမယ်ပြီးရင်ဒီ advertising လုပ်တဲ့ကြော်ညာတဲ့နည်းလမ်းတွေပါမယ် marketing မှာဆိုလို့ရှိရင်ဒီ market data ပေါ့ဈေးကွက်ရဲ့ data ကို sensitive တဲ့ဟာတွေပါမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ marketing strategy ပါလိမ့်မယ် marketing ဘက်ကကြတော့အဲ့တော့ဒါဈေးရောက်တဲ့ process အမှ market data analysis ဆိုတာကကြတော့ကျွန်တော်တို့ကဈေးကွက်တစ်ခုကိုမဖောက်ခင်မှာဒီဈေးကွက်ကဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ကလေ့လာတယ်ဟုတ်နော်ဈေးကွက်ကိုအရင်လေ့လာဟိုကြားဘူးလားတော့မသိ marketing သမားတွေ marketing စင်းတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာလေအဲ့ဒါတကယ်တမ်းပြောရင်ဟိုးရှေ့ခေတ်ကဆိုတော့ရင်ကျွန်တော်တို့ဒီလို digital မပေါ်သေးတဲ့အခါမှာ data တွေရဖို့အတွက်ဆိုရင် marketing လုပ်တဲ့လူကိုယ်တိုင်ကဈေးကွက်တွေကိုသွားပြီးတော့ကျွန်တော်တို့ data လိုက်ကောက်ရမျိုးရှိတယ်မျိုးလုံးနဲ့ကြည့်တာလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ပါဇက်နဲ့မေးတာမျိုးလည်းဖြစ်နိုင်တယ်မျိုးစုံပေါ့အဓိက data ရဖို့အခု digital marketing ခေတ်မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့က data တွေက online ပေါ်မှာတော့ကြည့်လို့ရတယ်အဲ့တော့ဈေးကွက်ရဲ့ data ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးစဉ်းစားမှာဈေးကွက်ဆိုတာဘာလဲပေါ့ market ဆိုတာဘာလဲဘယ်သူမျှဝေပြန်လဲတယောက်လောက်ကိုနားလေလို့ပြောကြည့်မလား market ဆိုတာဘာလဲmarket အဓိပ္ပာယ်ပြန်လိုက်ရဟုတ်ကဲ့ market ဆိုတာဈေးဆိုင်ငယ်လေးတွေအများကြီးစုပြီးတော့ထားတဲ့နေရာပေါ့ရှိတဲ့နေရာပေါ့ဟုတ်ပြီဈေးဆိုင်ငယ်လေးတွေစုပြီးထားလိုက်ရင်ဘယ်လိုခေါ်လဲဥစ္စာshopping center မှာဈေးကွက်လို့ခေါ်ရမှန်းလားဟုတ်ပြီနော်ဟုတ်ကဲ့အဲ့တော့ market ဆိုတာတကယ်တမ်းပြောရင်ဈေးကွက်ပေါ့market ဆိုတဲ့အဓိပ္ပာယ်ကဈေးကွက် market မှာဘာပါမလဲဆိုရှင်ကျွန်တော်ကတော့အလွယ်မှတ်လို့ရအောင်လို့ဒီလိုလေးပေးထားတယ်ဘာလဲဆိုလို့ရှိရင်ဈေးကွက်တစ်ခုမှာဘာပါမလဲဆိုရင်ဒီ၃ခုပါတယ် customer ရဲ့ competitor ရဲ့ champion ဆိုပြီးတော့၃မျိုးပါတယ်စီ၃လုံးပေါ့အလွယ်မှတ်မယ်ဆိုလို့ရှင်ဈေးကွက်ထဲမှာဈေးလာဝယ်တဲ့ customer တွေလည်းရှိမယ်ကိုနဲ့အတူရှင်ပြီးတော့ရောင်းနေတဲ့ဘေးနား competitor ပြိုင်ဘက်တွေလည်းရှိမယ်အဲ့အပြင်သူ့ရဲ့ level မှာအရန်အောင်မြင်နေပြီးသားဖြစ်တဲ့ champion တွေလည်းရှိမယ်ပေါ့မျိုးစုံရှိလိမ့်မယ်သူတို့ကိုကျွန်တော်တို့ကလေ့လာတယ် customer တွေကိုလေ့လာတဲ့နေရာမှာဆိုလို့ရှိရင်ခဏလေးနော်ကျွန်တော်ဒါလေးနဲ့ပြပြီးပြောပြမယ်ဒီမှာဆိုရှင်ကျွန်တော် customer တွေလေ့လာတဲ့အခါမှာဆို customer တွေရဲ့ demographic တွေအကြောင်းလေ့လာရတယ်အရင်ဆုံးကျွန်တော်ဈေးမရောင်းခင်မှာဆိုရှင် customer တွေကဘယ်လိုမျိုးတွေးခေါ်စဉ်းစားတယ်ဘယ်လိုလူတွေဖြစ်လဲဆိုတဲ့ data ကိုအရင်ဆုံးရရင်တော့ပိုကောင်းတာပေါ့ဒါ marketing ဘက်ကပြောပြတာပါဟိုတချို့တွေကြောက်လဲဟိုဆရာအစိုးမင်းထုတ်စီမှာလာတက်တာ digital နဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့် marketing နဲ့ပတ်သက်ပြီးတော့အရင်စိတ်မဝင်စားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တိုးတော်ညာလဲဒီသဘောတရားတွေကအနည်းငယ်တော့သိထားတယ်ဆိုလို့ရှိရင်ကို service ပြန်ပေးတဲ့အခါပဲဖြစ်ဖြစ်ကိုတကယ်ဈေးရောက်တဲ့အခါမှာပဲဖြစ်ဖြစ်အသုံးဝင်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစနဟာကိုဆက်ပြောရမယ်ဆိုရင် market data ဆိုတာကဈေးကွက်ရဲ့အချက်အလက်တွေဈေးကွက် data ဈေးကွက်ထဲမှာဘာတွေပါမလဲဆိုရင် C3 လုံးပါမယ် customer ရဲ့ competitor ရဲ့ champion customer တွေအကြောင်းမှာဘာတွေလေ့လာမလဲဆိုကျွန်တော်တို့ကဒီ demographic ဆိုတဲ့ဟာရှိမယ်demographic ဆိုတာဘာလဲဆိုရင်ကျွန်တော် age တွေ sex တွေ gender တွေအဲ့ဒါတွေပါမယ်နောက်တစ်ခုဆိုလို့ရှိရင် customer ရဲ့ income ပေါ့သူ့ရဲ့လစာဘယ်လောက်ရလဲဒါမှမဟုတ်သူ့ရဲ့အလုပ်ဆိုရင်ရောဘယ်လောက်ဖြစ်မလဲအလုပ်ဆိုရင်ဘာအလုပ်ဖြစ်မလဲပေါ့ဥပမာကိုယ့်ရဲ့ customer အများစုကရုံးဝန်ထမ်းတွေများတာလားဒါမှမဟုတ်ရှင်ကိုယ်ပိုင်အလုပ်လုပ်တဲ့လူတွေများတာလားအဲ့ဥစ္စာကိုကျွန်တော်တို့ကလေ့လာတယ်
ဘာလို့ဒါကိုလေးလာလဲဆိုရှင်ကျတော့ကျွန်တော်တို့ပစ္စည်းတစ်ခုခုရောင်းမယ်ဆိုရှင်ကျွန်တော်တို့ကဘယ် customer segment ကို target လုပ်မှာလဲဆိုတာစဉ်းစားရတယ်တချို့တွေကြတော့ချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူနဲ့တောင်တွေးခေါ်စဉ်းစားတဲ့ပုံချင်းမတူချမ်းသာတဲ့လူဆိုလို့ရှင်သိကြရဗျာ तू က quality ကိုအသားပေးပြီးတော့လူကျင်ကြတယ်အများစုကနည်းနည်းတိတ်ပြီးတော့ငွေကြေးအဆင့်မပြေတဲ့လူတွေကြတော့ quality ထက်စားလို့ရှင် quantity ပေါ့အရေးအတွက်များတာကိုပို့ပြီးတော့လူကျင်ကြတယ်အဲ့ဥစ္စာကိုဘယ်မှာသိတာလဲဆိုရှင်ချမ်းသာတဲ့လူတွေအများစုဆိုလို့ရှင်လေကျွန်တော် brand တွေကင်ကြတယ် iPhone တွေကင်ကြတယ်ပြီးရင် Samsung တွေကင်ကြတယ်ဒါပေမဲ့ငွေကြေးနည်းနည်းတိတ်ပြီးတော့အဆင်မပြေတဲ့လူတွေအများစုကြတော့ဒီလို Xiaomi လိုမျိုးဒီ price to performance ဖုန်းတွေကင်ကြတယ်ပေါ့နော်အဲ့တော့ကိုကလည်းအဲ့လိုမျိုးဈေးရောက်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ customer ရဲ့ income ကိုလည်းတည်ထားရင်တော့ပိုကောင်းတယ် income ကိုတည်ထားတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ pricing strategy ပြန်စဉ်းစားလို့ရတယ်ဈေးနှုန်းကိုဘယ်လိုသတ်မှတ်မလဲပေါ့ကိုယ့်ရဲ့ဈေးနှုန်းကိုဘယ်လိုသတ်မှတ်မလဲဥပမာကိုစိုးမင်းထုတ်ဆိုလို့ရှင်ဗျာထားပါဆိုတင်တန်းကကိုစိုးမင်းထုတ်ရဲ့တင်တန်းက3သိန်းကျမယ်3သိန်းကျမှာဖြစ်တဲ့အတွက်ကြောင့်တာမန်လူအနေနဲ့ဆိုမတက်နိုင်ဘူးကျွန်တော်တို့ဒီအလုံးနဲ့အတန်မွေးဝမ်းကြောင်းလုပ်ပါမယ်ဆိုပြီးတော့စိတ်ကို commit လုပ်လိုက်တဲ့လူတွေလောက်ပဲတက်လိမ့်မယ်အဲ့လိုမျိုးစစ်ထုတ်လိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့ဒါမှမဟုတ်အကိုစိုးမင်းထုတ်ကလူများများကိုတက်စေချင်တာဆိုလို့ရှိရင်တင်တန်းကြီးကိုကျွန်တော်တို့ထားပါစို့9000လောက်ပဲထားရင်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကတော့ customer segment အပေါ်မူတည်ပြီးတော့꿰သွားတာပေါ့နော်ဒါကတော့ကျွန်တော်ပြောရမယ်ဆိုရင် income အပေါ်မူတည်ပြီးတော့ကျွန်တော်တို့က pricing တွေပြန်စဉ်းစားလို့ရဈေးနှုန်းတွေအစားပြန်စဉ်းစားလို့ရကိုရောင်းတဲ့ပစ္စည်းတွေအကြောင်းအဲ့ပြီးတော့ရှင် customer ရဲ့ social media တွေဆိုလို့ရှင်ရောဘယ်ဟာတွေသုံးတာလဲပေါ့တချို့တွေဆိုလို့ရှင် TikTok ကိုပို့သုံးတာရှိတယ်တချို့တွေဆိုရင် Facebook ကိုပို့သုံးတာရှိတယ်တချို့တွေကျတော့မနက်မိုးလင်းလို့မျက်လုံးနှလုံးပွင့်လိုက်တာနဲ့ Telegram စဖွင့်တဲ့လူတွေရှိတယ်သူတို့သုံးတဲ့ social media တွေမှာကျွန်တော်တို့ကနေရာယူနိုင်မယ်ဆိုလို့ရှင်ဒါကိုလူတွေမြင်အောင်လုပ်ပြီးသားလည်းဖြစ်တာပေါ့တနည်းနဲ့ပေါ့နော်တနည်းမဟုတ်တနည်းနဲ့လူတွေမြင်အောင်လုပ်ပြီးသားဖြစ်လိမ့်မယ်အဲ့ပြီးတော့ customer ရဲ့ needs and wants ပေါ့နော်ဒါတွေကတော့ပြောမယ်ဆိုလို့ရှိရင်ဒီ marketing တင်တဲ့နိုင်လို့ပြောမှာပါ customer ရဲ့လိုအပ်ချက်နဲ့လိုချင်တဲ့အရာတွေအဲ့ဥစ္စာတွေကိုလေ့လာမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလူတိုင်းပြောကြပါလိမ့်မယ်ကျွန်တော်တို့ဒီ market data ပေါ့နော်ဈေးကွက်ရဲ့ data ကို sensitive တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအချက်တွေကိုကျွန်တော်တို့ကလေ့လာဖို့လိုအပ်တယ်ပေါ့နော်အဲ့ပြင် competitor ဆိုတာကကြာကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကျွန်တော်တို့ကတခါလေးကျရင်ကိုယ့်စီမှာပြိုင်ဘက်မရှိဘူးလို့ထင်တတ်ကြတယ်ဒီမှာဟိုကိုပေါ့နော်ကို့မှာပြိုင်ဘက်ရှိရလို့ထင်တဲ့လူဘယ်နှစ်ယောက်လောက်ရှိလဲလက်မလေးထောင်းပြမလားရှိပါတယ်တချို့ဆိုပြိုင်ဘက်တွေအများဆုံးလို့နေတိုင်းပြိုင်နေရတယ်ဟုတ်ပြီဟုတ်တယ်ဈေးကွက်တိုင်းမှာပြိုင်ဘက်ရှိတယ်အကယ်၍ကိုယ့်ရဲ့စိတ်ထဲမှာပြိုင်ဘက်မရှိဘူးလို့ထင်တယ်ဆိုသည့်တိုင်အောင် customer ရဲ့ပြိုင်တယ် customer ရဲ့စိတ်ထဲမှာပြိုင်တယ်ဥပမာထားပါစို့ကျွန်တော်တို့ဖုန်းဆိုင်2ဆိုင်ရှိရဆိုပါစို့ဟုတ်ပြီနော်အဲ့ဖုန်းဆိုင်2ဆိုင်ကရောင်းတဲ့ပစ္စည်းကတော့အတူတူပဲဒါပေမဲ့သူတို့အချင်းချင်းတော့မပြိုင်ဟုတ်ပြီနော်အချင်းချင်းတော့သူတို့ပြိုင်နေရမဟုတ်ပြိုင်ရောင်းနေရလည်းမဟုတ်ဘူးရန်ညိုးရန်စားရလည်းမရှိဘူးတငယ်ချင်း2ယောက်ပဲအတူတူဖွင့်လာကြတယ်ဘေးချင်းကရဲ့ဖုန်းဆိုင်2ဆိုင်ဒါပေမဲ့ customer တယောက်ကလာပြီဆိုလို့ရှိရင်ဒီဖုန်းဆိုင်တွေကိုလည်းဝင်ပြီးတော့ဈေးမေးမယ်ဟိုဘက်ဖုန်းဆိုင်တွေကိုလည်းဝင်ပြီးတော့ဈေးမေးမယ်ပြီးရင် customer အတွက်သူ့အတွက်အတန်ဆုံးလို့ထင်ရတဲ့ဆိုင်မှာပဲသူဝယ်လိမ့်မယ်ဆိုင်အချင်းချင်းကတော့ပြိုင်နေရမှာမဟုတ်ဘူးဒါပေမဲ့ customer ရဲ့အုံနောက်ထဲမှာကျတော့အပြိုင်ခံနေရတာ auto ပြိုင်ခံနေရအဲ့တော့ကိုယ်မှာပြိုင်ဘက်မရှိဘူးလို့စဉ်းစားတဲ့ဟာကပြောမှဆိုနည်းနည်းမှားတဲ့အယူဆတွေမှာပါတာပေါ့အဲ့တော့ဒီနေ့အစပြီးတော့ကျွန်တော်တို့ကဒီပြိုင်ဘက်တွေကိုကျွန်တော်တို့ကလိုက်ရှာကြည့်ရကိုယ့်ရဲ့ပြိုင်ဘက်တွေကဘယ်လိုလူတွေလဲပေါ့ကိုယ့်ရဲ့ပြိုင်ဘက်တွေကဘာတွေလုပ်နေကြလဲ marketing အတွက်ကိုယ့်ရဲ့ပြိုင်ဘက်တွေကလူတွေမြင်အောင်ဘယ်လိုနီးလန်းနေတုံးနေကြလဲဥပမာတချို့တွေဆိုလို့ရှိရင်နေ့တိုင်း boost လုပ်တာရှိတယ်ဒေါ်လာအများကြီးသုံးပြီး boost လုပ်ပြီးတော့လူတွေမြင်အောင်လုပ်တာရှိတယ်တချို့ပြိုင်ဘက်တွေကြတော့ content နေတိုင်းတင်ပြီးသွားတော့မှလူတွေများများမြင်အောင်လုပ်တာမျိုးရှိတယ်အမျိုးစုံရှိရပေါ့သူတို့ဘယ်လို strategy တွေသုံးနေလဲတော်လို့ရှိရင်သူတို့ရဲ့ page မှာကိုမကြိုက်တဲ့အချက်တစ်ချက်ဆိုဘာရှိနိုင်မလဲအဲဥစ္စာကြီး like လေးလာဒါ marketing လုပ်မယ်ဆိုလို့ရှိရင်ကြတော့အပြင်နောက်ဆုံး champion ဆိုတဲ့ဟာကကြတော့ပြောမယ်ဆိုရင်ဈေးကွက်မှာအောင်မြင်နေတဲ့လူတွေပေါ့ဈေးကွက်မှာအောင်မြင်နေတဲ့လူတွေကိုကြတော့ကျွန်တော်တို့ champion လို့သတ်မှတ်လိုက်တယ်champion တွေကပြောမယ်ဆိုလို့ရှိရင်အောင်မြင်နေဆိုတာကအလကားအောင်မြင်တာတော့မဟုတ်ဟုတ်နော်အောင်မြင်နေတဲ့လူတိုင်းအလကားအောင်မြင်ကြတာမဟုတ်သူတို့စီမှာပြောမယ်ဆိုရင် formula တွေတော့ရှိခဲ့သူတို့ဒီလိုနေရာရောက်အောင်လုပ်ပေးခဲ့တဲ့ formula တစ်ခုမဟုတ်တစ်ခုရှိလို့ရှိရအဲ့တော့ကျွန်တော်တို့အနေနဲ့ဘာလုပ်လို့ရမလဲဆိုဒီ champion တွေကိုလေ့လာကြည့်ပြီးသွားတော့ဒီဈေးကွက်မှာအမြင့်ဆုံးဆိုတဲ့လူတွေကိုလိုက်လေ့လာကြည့်ပြီးသွားတော့သူတို့ဘဝကိုဘယ်လိုဖြတ်တန်းလာခဲ့ရလဲဘယ်လိုအဆင့်တွေနဲ့ဖြတ်တန်းလာခဲ့ရလဲအဲ့ဒီကနေပြီးတော့ငါဆိုလို့ရှိရင်ရောဘယ်လိုနီးလန်းတွေယူသုံးလို့ရမလဲအဲ့ဥစ္စာတွေကျွန်တော်တို့ကအရင်လေ့လာတယ်အဲ့တော့ marketing မလုပ်ခင်မှာဘာလုပ်ရမလဲဆိုကျွန်တော်တို့က data ရင်ယူရတယ်ဒီ data တွေပေါ့နော် customer data တွေပြီးရင် competitor data တွေပြီးတော့ကျွန်တော်တို့ဈေးကွက်ထဲမှာအောင်မြင်တဲ့လူတွေ champion တွေရဲ့ data တွေအစရှိတာတွေယူရတယ်အဲ့ဒါပြီးသွားပြီဆိုတော့မှကျွန်တော်တို့ကတခြား marketing နီးလန်းတွေစဉ်းစားရတာပေါ့ marketing နီးလန်းတွေကတော့ကျွန်တော်ဒီမှာရေးထားတာရှိရဲကျွန်တော်ပြီးသွားလို့ရှိရင်ပြန်ပြောပြပေးမယ်အဲ့မတိုင်ခင်မှာကျွန်တော်ဒီ digital ဘက်ကိုနည်းနည်းလေးပြန်ပြောပေးမယ်ပေါ့ digital ဘက်မှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေလေ့လာမလဲပေါ့နော် digital marketing ကိုလေ့လာခြင်းလဲဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးလေ့လာမှာကျွန်တော် platform တွေအကြောင်းလေ့လာ
platform တွေဆိုမှာဘာရှိမလဲဆိုကျွန်တော်တို့ဒီလိုမျိုး Facebook တွေရှိမယ် TikTok တွေရှိမယ်ပြီးတော့ YouTube တွေရှိမယ်ပြီး Viber တွေရှိမယ်တချို့ကြောင့် Google ကနေပြီးတော့ search engine optimization သွားတာမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့ platform တွေအကြောင်းလေ့လာမယ်မြန်မာနိုင်ငံမှာတော့အသုံးအများဆုံးကဒီ Facebook ရဲ့ TikTok ရဲ့ YouTube ရဲ့အဲ့သုံးခုကတော့အဓိကအသုံးများတယ်ပေါ့ YouTube တောင်တကယ်တမ်းပြောရင်သုံးတဲ့လူကနည်းနည်းလေး percent နည်းတယ်လို့ပြောလို့ရတယ် Facebook ကတော့လုံးဝလူအုပ်ကျဲကျဲဖြစ်နေတဲ့နေရာပေါ့နော်ပြောမှာဆိုကျွန်တော်လမ်းမတော်ပွဲစည်းတန်းတို့ဘာလို့ရောက်ဘူးတဲ့လူရှိလာတော့မသိဘူးအဲ့လိုပုံစံဖြစ်နေတာပါကြိတ်တို့ Facebook ကကြောက်YouTube ကကြောက်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်လူသိမ့်မရှိရဲ့အကြောင်းစုံညီပွဲတို့ဘာလို့အဲ့လိုမျိုးပုံစံမျိုးဖြစ်နေတာပေါ့လောလောဆယ်တော့အဲ့တော့ကိုကလည်းဒီ digital marketing ကိုအသုံးချပြီးတော့ဈေးရောက်မယ် digital channel တွေကိုသုံးမယ်ဆိုလို့ရှိရင်ဒီလို platform တွေအကြောင်းကိုလည်းလေ့လာတယ် platform တွေမှာဘာကြီးလေ့လာမလဲဆိုလို့ရှိရင် platform နဲ့ပတ်သက်မယ်ဆိုရင်ကျွန်တော် tools တွေလေ့လာလို့ရတယ်ပြီး algorithm တွေလေ့လာမယ်ပြီး advertising method တွေ error တွေရှိမယ် tools တွေဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော် insight ကြည့်တဲ့ဟာမျိုးတွေ insight ကြည့်ရဟာမျိုးဒါမှမဟုတ်ကျွန်တော် features တွေလည်းရှိတယ် insight ကြည့်ရဆိုတာကကြာကျွန်တော်တို့အရင်ခေတ်တုန်းက data တွေရကျင်တယ်ကိုယ့်ရဲ့ customer ရဲ့ data တွေကိုရကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ insight တွေကို insight ဆိုတာကျွန်တော် data ပဲပေါ့နော် data တွေကိုပြန်ပြီးစုထားတဲ့အရာကို insight လို့ခေါ်တယ်အဲ့တော့အဲ့ဒီ data တွေရဖို့ဆိုလို့ရှိရင်အရင်ခေတ်တုန်းကဆိုလို့ရှိရင်လူကိုယ်တိုင်ဆင်းပြီးသွားတော့ဈေးကွက်တွေကိုလူကိုယ်တိုင်ဆင်းပြီးသွားတော့ပါဇက်နဲ့မေးရမျိုးရှိတယ်လိုက်ကြည့်ရမျိုးရှိတယ်ဥပမာ city map တွေကိုသွားပြီးဆိုလို့ရှိရင်လူအများစုကဘယ်ဘက်ကိုချိုးရလားညာဘက်ကိုချိုးရလားအဲ့ဥစ္စာတွေကကြာပြောမှဆို data တွေအဲ့ data တွေကိုအရင်တော့ဆိုလို့ရှိရင်အပြင်မှာ observation လုပ်ရတယ်ဒါပေမဲ့ digital ခေတ်ရောက်လာတဲ့အခါမှာကျတော့အဲ့လောက်ကြီးပင်ပန် observe လုပ်စရာမလိုတော့ဘူးကျွန်တော်ခလုံး2ချက်3ချက်လောက်နှိပ်လိုက်ရုံနဲ့ကျွန်တော်တို့ရဲ့ professional dashboard တို့ခေါ်တဲ့နေရာတွေမှာပေါ့နော် data တွေတောက်လျှောက်ကြလာကိုယ့်ရဲ့ customer ကိုယ့်ရဲ့ follower အများစုကအသက်ဘယ်လောက်တွေများလဲဒါမှမဟုတ်ရင်ကြားများလား main ကလေးများလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘယ်မျိုးတွေမှာနေကြတာများလဲရန်ကုန်ကလူတွေများလားမန္တလေးကလူတွေများလားပေါ့အသက်အရွယ်အလိုက်စဉ်းစားတဲ့ပုံစံချင်းမတူကြသလိုဂျန်ဒါပေါ်မူတည်ပြီးတော့လည်းစဉ်းစားတဲ့ပုံတွေမတူကြလူတွေကယောက်ျားတယောက်စဉ်းစားတဲ့ပုံနဲ့မိန်းမတယောက်စဉ်းစားတဲ့ပုံနဲ့တော့မတူယောက်ျားအများစုကပြောမယ်ဆိုရှင်ပြက်ပဲပြောတတ်တာမျိုးရှိတတ်တယ်ကျွန်တော်တို့ပစ္စည်းတစ်ခုကြိုက်ပြီဆိုလို့ရှိရင်ချက်ပေါက်ကိုသွားတယ်2ခွန်း3ခွန်းလောက်မေးရဲကိုမေးချင်တယ်မေးခွန်း2ခွန်း3ခွန်းလောက်မေးရဲကြိုက်ပြီဆိုတန်းဝယ်တယ်အစားရှိသဖြင့်မိန်းကလေးတွေကြတော့ဈေးလျှော့ဦးမှာလားတို့အစားရှိသဖြင့်သူတို့ကအဲ့လိုမျိုးစကားများများပြောရမျိုးကြိုက်တာမျိုးရှိတယ်ဒါရှေးခေတ်တုန်းက data တွေပေါ့နော်ရှေးခေတ်တုန်းက gender တွေအရာဆိုလို့ရှိရင်ဒီလိုတွေရောရှိခဲ့ပေါ့အခုနောက်ပိုင်းတော့ပြောင်းတော့မှာပြောမရအောင်ကျွန်တော်အခုရက်ပိုင်းတော့ကျွန်တော်တို့ပွဲတစ်ခုဖြစ်သွားသေးတယ်လေbrand ဝယ်တဲ့ယောက်ျားကဗာလဲ85သိန်းတန်ဗာဖြစ်တယ်ညာဖြစ်တယ်တီးလိုက်တဲ့လူရှိလာတော့မသိအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ insights တွေ data တွေကိုလည်းကျွန်တော်တို့ကလေ့လာထားတယ် digital လို့ပြောရဲဆိုလို့ရှိရင်ဒါဒီ insight တွေ data တွေကိုကျွန်တော်တို့ကဘယ်လိုကြည့်မလဲပေါ့ဒီထားပါဆို AD manager မှာကျွန်တော်တို့ကကြော်ညာ RAM ပြီးသွားတော့ဒီ data တွေပြန်ကြည့်ရမျိုးလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ပစ္စည်းကိုအသက်အရွယ်ဘယ်လောက်ကစိတ်ဝင်စားတာအများဆုံးလည်းပြန်ကြည့်လို့ရတယ်စရှိတဲ့ဖြစ်ပေါ့ဒီ digital marketing လုပ်မယ်ဆိုရင် digital ဘက်မှာဆိုရင် tools တွေပါမယ် tools တွေအောက်မှာဆိုရင်ဒီလို insights တွေပါမယ် feature ဆိုတာကကြတော့ထားပါဆိုကျွန်တော်တို့messenger ကနေပြီးတော့တင်လို့ရတာမျိုးလည်းရှိတယ်ကျွန်တော် Facebook မှာဆိုလို့ရှိရင် Facebook မှာဆိုရင်မျိုးစုံလုပ်လို့ရတယ်ကျွန်တော် broadcast channel တွေလည်းအခုအသစ်တွေပေါ်လာပြီအဲ့ဒါပြီးသွားလို့ရှိရင်နောက်ပိုင်းကျရင်ကျွန်တော်တို့ star ပေးတဲ့ဟာတွေလည်းပေါ်လာပြီအစရှိသဖြင့်ပေါ့သူ့ရဲ့ features တွေရှိတယ် TikTok မှာဆိုလို့ရှိရင်လည်း TikTok ရဲ့ဒီထားပါဆို tag လေးနဲ့လုပ်တဲ့ features တွေရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့ video တက်နေတခါတည်းထည့်လို့ရအောင်သူကတခါတည်းလုပ်ပေးထားတဲ့ features တွေလည်းရှိတယ်ဒါမှမဟုတ်ကိုက edit မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း edit လုပ်လို့ရအောင်လို့ပေးထားတဲ့ features တွေရှိတယ်သူ့ရဲ့ platform တိုင်းမှာ feature တွေရှိတယ်ဗျာပြောမယ်ဆိုလို့ရှိရင်အဲ့ feature တွေအကြောင်းလည်းကျွန်တော်တို့ကသိအောင်လုပ်ထားရတယ်အဲ့ပြီးနောက်ဆုံးကကျတော့ကျွန်တော် monetization နဲ့ပတ်သက်တဲ့ tools တွေလည်းပါတယ်ပေါ့အဲ့ပြီး algorithm ဆိုတာကကျတော့ကျွန်တော်တို့ဒီ platform ကြီးကဘယ်လိုစဉ်းစားလဲဆိုတဲ့ဥစ္စာကို algorithm လို့ခေါ်တာပေါ့အဲ့မှာဘာတွေပါမလဲဆိုရင် distribution algorithm တွေကျွန်တော်တို့ကလေ့လာတယ် distribution algorithm ဆိုတာကကျွန်တော်တို့ရဲ့ post ကိုလူတွေမြင်အောင်ဒီ platform ကဘယ်လိုပြပေးရလဲပေါ့ဥပမာဆိုလို့ရှိရင် TikTok မှာဆိုဘယ်လိုသွားလဲဆိုရင် TikTok မှာကကျွန်တော် post တစ်ခုတင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ follower တွေကအယောက်200လောက်ကိုအရင်ပြပေးရအဲ့အယောက်200ကတကယ်ကြိုက်ပြီဆိုတော့မှသူက reach တွေအများကြီးပြပေးရ view တွေအများကြီးပြပေးရဥပမာထားပါဆိုအယောက်200မှာအယောက်150လောက်ကဒီ post ကိုဒီ video အစအဆုံးကြည့်သွားတယ်ဆိုလို့ရှိရင်ဒီ post ကစိတ်ဝင်စားစရာကောင်းတယ်ဆိုပြီးတော့ TikTok ကသတ်မှတ်လိုက်တယ်သတ်မှတ်ပြီးတော့ view တွေအများကြီးပြပေးရ reach တွေအများကြီးရတယ်အစရှိသဖြင့်ပေါ့ဒါကြသူ့ရဲ့ TikTok ရဲ့distribute လုပ်တဲ့ system ပေါ့ Facebook ကကြတော့အဲ့လိုမဟုတ် Facebook ကကြတော့ဒီ follower တွေထဲမှာပေါ့နော် follower တွေထဲမှာထားပါဆိုကိုအမြဲစောင့်ကြည့်နေတဲ့ follower တွေကိုပဲပြပေးရ
သူကလူတိုင်းတော့မပြပေးဘူးသူက follower base ပေါ့ TikTok မှာဆိုကျွန်တော်တို့က for you လဲရှိရယ် following ဆိုပြီးလဲရှိရယ်ကျွန်တော်တို့အများစုကြည့်ကြကြ for you ဘက်ကိုကြည့်ကြတယ် for you မှာဘာတွေတက်လာလဲဆိုလို့ရှိရင်ခုနကပြောတဲ့ပေါက်သွားတဲ့ video တွေတက်လာတယ်Facebook မှာကကြတော့မဟုတ်ဘူးကို follow လုပ်ထားမှ तू ကပြပေးရယ် follower တည်တဲ့ system ပေါ့အဲ့တော့ platform တစ်ခုနဲ့ကလည်းအဲ့လိုမျိုး content ကိုပြပေးတဲ့ distribute လုပ်တဲ့ algorithm တွေကမတူကြဘူးပြီးရင်အများတန်းလည်းပြောင်းလဲနေအခုနောက်ပိုင်းဆိုရှင် Facebook မှာသတိထားမိလားတော့မသိဘူးကို follow မလုပ်ထားတဲ့ page အများစုလည်းကိုယ့်ရဲ့ new feed မှာတက်လာတာမျိုးရှိလာပြီဟိုအရင်တော့ဆိုကျွန်တော်တို့ suggested for you ဆိုပြီးတော့ပို့ပြီးတက်သေးတယ်အခုနောက်ပိုင်းကျ suggested တောင်မပေါ်တော့တန်းပြီးတော့ပြကျွန်တော်လည်း follow မလုပ်တာဒါပေမဲ့အဲ့ရပို့စီကိုကျွန်တော်ရဲ့ new feed မှာလာပြပေးရမျိုးအဲ့လိုမျိုးရှိလာပြီအဲ့တော့ဒီ algorithm တွေကလည်းတကယ်တမ်းပြောလို့ရှိရင်အများတန်းပြောင်းလဲနေတာဒါပေမဲ့ကျွန်တော်တို့က digital marketing လုပ်မယ်ဆိုလို့ရှိရင်ဒါတွေကမတိမဖြစ်တိထားဖို့လိုအပ်တဲ့အရာတွေမှာပါတာပေါ့ algorithm တွေကပြီးရင် SEO ဆိုတာကကြတော့ကြားဘူးကြတာတော့မသိဘူး SEO ဆိုတာဘာလို့ထင်လဲမသိဘူးချက်ထဲမှာရေးပေးမလားတယောက်တော့ SEO ဆိုတာပါကြားပွဲတွေရှိလားမသိဘူး SEO ကြားပွဲတွေတယောက်တော့ရေးပေးမလားမဒီပေးကြလို့ရရင်တော့ဗီဒီယိုပိတ်ထားတဲ့တင်နန်းသားတွေလည်းဗီဒီယိုဖွင့်လို့ရမှာပေါ့ပါပဲနော်ဟုတ်ကဲ့ဒီမှာဆိုရင်2ယောက်5ယောက်လောက်ရှိရေးပြရတယ်ခင်ဗျာဟုတ်ကမန်တန်အောင်မောင်ဝင်းကိုနိုင်တို့ဗီဒီယိုပိတ်ထားတယ်မိုက်လည်းပိတ်ကျွန်တော်တို့ဘက်ကမီးအရန်ပြတ်တော့လေဘာမှမမြင်လို့ဆက်ပိတ်ထားတာဗျာဟုတ်ကဲ့ကျန်တဲ့လူကြီးမင်းတွေရောအတန်လေးနည်းနည်းပေးပါဟုတ်ကဲ့ဆရာကိုတက်ပြောတဲ့ဟာလေးဝိုင်းလိုက်လုပ်ပေးလို့ရနော်သိနားမလဲလို့ဆရာဟုတ်ပြီအဲ့ဆိုကျွန်တော်မေးကြည့်အောင်ဘယ်နာလေးနားမလဲလဲနားမလဲနေရာလေးကျွန်တော်ပြန်ပြောပြပေးမယ်မေကွန်းလေးကျွန်တော်ဆရာမေးကြတယ်ဟုတ်ကဲ့မေကွန်းကိုနားမလဲ SEO နားမလဲဟုတ်ကဲ့အဲ့ဆိုဒီထဲမှာတိတ်တိတ်လို့မရှိဘူးထင်တယ်SEO ဆိုတာကကြာကျွန်တော် search engine optimization လို့ခေါ်တာပေါ့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထားပါဆိုကျွန်တော်တို့ကအုတ်ထုတ်တစ်လုံးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်က Facebook ထဲကိုသွားတယ်ဒါမှမဟုတ်လည်း Google ထဲကိုသွားတယ်ပြီးတော့ရှင်အုတ်ထုတ်လို့ရိုက်ရှာလိုက်တယ်အဲ့မှာကျွန်တော်တို့အများကြီးကြာလာဗျာ page တွေအများကြီးကြာလာတယ်အုတ်ထုတ်ရောင်းတဲ့သူတွေအများကြီးကြာလာတယ်ကျွန်တော်ထားပါဆို main ကလေးဆိုရင်ပို့ပြီးတော့တည်တာဗျာကျွန်တော်နှက်ခမ်းကြီးတွေပါတယ် online တွေဝယ်မယ်ဆိုလို့ရှိရင်တို့အဲ့နှက်ခမ်းကြီးရဲ့ brand ကိုရိုက်ရှာကြတယ်ရိုက်ရှာတဲ့အခါမှာဆိုလို့ရှိရင်အဲ့နှက်ခမ်းကြီးကိုရောင်းတာ page ကတစ်ခုတည်းမဟုတ်အများကြီးပဲအများကြီးဖြစ်တဲ့အတွက်ကြောင့်မျိုးစုံကြာလာတယ်ကြာလာတဲ့အခါမှာကျွန်တော်တို့ရဲ့နှက်ခမ်းကြီးကိုထိတ်ဆုံးရောက်ချင်တယ်ဟုတ်တယ်နော်ထိတ်ဆုံးရောက်ချင်တယ်ဘာလို့လဲဆိုလို့ရှိရင်လူအများစုကပထမအဆုံးမြင်ရတဲ့ page မှာပဲဝယ်ကြတာများဟိုမေးပြီးတော့ဝယ်ကြတာများဟိုအများစုကပေါ့နော်တကူကူရိုက်ရှာလိုက်ပြီး10ခုလောက်ထိပဲသူကြည့်ရယ်10ခုလောက်ထိကြည့်ပြီးသွားတော့မှအဲ့ဒီထဲမှာအကောင်းဆုံးဆိုရတဲ့တခုပဲရွေးတယ်ဒါပေမဲ့ဈေးကွက်ထဲမှာရောင်းနေတာ10ယောက်တည်းရှိရမှာမဟုတ်တာဟုတ်တယ်နော်10ယောက်တည်းရှိရမှာမဟုတ်တာအဲ့တော့အဲ့ top 10ထဲကိုဝင်အောင်လို့ကျွန်တော်တို့က search လုပ်တဲ့အခါမှာပေါ့နော် customer search လုပ်တဲ့အခါမှာ top 10ထဲကိုဝင်အောင်လုပ်တဲ့ optimization နည်းလမ်းတွေရှိရယ်ဒါဆရာစိုးမင်းထွတ်ရဲ့သင်တန်းတွေမှာဆိုလို့ရှိရင်လည်းသင်ကောင်းသင်လိမ့်မယ်ကျွန်တော်တို့ YouTube တွေပြီးသွားလို့ရှိရင် Google တွေမှာဆိုလို့ရှိရင်အဲ့ search engine optimization ကိုအတကုံဖိပြီးတော့လုပ်ရတာမျိုးရှိရယ်အဲ့ဥစ္စာကကြတော့ဒါ SEO လို့ခေါ်တာပေါ့အခုမသိသေးလဲရတယ်ဒါဘာမှမဖြစ်ဘူးဒါအပေါ်ရန်လောက်ပဲကြားဘူးရယ်ဆိုရုံလောက်ပဲကြားဘူးပြီးသွားတော့မှအကယ်၍စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့အသေးစိတ်လေ့လာလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တနားရီတည်းနဲ့တော့ digital marketing ကိုနားလည်သွားတာမျိုးကတော့မဖြစ်နိုင်လေနော်ဟုတ်တယ်မလားအဲ့တော့ဟိုအပေါ်ရန်လောက်ကျွန်တော်တို့နားလည်ထားပြီဆိုလို့ရှိရင်အသေးစိတ်ကတော့ပြီးသွားရင်ကျွန်တော်တို့ပြန်လေ့လာလို့ရတယ်အဲ့တော့ digital marketing မှာဘာတွေပါမလဲဆို digital marketing ပါမယ် digital ဘက်မှာဆိုရင်ဒီ tools တွေကိုလေ့လာမယ်ပြီး algorithm တွေကိုလေ့လာမယ်အဲ့ SEM ဆိုတာကကြတော့ search engine marketing ပေါ့အဲ့ဒါကတော့လောလောဆယ်မသိသေးလဲရတယ်ဘာမှမဖြစ်ဘူးအခုမှစလုပ်မဲ့လူတွေအတွက်ဆိုဒါတွေကနည်းနည်းခက်တဲ့ထဲမှာပါတယ်ဒီ algorithm ကိုလေ့လာတာအခက်ဆုံးပဲဒီ digital marketing ထဲမှာပေါ့ဒီ algorithm ကိုလေ့လာတာအခက်ဆုံးပဲဘာလို့ဆိုကျွန်တော်တို့မမြင်ရအောင်အဲ့ algorithmဒီ platform တစ်ခုဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ကမြင်မှမမြင်ရတဲ့အရာကိုကျွန်တော်တို့ကလေ့လာတဲ့အခါမှာအရန်ခက်တယ်ပြောမှဆိုဒါပေမဲ့ဒီတစ်ခုတော့လေ့လာလို့ရပါဘောဒီ policy ဆိုတဲ့အရာတော့လေ့လာလို့ရတယ်ဘာလို့ဆိုတော့ platform တိုင်းမှာ policy ရှိရယ် Facebook မှာဆိုလို့ရှိရင်လည်း Facebook ရဲ့ policy ရှိမယ် YouTube မှာဆိုလို့ရှိရင်လည်း YouTube ရဲ့ policy ရှိမယ်အဲဥစ္စာတွေကိုတော့ platform ကကြိုပြီးတော့ပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒါတွေကိုတော့ကျွန်တော်တို့လေ့လာလို့ရတယ်ကျန်တဲ့ဟာတွေကတော့နည်းနည်းခက်ကောင်းခက်နိုင်တယ်ဟိုကြားဘူးတယ်ဆိုရင်တော့ဆိုလို့ပဲတော်တော်ပဲကောင်းနေပါပြီကြားဘူးတယ်ဆိုရင်တော့ဒီ policy တခုတော့လေ့လာလို့ရတယ်ပေါ့အဲ့ပြီးတော့ရှင် digital ဘက်ကိုဆက်ပြီးတော့သွားမယ်ဆိုရင် advertising method လို့ခေါ်တဲ့ကြော်ညာပုံကြော်ညာနည်းတွေလေ့လာတယ်
ကျွန်တော်ပြောလိုက်တဲ့ဒီဈေးရောင်း process မှာဆိုလို့ရှိရင်လားပေါ့နော်မှတ်မိလားတော့မသိဘူးဈေးရောင်း process မှာဆိုရှင်ပထမဦးဆုံးအကြီးဆုံးကကိုယ်လူတွေမြင်အောင်လုပ်ဖို့ပဲလူတွေမမြင်လို့ရှိရင်ကိုဘာရောင်းနေမှန်းသိမှာမဟုတ်ဘူးမသိတဲ့အခါမှာစိတ်ဝင်စားမှာမဟုတ်စိတ်ဝင်မစားလို့ရှင်တော့လာမေးဖို့ဘယ်သူမှရှိမှာမဟုတ်ကိုရောင်းနေတာကိုဘယ်သူမှမမြင်ဘယ်သူမှလာဝင်မှာမဟုတ်ဟုတ်နော်ကျွန်တော်လမ်းရှိမယ်အပြင်မှာပေါ့နော်စိတ်ကူးတဲ့နဲ့ယဉ်ကြည့်မယ်ဆိုလမ်းရှိမယ်အဲ့ဒီလမ်းပေါ်မှာဖြတ်သွားဖြတ်လာတယောက်မှမရှိတဲ့လမ်းမှာကျွန်တော်တို့ကဈေးသွားရောင်းမယ်ဆိုလို့ရှိရင်ရောင်းရမယ်ထင်လား marketing budget တွေအများကြီးသုံးမယ်ဗျာကျွန်တော်တို့ sign board တွေအကြီးကြီးတွေထောင်မယ် pamphlet တွေ live ဝေမယ်ဝန်ထမ်းတွေခန့်ပြီးတော့ဒါပေမဲ့ဖြတ်သွားဖြတ်လာလူတယောက်မှမရှိဘူးဆိုလို့ရှိရင်ရောင်းရမယ်ထင်လားမရောင်းရပါဘူးဟုတ်ပြီမရောင်းရအောင်ပေါ့အဲ့တော့ Facebook မှာဆိုလို့ရှိရင်လည်းအဲ့ဖြတ်သွားဖြတ်လာ Facebook ရဲ့ဖြတ်သွားဖြတ်လာတွေကဘယ်သူတွေလဲဆိုရှင်ကျွန်တော်တို့ရဲ့ follower တွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ရဲ့ reach တွေလည်းဖြစ်နိုင်တယ်အဓိကကျွန်တော်တို့ကလူတွေမြင်အောင်လုပ်ဖို့လိုတယ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်အခုမှကျွန်တော်တို့စီးပွားရေးစားလုပ်တဲ့လူအများစုဆိုလို့ရှိရင်လူတွေမြင်အောင်လုပ်ဖို့ခက်တယ်ဗျာဘာလို့ဆိုတော့ follower တွေလည်းမရှိဘူးကိုယ့်ရဲ့ပရိသတ်တွေလည်းမရှိ fan တွေလည်းမရှိဘူးအဲ့ဒီအချိန်မှာကိုယ့်လူတွေမြင်အောင်လုပ်ဖို့တအားခက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ page ထောင်နဲ့ဈေးရောက်နေ post တစ်ခုခုတင်လိုက်တယ်ဒါပေမဲ့ reach က100တောင်မရအောင်တစ်ခါကျ50လောက်ပဲရတာမျိုးအစပိုင်းမှာပေါ့နော်အစပိုင်းမှာ post တစ်ခုခုစတင်လိုက်လို့ရှိရင်50လောက်ပဲရတာမျိုးအဲ့ဒီအချိန်ကျရင်ရောင်းရမရဘူးငါ post တွေပုံမှန်တော့တင်နေရပဲဒါပေမဲ့ရောင်းရဘာလို့မရတာပါလဲပေါ့စဉ်းစားတတ်ကြတယ်ဘာလို့လဲဆိုလို့ရှိရင်ကိုတင်တဲ့ post တွေကိုလူတွေမမြင်လို့ပေါ့အဲ့တော့လုပ်ငန်းဆက်စချင်းလုပ်တဲ့လူတွေပဲဖြစ်ဒါမှမဟုတ်လေလုပ်ငန်းငယ်တွေပဲဖြစ်ဒီကြော်ညာတဲ့နီလန်းတွေကိုကျွန်တော်တို့ကသိထားဖို့လိုတယ်ပေါ့ဒီမှာလည်းအများစုက boost လုပ်ပြီးရောင်းကြလိမ့်မယ်လို့ထင်တယ်ဒီမှာကိုဘာလုပ်လဲဆိုတာတစ်ချက်တော့အချက်ထဲမှာရေးပေးလို့ရမလားကိုဘာလုပ်လဲဆိုတဲ့ဥစ္စာလေးကျွန်တော်ပြောနေအစတော့ကျွန်တော်ထင်ထားတာကကြတော့ဆရာဆုံးမင်းထုတ်ရဲ့သင်တန်းသားတွေပဲ join ကြလိမ့်မယ်ဆိုတော့ဗျာကျွန်တော် digital နဲ့ပတ်သက်ပြီးတော့တော်တော်လေးကျွမ်းကျင်ပြီးသားလူတွေလို့ကျွန်တော်ကခံယူရတာပေါ့မကျွမ်းပါဘူးဆရာဟုတ်ပြီအင်ချက်ပြေလောက်တာပါရှင်ဟုတ်ကဲ့အင်ချက်ပြေလောက်တာဟုတ်ပြီတခြားသူတွေကဘာလို့လောက်ကြချက်ထဲမှာရေးပေးရွှေပညာသင်တန်းဖွင့်ပါတယ်ဆရာရွှေပညာသင်တန်းဖွင့်ပါတယ်ရွှေလေးတွေလည်း online ကနေရောင်းပါတယ်ဆရာဟုတ်ပြီရွှေလေးရောင်းတယ်ရွှေပညာသင်တန်းလည်းဖွင့်ထားတယ်ဟုတ်ကဲ့စားပဲလုပ်မဲ့ဆရာတွေကစားပဲရေးပေးလို့ရတယ်နော်ကိုတင်းအောင်ဟိန်းတို့မောင်ဝင်းကိုနိုင်တို့ဒီ chat box ထဲမှာလေဟုတ်ပြီကျွန်တော်မသိဘူးကျွန်တော်ကပြောရမယ်ဆိုရင်ဒီ digital နဲ့ကျွမ်းပြီးသားလူတွေပဲလာလိမ့်မယ်ထင်လို့နည်းနည်းလေးအမြင့်နိုင်ပြောနေဟုတ်ပြီအဲ့ဒါတနိုင်တစ်ပိုင်းနဲ့ page ထားဆောင်တာဆိုတော့လေ digital နဲ့ပတ်သက်တယ်ဆိုကျွန်တော်တို့အခုမှ page ထားဆောင်တာဆိုတော့ကြာလေ page ကိုဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတော့အချိန်မှာအလေးလာတဲ့အချိန်မှာဆရာဆိုမင်းထုတ်ကိုလည်းတွေ့တယ်ဆရာကိုတက်မွန်းညင်ကိုလည်းတွေ့တယ်အားကြောင့်ဟုတ်ပြီအဲ့ဆိုကျွန်တော်ပြောမယ်လူအများစုကတနိုင်တစ်ပိုင်း digital marketing ခြေလှမ်းကြမယ်လူတွေပေါ့ဟုတ်တယ်ဟုတ်ပြီကျွန်တော် prepare လုပ်လာတာပြောမယ်ဆိုလို့ရှိရင်ဒီ service ပြန်ပေးမဲ့လူတွေအစားရှိတဲ့ဖြစ်ပေါ့အဲ့ဟာတွေအတွက်ပါ cover ဖြစ်အောင်ဆိုပြီးတော့ကျွန်တော် prepare လုပ်လာအဲ့အကြောင်းတချို့ဟာတွေကြအရန်မြင့်နေတယ်လို့ခံစားဟိုမျက်နှာလေးကြည့်ပြီးပြောတော့လေတချို့တွေကြလည်းနည်းနည်းစဉ်းစားနေပုံစံလေးတွေပေါ်နေဟုတ်ပြီအဲ့ဆိုအခုတော့တည်သွားရဆိုကျွန်တော် beginner basic နဲ့ပြန်ပြောရမှာဟုတ်ပြီနားလည်သွားပြီအဲ့တော့ကျွန်တော်တို့ကြော်ညာရမယ်ပေါ့ဒီထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အများစုကဒီ boost လုပ်ပြီးရောင်းကြတယ်ဘာလို့ boost လုပ်ကြလဲဆိုလို့ရှိရင်ကိုယ်လူတွေမြင်အောင်လုပ်ကြတာပေါ့ကျွန်တော်ပြောသလိုပဲလူတွေမြင်တော့မှကျွန်တော်တို့ရဲ့ပစ္စည်းကိုရောင်းရမယ်လူတွေမြင်အောင်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်ဆက်ချင်း page စားထောင်တဲ့အခါမှာဆိုလို့ရှိရင် reach တွေလည်းရမှာမဟုတ်ဘူးဘယ်သူမှလည်းမြင်မှာမဟုတ်ဘူးအဲ့လိုမြင်မှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအရှိန်လေးရလာအောင်လို့advertise လုပ်ရတယ်ကြော်ညာရတယ်ကျွန်တော်တို့လုပ်ငန်းကိုကြော်ညာရတယ်မကြော်ညာဘဲနဲ့တော့ရောင်းရဖို့ကနည်းနည်းလေးခက်တယ်ပေါ့ကြော်ညာတဲ့အခါမှာလည်းကျွန်တော်နီးလန်းမျိုးစုံရှိရဗျာအရင်ခေတ်တုန်းကဆိုလို့ရှိရင်ကျွန်တော်ဘေးဘုတ်တွေမှာကြော်ညာတယ်ဒါမှမဟုတ် TV ထဲမှာကျွန်တော်ကြော်ညာထည့်တယ်ဒါမှမဟုတ်သတင်းစာထဲမှာကြော်ညာထည့်တယ်အရင်ခေတ်တုန်းက traditional marketing ခေတ်တုန်းကပေါ့အဲ့တုန်းကဆိုလို့ရှိရင်တော့ပြောရမယ်ဆိုရင်ကိုလူတွေမြင်အောင်နီးလန်းမျိုးစုံနဲ့လုပ်ကြပါတချို့တွေကြလည်းစိုင်းရှိမှာ pamphlet ဝေတာဒါမှမဟုတ် city map လိုနေရာမျိုးမှာကျွန်တော်တို့ကခွက်လေးတွေချပြီးတော့ဒီ sample လေးတွေရောင်းပြီးတော့ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားပေးလို့ရပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့ brand ကိုကြော်ညာတာအစရှိသဖြင့်မျိုးစုံရှိရလေအရင်တော့ဒါကြောင့်လူတွေမြင်အောင်တို့နီလန်းမျိုးစုံလုပ်ကြတာပေါ့ digital marketing ကြတော့ကျွန်တော်တို့ digital ကိုအသုံးပြုပြီးတော့ကျွန်တော်တို့လူတွေမြင်အောင်လုပ်ပါမြင်ပြီးတော့မှနောက်ဆုံးစိတ်ဝင်စားတဲ့အဆင့်ရောက်ပြီးဆိုတော့မှစုံစမ်းမေးမြန်းမှုတွေရမှာဒါ digital marketing ရဲ့တာဝန်ပေါ့အဲ့တော့ဆန္ဒ digital ကိုဆက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကြော်ညာတဲ့နီလန်းတွေကိုလည်းလေ့လာရတယ်boost တဲ့နည်းတွေရှိမယ်ပြီးသွားလို့ရှိရင် page promote ရဲ့နည်းလမ်းတွေလည်းရှိနိုင်တယ်ဒါမှမဟုတ်တခြားဒီထားပါစို့ကျွန်တော် media ဘိုင်းလုပ်တဲ့အခါမှာ
အဲ့ boost လုပ်တဲ့ဟာကိုကျွန်တော်တို့က media buying လုပ်တယ်လို့ခေါ်တာပေါ့ media buying လုပ်တဲ့အခါမှာကျွန်တော်တို့ကဖြစ်ကလတ်ဇန်လုပ်လို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့ strategy ကြကြပေါ့နီးစနစ်ကြကြလုပ်လို့ရှင်လည်းရတယ်ဒီထဲမှာ boost လုပ်နေတဲ့သူဘယ်နှစ်ယောက်လောက်ရှိလဲလုပ်နေ boost လုပ်ပြီးဈေးရောက်နေတဲ့သူရှိတယ်ဆိုလို့ရှင်ကျွန်တော်အသေးပုံ reaction လေးပေးပေးမလားဟုတ်ပြီ Samsung ကboost လုပ်ပြီးရောင်းတာပါဟုတ်ကဲ့ဗျာအင်ချက်ကြီးပြောဆောင်မှုလို့ပါဟုတ်ပြီအဲ့ဒါလေးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလူတွေမြင်အောင်လုပ်တာပေါ့လူတွေမြင်အောင်လုပ်တဲ့အခါမှာထားပါစို့ post တစ်ခုတည်းတင်တယ်အဲ့တင်ထားတဲ့ post တစ်ခုပဲကျွန်တော်တို့က boost လုပ်ပြီးလူတွေမြင်အောင်လုပ်တယ်ဒါလည်းနီလန်တစ်ခုပဲဒါမှမဟုတ်ကျွန်တော်တို့က boost မလုပ်ခင်မှာကြော်ညာလုပ်မဲ့ post ကိုအရင်စမ်းတတ်တယ်ဥပမာထားပါစို့ကျွန်တော်တို့post ကိုတစ်ခုတည်းမတင်ကြော်ညာ post ကိုတစ်ခုတည်းမတင်မဲနဲ့ဥပမာအထည်လက်ကားရောင်းတာဆိုလို့ရှိရင်အထည်လက်ကားသမားရဲ့အတွက်ကိုမှကျွန်တော်တို့စာသားမျိုးစုံနဲ့ရေးလို့ရတယ်ပုံတွေကိုလည်းမျိုးစုံရိုက်လို့ရတယ်အဲ့တဲ့ကမှ customer စိတ်ဝင်အစားဆုံး post ကိုမှကျွန်တော်တို့ကပြန်ပြီးတော့ကြော်ညာပြန်လုပ်တာပေါ့အဲ့ဥစ္စာကိုကြတော့ကျွန်တော်တို့ကဒါ showering approach လို့ခေါ်တဲ့ strategy ရှိတယ်မျိုးစုံပေါ့နော်တကယ်တမ်းပြောရှင် strategy တွေကမျိုးစုံရှိရဗျာဟိုတခြားကိုဘာသာကိုလေ့လာရင်တော့ပိုကောင်းတာကျွန်တော်တို့လောလောဆယ်တော့တနာရီပဲအချိန်ရတာမလို့ဟိုဒီမှာကျွန်တော် chat ထဲမှာတော့ရေးပေးလိုက်မယ် showering approach လို့ခေါ်တာပေါ့ဆောနာပြောတဲ့ဟာကိုကျွန်တော်တို့ကအရင်ဆုံး post တစ်ခုတည်းတင်တဲ့ post ကိုပဲကြော်ညာတာမျိုးမဟုတ်ပဲနဲ့ post ကို4-5ခုလောက်တင်လိုက်တယ်တင်ပြီးသွားတော့မှအဲ့4-5ခုကို boost လုပ်ကြည့်ရမျိုးလည်းဖြစ်နိုင်တယ်ဥပမာတစ်ခုကို$3နဲ့ boost လုပ်လိုက်တယ်ဗျာဟုတ်ပြီနော်5 post တင်တယ်တစ် post ကို$3နဲ့ boost လုပ်လိုက်တယ်လုပ်လိုက်တဲ့အခါမှာပထမဆုံး post က$3က message 3000ပဲဝင်တယ်ဒုတိယ$3ကျ9ဆောင်ဝင်တယ်တတိယကျ9ဆောင်ဝင်တယ်စတုတ္ထကျ9ဆောင်ဝင်မယ်နောက်ဆုံးဟာကျ15ဆောင်ဝင်မယ်ဆိုလို့ရှိရင်ဘယ် post ကိုဒေါ်လာများများသုံးပြီးတော့ boost လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရောင်းအများဆုံးရနိုင်မယ်ထင်တယ်ရောင်းရတဲ့ post ကိုများများရောင်းရတဲ့ post ကို boost ပို့လုပ်လို့ရှိရင်ပို့ပြီးရမှာပေါ့ဒါပေါ့ကျွန်တော်တို့ message အများဆုံးဝင်တဲ့ post ကပြောရမှာဆိုရင် customer အကြိုက်ဆုံး post အဲဥစ္စာကိုကျွန်တော်တို့ကဒေါ်လာများများသုံးပြီးတော့ကြော်ညာအဲဥစ္စာကိုကျွန်တော်တို့ဒီ marketing မှာဆိုလို့ရှိရင် showering approach လို့ခေါ်တာပေါ့ဒီ media buying strategy တွေကတခုဒါအကြမ်းပြင်းမျှဝေပေးရတခြားသော strategy တွေရှိကောင်းရှိနိုင်တယ်ဥပမာ page promote လုပ်ရင်းနဲ့မှ reach campaign တွေ run တာလားအမျိုးစုံရှိတာပေါ့အဲ့ဒီကတခုကတော့ဒီလိုမျိုးဟာရှိရပေါ့နော်အဲဥစ္စာကိုလည်းကျွန်တော်တို့ကလေ့လာတယ် digital marketing မှာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နောက်ဆုံးတစ်ခုကတော့ဒီ error ဘိုင်းတွေပေါ့နော် error တွေကတော့ပြောမယ်ဆိုရှင်ဒီFacebook ရဲ့ server error ရှိမယ် application error ရှိမယ်ပြီး policy နဲ့ပတ်သက်ပြီးတော့ error ရှိမယ် policy တွေကိုပြောမယ်ဆိုလူတိုင်းဟို policy တိုင်းကိုသိတယ်ဆိုသည့်တိုင်အောင် error ရှိတယ်တခါကျရင်ဘာ policy နဲ့မှညီတာမဟုတ်ဒါပေမဲ့ Facebook ကနေပြီးတော့page ကိုနီအောင်လုပ်ပြတာဝအောင်လုပ်ပြတာအဲ့ဒါမျိုးရောကြားဖို့ရသူရှိလားမသိဘူးဟုတ်ပါတယ်အဲ့လိုမျိုး error တွေကိုလည်းကျွန်တော်တို့ကဖြည့်ရှင်းတတ်ရင်တော့ပိုကောင်းတာပေါ့ digital marketing တကယ်လုပ်မယ်ဆိုလို့ရှင်အဲ့လိုမျိုးပေါ့နော်ဟို server error တွေဘာတွေကတော့ရှင်းပါတယ်ကျွန်တော် Facebook ကနေပြီးဟိုတလောအောင်ဖြစ်သွားတယ်ကျွန်တော်တို့ Messenger ကနေစာပို့လို့မရတော့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့လေအဲ့လိုမျိုးလည်းဖြစ်သွားဒါတွေကပြောမယ်ဆိုရင်တို့ Facebook ဘက်က server error တို့ application error တို့ဒါ error တွေလည်းမျိုးစုံရှိတယ်အဲ့တော့ကိုက digital marketing လေ့လာမယ်ဆိုလို့ရှိရင်အဲ့ဆွမ်းနာ platform နဲ့ပတ်သက်ပြီးတော့အဲ့ဥစ္စာတွေလေ့လာလို့ရတယ် digital နဲ့ပတ်သက်ပြီးတော့ပေါ့နော် digital နဲ့ပတ်သက်ပြီးတော့အဲ့ဥစ္စာတွေလေ့လာလို့ရတယ်အဲ့ပြီးသွားလို့ရှိရင်ဒါကတော့အကိုတို့မတို့ပို့ပြီးတော့စိတ်ဝင်စားကြလိမ့်မယ်လို့ထင်တယ်ဘာလို့ဆိုတော့ marketing ဘက်ရောက်လာပြီပေါ့ဟိုကျွန်တော်အစထင်တာအဲ့လို digital marketing ပြောမဲ့အခါမှာကျွန်တော် digital ဘက်ကိုနည်းနည်းဖိပြောရမယ်ထင်တာအဲ့တော့ marketing ဘက်ကိုဖိပြောမယ်ဆိုလို့ရှိရင် marketing မှာအသုံးပြုတာအများဆုံး digital marketing strategy ပေါ့နော်အသုံးပြုလေးရှိရဲ့ digital marketing strategy ဆိုလို့ရှိရင်ဒီ9ခုရှိရဲ့နံပါတ်1ကကြတော့ direct response marketing လို့ခေါ်တယ်သူကဘယ်လိုလဲဆိုလို့ရှိရင်ပတ်စံထည့်လိုက်တယ် marketing အတွက်ကို budget သုံးလိုက်တယ်သုံးလိုက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကဘယ်လောက်ပြန်ရလဲဆိုတဲ့ဥစ္စာကိုတိုင်းတာလို့ရတဲ့ဟာကို direct response marketing လို့ခေါ်တယ်ဥပမာအနေနဲ့ဆိုကျွန်တော်တို့ Facebook မှာ boost လုပ်တာတို့ဘာလို့ပေါ့ boost လုပ်လိုက်လို့ရှိရင်ကျွန်တော် message ဘယ်နှဆောင်ဝင်လဲတေချာပေါက်ပြန်တိုင်းလို့ရတယ် like ဘယ်နှခုရလဲပြန်တိုင်းလို့ရတယ်page promote လုပ်တာဆိုလို့ရှိရင်လည်း page like ဘယ်နှခုရလဲပြန်တိုင်းလို့ရတယ် follower ဘယ်နှယောက်လောက်တက်လာလဲအတိအကျပြန်တိုင်းလို့ရတယ်အဲဥစ္စာကို direct response marketing လို့ခေါ်တယ်marketing အတွက်ကိုကျွန်တော်တို့ဇရိတ်ထည့်လိုက်တယ်ကြော်ညာဖို့ကိုကျွန်တော်တို့ဒေါ်လာကြီးသုံးလိုက်တယ်သုံးပြီးတော့ကျွန်တော်တို့ဘယ်လောက်ပြန်ရလဲအမြတ်ဘယ်လောက်ပြန်ရလဲအစရှိသဖြင့်အကုန်တိုင်းတာလို့ရတယ်အဲ့ဥစ္စာတွေအကုန်လုံးမှန်သမျှကဒါ direct response marketing လို့ခေါ်တာပေါ့နော်အများစုကတော့ဒီ direct response marketing ပဲအသုံးပြုကြပါတယ်မြန်မာနိုင်ငံမှာတော့ဒုတိယတစ်ခုကတော့ content marketing ပေါ့ content marketing ဆိုတာကကြတော့ content တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ customer တွေကိုမြင်အောင်လုပ်တာပေါ့ content marketing လုပ်မယ်ဆိုလို့ရှိရင်ကြဖြစ်နိုင်လို့ရှိရင်နေ့တိုင်း post တင်လို့ရှိရင်တော့ပိုကောင်းတယ်တကယ်တမ်းမြောက်အဲ့ content marketing က page တိုင်းလို့သုံးတဲ့ marketing ထဲမှာပါတယ်
ကျွန်တော်ကိုယ်တိုင်လည်းအသုံးပြုနေတာပေါ့ကျွန်တော်ရဲ့ profile နဲ့ကိုဝင်ကြည့်ဖြစ်တဲ့သူဘယ်နှစ်ယောက်လောက်ရှိလဲမသိဘူးဒီထဲကလူတွေထဲမှာဟုတ်ပြီ ပြပါတယ်ဆရာ နေတိုင်းကြည့်ရဆရာ ဟုတ်ပြီနေတိုင်းကြည့်ကြရပါ marketing အင်စာဆိုပြီးအများနဲ့တင်လို့ရှိလို့ကြည့်တယ် ဟုတ်ပြီအဲ့မှာကျွန်တော်တခါလေကြာအဲ့ marketing အင်စာထဲမှာပဲတခါလေကြာကျွန်တော်ကတင်တန်းကြော်ညာတွေပါကောက်ညှက်ပြီးထည့်ရတယ်ရှိတယ်ကြုံတွေ့ဘူးလားမသိ ပေးပါအဲ့ အဲ့အချိန်ကျရင်ဟိုမဖတ်ချင်တော့ညာလဲမြင်တော့ဖတ်ရတော့မှာပဲအဲ့ဒါကိုကြာကျွန်တော် content marketing လို့ခေါ်တာပေါ့ content တွေကိုအသုံးပြုပြီးသွားတော့ကိုယ့်ရဲ့ပရိသတ်တွေကိုယ့်ရဲ့ follower တွေကိုယ့်ရဲ့ fan တွေနဲ့ချိတ်ဆက်ထားတယ်ချိတ်ဆက်ထားပြီးသွားတော့အချိန်တစ်ခုရောက်ပြီဆိုတော့မှကျွန်တော်တို့ကဈေးရောက်မှုကြိုးစားတာပေါ့အဲ့ဥစ္စာကိုကြာကျွန်တော်တို့ content marketing လို့ခေါ်တယ် content marketing ကပြောရမယ်ဆိုလို့ရှိရင်အချိန်အရန်ပေးရတဲ့ marketing ထဲမှာပါတယ်ဟိုကျွန်တော်ဒီ content နေတိုင်းတင်တယ်ဆိုတဲ့ဥစ္စာကလွန်ခဲ့လာမှစတာမျိုးမဟုတ်ဘူးပြောရမယ်ဆိုရင်ကျွန်တော်နေတိုင်းတင်လာတာတစ်နှစ်ကျော်နေတိုင်းတင်လာနေတိုင်းကျူးကျူးဆဆရေးပြီးတင်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ follower တွေရှိလာတယ်ကျွန်တော်ရဲ့ fan တွေရှိလာတယ်အဲ့ fan တွေကိုကျွန်တော်တို့ပြန်ပြီးတော့ဒီကိုသူတို့လိုအပ်လောက်မဲ့ product တွေကိုပြန်ပြီးရောင်းချလို့ရတယ်အဲ့ဒါကြောင့်ဆွမ်းနာပေါ့နော်ဆွမ်းနာ market data analysis ဆိုတဲ့ဟာထဲမှာ customer တွေဘာလို့လိုအပ်နေလဲဘာလို့လိုချင်နေလဲအဲ့ဟာတွေပါထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းတစ်ခါလေးပြောတာပေါ့ဘာလို့ဆို customer တွေလိုအပ်တဲ့အရာကိုရောင်းတာနဲ့ကိုရောင်းချင်တာရောင်းတာနဲ့ဘယ်ဟာပိုရောင်းရမှာထင်လဲရောင်းတာပိုရောင်းလိုအပ်တာကိုရောင်းတာပိုရောင်းတာပေါ့ မော်အဲ့ဆိုထပ်မေးကြည့်မယ် customer လိုအပ်တာရောင်းတာနဲ့ customer လိုချင်တာရောင်းတာနဲ့ဘယ်ဟာပိုရောင်းရမှာထင်လဲ လိုချင်တာရောင်းတာပိုရောင်းမှာ လိုအပ်တာရောင်းတာ လိုအပ်တာတယောက်ရှိရပါအဲ့အမတတ်ထပ်မေးမယ်အမအတွက်ပေါ့နော်အမရဲ့အိမ်က bio တွေကိုဖွင့်လိုက်လို့ရှိရင်အိမ်ကအဝတ် bio တွေကိုဖွင့်လိုက်လို့ရှိရင်အထည်တွေထဲမှာပေါ့နော်ကိုလိုအပ်လို့ဝယ်ထားတာများလားလိုချင်လို့ဝယ်ထားတာများလား လိုချင်လို့ လိုချင်လို့ဝယ်ထားတာများမယ်အဲ့ပြီးတော့ကျွန်တော်မနေ့ကစားခဲ့တဲ့အစားအစာကြီးပြန်စဉ်းစားကြည့်ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟာဘယ်နှခုလောက်ပါလဲပေါ့ကိုလိုအပ်လို့ပေါ့နော်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟာဒါမှမဟုတ်ကိုစားကျင်လို့စားတာကြီးများလား စားချင်လို့စားတာပဲများပါတယ်ပြန်အဲ့လိုပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ needs and wants ကိုလေ့လာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဟာပေါ့ customer တွေဘာလိုချင်လဲဆိုတဲ့ဥစ္စာကိုလည်းလေ့လာတယ်ဘာလိုအပ်လဲဆိုတဲ့ဥစ္စာကိုလည်းလေ့လာတယ်ဟို customer တိုင်းကိုကျွန်တော်တို့လိုချင်တာကြီးပဲရောင်းစရာတော့မလိုတခါလေကြောက်ရှင်လိုအပ်တဲ့အရာလေးကိုလည်းကျွန်တော်တို့ recommend ပေးလို့ရတယ်ဥပမာထားပါဆိုအမရဲ့ body design နဲ့ဆိုလို့ရှိရင်ဒီ design အထည်ကိုဝတ်တာကတော့ကောင်းပါတယ်ပေါ့ကိုက recommend ပေးလို့ရတယ်သူလိုအပ်တဲ့ဟာဒါပေမဲ့သူ့အနေနဲ့မလိုချင်ဘူးဆိုကျွန်တော်တို့အဲ့ဒါကိုထပ်မရောင်းနဲ့တော့သူလိုချင်တဲ့အရာကိုပဲပြန်လှည့်ပြီးရောင်းပေါ့ဘာလို့ဆိုကျွန်တော်တို့နေ့စဉ်ဘဝမှာဝယ်တာအများစုကလည်းလိုချင်လို့ဝယ်ကြတာအများလိုအဲ့လိုဝယ်ထားတယ်ဆိုတာနည်းနည်းရှားတယ်ဗျာတော်တော်နည်းတယ်တဲ့မှာပါ 1% လောက်ပဲကျွန်တော်တို့တကယ်လိုအဲ့လိုဝယ်ထားတယ်ဆိုတဲ့ဥစ္စာရှိရပေါ့အဲ့တော့အဲ့ customer needs and wants တွေလေ့လာတဲ့အခါမှာအဲ့ဆိုတော့လိုအပ်တဲ့ဟာတွေလိုချင်တဲ့အရာတွေရှိမယ်လိုချင်တဲ့အရာကိုများများရအောင်လိုအပ်တဲ့အရာကိုကျွန်တော်တို့ကစေတနာပါတယ်ဆိုလို့ရှိရင်ပေါ့နော်စေတနာပါတယ်ဆိုကျွန်တော်တို့ကအကြံလေးတော့ပြီးလို့ရတယ်အမအနေနဲ့ဒါလေးလိုအပ်နေတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့ကျမထင်တယ်ပေါ့ဆိုတော့ကျွန်တော်အထည်လက်ကားရောင်းတာဆိုလို့ရှိရင်လည်း customer ကိုကျွန်တော်တို့ကအမဒီအထည်လေးရောင်းလို့ရှိရင်အများကြီးရမှာဆိုပြီးတော့အကြံတော့ပေးလို့ရတယ်ဒါပေမဲ့ customer ရောင်းချင်တာနောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ကအရင် force လုပ်လို့မရတော့အတင်းကျပ်ဒါကြီးရောင်းမှာဆိုပြီးတော့ပြောလို့မရကောင်းဘူးပေါ့သူလိုချင်တာကိုပဲကျွန်တော်တို့ကရောင်းပေးရဝန်ဆောင်မှုရောင်းတာဆိုလဲအဲ့တိုင်းပဲတခါလေကြာရင် client နေပြီးတော့ဟိုကျွန်တော်တို့ကအကြံပေးလိုက်တယ်ဗျာ boost လုပ်တဲ့ခါမှာဒီလိုလေးလုပ်ပါပေါ့ဒါပေမဲ့ client မဟုတ်ဘူးဒီလိုပုံစံလေးပဲလိုချင်တာဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုရှင်ဟုတ်ကဲ့ပါပေါ့နော်ဟုတ်ကဲ့ပါဆိုပြီးတော့ပဲကောင်းချင်ပြီးတော့သူလိုချင်တဲ့အတိုင်းလေးပဲလုပ်ပေးရတာပေါ့အဲ့ဥစ္စာကြောင့်ကျွန်တော်တို့ needs and wants တွေပါမယ်အဲ့ needs and wants တွေကိုဒီ content နေရာမှာတစ်ဆင့်လဲသိနိုင်ရင်နောက်တစ်ခုကကျတော့ဒီနံပါတ်3လို့ခေါ်နံပါတ်3မှာပါတဲ့ interactive marketing ဆိုတဲ့ဥစ္စာအနေနဲ့သိနိုင်တယ် interactive marketing ဆိုတာကကျတော့မြင်အောင်ပြောမှဆိုကျွန်တော် live တွေလိုမျိုးပေါ့ live ဆိုရင်ဈေးရောင်းတာမျိုးအဲ့ဒါကြောင့်ကျွန်တော် interactive marketing customer နဲ့ကိုယ်နဲ့ interact လုပ်လို့ရတယ်အပြန်အလှန်ပြောလို့ရတယ်အဲ့လိုမျိုးပါတယ်ဟာတခြားအနေနဲ့ဘာတွေပါအောင်မလဲဆိုကျွန်တော် application တွေဘာတွေဆိုလို့ရှိရင်လည်းဒီ interactive marketing ထဲမှာပါတယ်ပြီးရင်တခြား website တွေမှာဆိုရင် survey ကောက်တာတွေပါတယ်ရှိအဲဥစ္စာတွေကလည်းပြောမှဆိုရင်ဒီ interactive marketing ထဲမှာပါတယ်ကျွန်တော်ဒါလေးကြည့်လိုက်လို့ရှိရင်ပို့ပြီးတော့သိတာသွားလိမ့်မယ် interactive marketing မှာဆိုကျွန်တော် Facebook live တွေပါတယ်ပြီးရင် TikTok live တွေပါတယ်ဘာလို့ interactive marketing ကိုသုံးသင့်လဲဆိုလို့ရှိရင်အဲ interactive marketing က engagement ပိုကောင်းတယ် live တွေကညာတော့အဖြစ် engagement ပိုကောင်းတယ်ထားပါဆို comment တွေလည်းပုံမှန် post တက်စာလို့ရှိရင် comment တွေပိုများရဗျာဟုတ်တယ်မလား live တွေမှာလေဟိုအထက်ဒီဟာလေးလို့ချင်းယူလို့မှဘာဖြစ်တယ်ညာဖြစ်တယ်အစားရှိတဲ့ဖြစ်အဲ့ဒါကြောင့် engagement တွေပိုရတတ်တယ်engagement တွေပိုရလို့ရှိရင် customer တွေကပိုယုံတယ်
ကျွန်တော်တို့ထားပါဆို page like 1000ရှိရဲ့ page မှာဝယ်မလားဒါမှမဟုတ်ရှင် page like 100ပဲရှိရဲ့ page မှာဝယ်မလားဘယ် page မှာဝယ်မလဲကိုသားဆိုရင်1000ရှိတဲ့ page မှာဟုတ်လေ1000ရှိရဲ့နေရာမှာဝယ်အဲ့ကိန်းကနန်းနေရာလဲကိန်းကနန်းနေပေါ့နော် engagement လို့ခေါ်တဲ့ကိန်းကနန်းနေရာလဲအရေးကြီးရဲ့ကဏ္ဍတွေမှာပါတယ်ရောင်းရတောင်းလို့ပို့ဆိုလို့ရှင်ဘာလို့ဆိုတော့ကျွန်တော်တို့စိတ်ထဲမှာမျိုးလုံးလေးမိတ်ပြီးစဉ်းစားကြည့်လိုက်မယ်ဆို page အကြီးကြီးလို့ပြောရဲဆိုလို့ရှိရင်မျိုးလုံးထဲမှာဘာအရင်တန်းမြင့်မင်း page ကအကြီးကြီးပဲကွာမင်း page ကအောင်မြင်နေရလို့ပြောရင်မျိုးလုံးထဲမှာဘာတန်းမြင့်အမြဲ edit ဖြစ်နေတာ post တွေအများတက်နေတာလေ post တွေအများတင်တဲ့ post အောက်မှာလဲ like တွေအများကြီးရတာ like တွေ comment တွေအများကြီးရတာအဲ့ကိန်းကနန်းတွေအများကြီးရတဲ့ဥစ္စာကိုကျွန်တော်တို့ကတစ်ခါလေကြာရင်အောင်မြင်မှုနဲ့တွဲပြီးတော့သတ်မှတ်တတ်ကြတယ်လူတွေအများစုကလည်းပြောမှဆိုရှင်လူအများစုဝယ်ကြတဲ့နေရာမှာပဲဝယ်ရကျွန်တော်ဈေးတဲ့ဘာကြီးသွားကြည့်မယ်ဆိုလို့ရှိရင်လူအုံနေတဲ့ဈေးတဲ့ဆိုလို့ရှိရင်ဘာလေးလည်းမသိဘူးနော်ဆိုပြီးတော့ကိုယ်လည်းဝင်ကြည့်တတ်ကြတယ်ဟုတ်လားမသိဘူးဒီမှာ main ကလေးတွေများတာဆိုတော့ဟုတ်နော်ဟုတ်ပါဈေးရသွားတဲ့အခါမှာအဲ့လိုမျိုးပဲပေါ့ Facebook မှာလည်းကိုယ့်ရဲ့ follower တွေကိုယ့်ရဲ့ fan တွေများလာတယ်ဆိုရှင်လည်းရောင်းရတဖြည်းဖြည်းနဲ့တက်လာအဲ့ဒီ fan တွေဘယ်လိုရအောင်လုပ်မလဲဆိုကျွန်တော်တို့က customer နဲ့စကားများများပြောပေးရ customer နဲ့ကိုယ်နဲ့ဂျားထဲမှာ relationship တည်ဆောက်ရ relationship ကဘယ်အချိန်မှာဖြစ်တည်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကစကားများများပြောရင်ဖြစ်တည်လာကျွန်တော်ငငယ်တော့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အခင်ဆုံးတငယ်ချင်းလို့ပြောလို့ရှိရင်ကိုဘေးမှာထိုင်တဲ့သူတွေပဲများတယ်ဟုတ်လားမသိဘာလို့ဆိုတော့သူတို့နေတိုင်းတွေ့ရတယ်နေတိုင်းစကားပြောဖြစ်တယ်အပြန်အလှန်ပေါ့နော်တစ်ဖက်တည်းပြောနေတာမဟုတ်ဘူးအပြန်အလှန်စကားပြောဖြစ်တယ်နေတိုင်းတွေ့ရတယ်အဲအကြောင်းပို့ပြီးတော့ခင်လာတယ်ခင်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီ marketing မှာဆိုရင်ပို့ပြီးတော့ဝယ်ကြတယ်လူတွေကခင်တဲ့လူတွေစီမှာပို့ပြီးတော့ဝယ်ကြတယ်ဥပမာထားပါဆိုကျွန်တော်တို့ကပစ္စည်းတင်သွင်းဖို့လက်ကားလိုက်ရှာတယ်လက်ကားသမားတွေအများကြီးရှိတယ်ဒါပေမဲ့ကိုယ်တငယ်ချင်းကလည်းလက်ကားလုံနေဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်သူစီမှာအားပေးမလဲတငယ်ချင်းစီမှာအားပေးမယ်တငယ်ချင်းစီမှာအားပေးမယ်အဲ့လိုမျိုးပေါ့ marketing လုပ်တဲ့အခါမှာလည်း customer နဲ့ကိုယ်နဲ့အဲ့လိုမျိုးရင်းနှီးနေအောင်လုပ်ထားနိုင်လို့ရှိရင်ပိုကောင်းတယ်ဘယ်လိုလုပ်မလဲဆိုဆွမ်းနာပြောတဲ့ content တွေနေတိုင်းတင်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင် interactive လုပ်တာကျွန်တော်တို့တောက်ကြနေတိုင်းများကျွန်တော်တို့မေးခွန်းလေးတွေမေးပြီးတော့ quiz လုပ်တာမျိုးလည်းဖြစ်နိုင်တယ် live stream ပြီးတော့လည်းဈေးရောက်ရမယ်လို့မဟုတ်ဘူး live stream ပြီးတော့စကားထိုင်ပြောနေတာမျိုးလည်းဖြစ်နိုင်တယ်ဟိုမှာဝန်ဆောင်မှုရောင်းတာဆိုလို့ရှိရင်ပို့ပြီးတော့စကားပြောလို့ကောင်းတယ်ဟိုမှာကိုကထားပါဆိုအိမ်တုပ်ဆေးရောင်းတာဆိုသည့်တိုင်အောင်အကိုတို့မှတော့အိမ်မှာဆိုရင်ဘာတုတ်ထားသေးလဲမသိဘူးဒီ live ထဲမှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရမလားတော့ပေါ့အဲ့ဒါဆိုလို့ရှိရင်ဘယ်သူမဆိုပေါ့နော်မြင်တဲ့သူတိုင်းကမြင်တဲ့သူ10ယောက်လောက်မြင်လို့ရှိရင်2ယောက်လောက်ကတော့အနည်းဆုံးဝင်ပြီးတော့မှန်သွားကြပါမယ်အဲ့ဒီအချိန်ကျသူတို့ကစကားဆက်ပြောဘာကြောင့်ဒီခဲအောင်ကိုဘာလို့ရွေးဖြစ်တာလဲပေါ့ဘာကြောင့်ဒီကာကီအောင်ရွေးဖြစ်တာလဲပေါ့ဘာလို့လဲဆိုလို့ရှိရင်ဒီအယောင်ကဈေးသက်တာတဲ့ထဲမှာပါဒါမှမဟုတ်လေဒီအယောင်ကမျက်လုံးလင်းတဲ့ထဲမှာပါအဲ့ဆိုရှင်ကျွန်တော်စကားပြောပြသွားပြီ conversation ပြောပြသွားပြီ conversation များများပြောပြလေ customer နဲ့ပို့ပြီးတော့ချိတ်ဆက်ထားနိုင်တယ်ပဲပို့ပြီးတော့ရင်းနှီးလေပို့ပြီးတော့ relationship ပိုကောင်းလေအဲ့တော့ကိုယ့်ရဲ့ page မှာရောစဉ်းစားကြည့်အောင်အဲ့လိုမျိုးကိုကြီးပဲတစ်ဖက်သက်ပြောနေလားဒါမှမဟုတ်ရှင် customer ကြီးပြန်ပြောတာမျိုးရောအဲ့လိုမျိုးလုပ်လို့ရအောင်ဆို interactive လုပ်လို့ရတဲ့ post တွေရောတင်ဖြစ်လားတင်ပြဘူးတင်ပြသေးဘူးတင်ပြပါတင်ပြသေးအကြောင်းအင်ချမ်းမြေရောင်းတာဆိုလို့ရှိရင်လည်းထားပါဆိုကာကာတို့ပေါ့နော်ကာကာတို့အင်ချမ်းမြေဝယ်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်အချက်ကိုကြည့်ပြီးဝယ်တာများလဲပေါ့ဈေးနှုန်းလားဒါမှမဟုတ်လို့ရှိရင်ဒီ area လားပေါ့အကျယ်အဝန်းလားဒါမှမဟုတ်ရှင်အဲ့အိမ်ရဲ့ပတ်ဝန်းကျင်လားအဆင်ပြေဆိုလို့ရှိရင် comment မှာတစ်ချက်တော့ဖြည့်ပေးသွားပါဦးပေါ့ ABC ပေါ့ A ကဈေးနှုန်းကိုကြည့်ပြီးဝယ်ဒုတိယ B ကကြတော့ area ကိုကြည့်ပြီးဝယ် C ကကြတော့အဲ့အိမ်ရဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးဝယ်ပတ်ဝန်းကျင်ကောင်းမှဝယ်ပေါ့အစားရှိသဖြင့်customer ကာကာတို့ရောဘယ်လိုလေးရွေးချယ်ဖြစ်ကြတယ်ပေါ့အပြန်အလှန် interactive လုပ်တဲ့ဟာမျိုးကိုကအထက်လက်ကားရောင်းတာဆိုလို့ရှိရင်လည်းဒီရက်ပိုင်းမှာဟိုကာကာတို့ရောရောင်းအားကောင်းကြရလားပေါ့ကိုစီကနေလက်တီပြန်ယူတဲ့လူတွေရောရောင်းရရလားပေါ့လက်ကားပြန်ယူရလေလက်ကားပြန်ယူပြီးလက်တီပြန်ရောင်းတဲ့လူတွေရောရောင်းရရလားမိကွန်းလေးတွေမေးပြီးတော့ကျွန်တော်တို့ကစကားပြောလို့ရတယ်ကျွန်တော်တို့ကဈေးပဲရောင်းတဲ့အခါကျတော့ကိုကြီးပဲအသက်လွတ်ပြောနေတယ်လို့ဖြစ်သွားတယ်ဘာနဲ့တူလဲဆိုတော့ဗျာကျွန်တော်တို့တငယ်ချင်း2ယောက်ပေါ့တငယ်ချင်း2ယောက်တစ်ဖိတ်ဆိုင်ထိုင်နေဒါမှမဟုတ်လည်းအဲ့လိုမျိုးတနေရာသွားထိုင်နေတနေရာတွေ့ကြပြီးတော့သူ့ပါဇက်ကိုတိတ်နဲ့ပိတ်ထားပြီးတော့ကိုကြီးပဲပြောနေရပဲအဲ့လိုမျိုးပုံစံနဲ့တူနေတာပေါ့ကျွန်တော်တစ်ဖက်တည်းပြောတဲ့အခါကျတော့အဲ့လိုမဟုတ်ဘဲနဲ့အဲ့လို interactive content တွေများများပြောနိုင်လို့ရှိရင်ကိုယ့်ရဲ့အမာခံပရိသတ်တွေရလာအမာခံပရိသတ်တွေအရေးကြီးတယ်ကျွန်တော်တို့ရဲ့ page မှာကိန်းကနန်းတွေကအရေးကြီးတယ်လို့အဲ့လိုပဲအမာခံပရိသတ်တွေကလည်းအရေးကြီးတယ်
ဥစ္စာလေးပေါ့နော်ဥစ္စာကိုဘယ်လိုရမလဲဆိုရင်ဆန္ဒပြောတဲ့ interactive marketing ဆိုတဲ့ဥစ္စာနဲ့ရနိုင်တယ်အဲ့ပြင်နောက်တစ်ခုအနေနဲ့ကျတော့ကျွန်တော်တို့ influencer marketing ဆိုတဲ့ဥစ္စာလေးရှိတယ် influencer marketing ဆိုတာကကျတော့ influencer တွေရဲ့အကူအညီကိုအသုံးပြုပြီးသွားတော့ကျွန်တော်တို့လူတွေမြင်အောင်လူတွေသိအောင်လူတွေစိတ်ဝင်စားအောင်ကြော်ညာဥပမာဆိုရင်ကျွန်တော်တို့အရင်တော့ဆိုဖြူဖြူထွေးတို့ဘာလို့ကျွန်တော်တို့ငှားပြီးတော့ကိုယ့်ရဲ့ product တွေကြော်ညာမျိုးတွေလည်းရှိရဲပြီးတော့ရှင်ကျွန်တော်တို့လောင်းကစားဆိုလို့ရှိရင်လည်းအဲ့ influencer marketing ကိုတအားသုံးတယ်လောင်းကစားရဆိုလို့ရှိရင်လည်းမြင်မှုသားတော့မသိဘူးပေါ့နော်အဲ့လို model တွေသုံးပြီးတော့ကြော်ညာတာမျိုးပြီးတော့ရှင်အဲ့လိုနာမည်ကြီးပြီးသားဒီ model တွေနဲ့ကြော်ညာတာမျိုးပြီးတော့ရင်တစ်ခါလေဟိုတလောဆိုလို့ရှိရင်ကျွန်တော် anonymous ကိုခေါ်ပြီးတော့ဘာမှတချင်းစုခိုင်းတာမျိုးအဲ့ဥစ္စာတွေပြောမှစတာ influencer marketing ပေါ့ influencer ရဲ့အရှိန်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကြော်ညာတဲ့ဟာမျိုးဒါကိုကြာ influencer marketing လို့ခေါ်တယ်အရင်တော့လွယ်တော့မလွယ်ဘူးပေါ့နော်တနိုင်တစ်ပိုင်းလုပ်တဲ့လူတွေအနေနဲ့ကြတော့ဟိုကျွန်တော်ကတော့အဲ့ influencer marketing ကိုသုံးကျင်တယ်ဗျာကျွန်တော်ရဲ့အတွေ့အကြုံလေးပြပြပေးမယ်ကျွန်တော်အဲ့ influencer marketing ကိုသုံးကျင်တယ်ဒါပေမဲ့ influencer ရှာရတာတော်တော်ခက်တယ်ဘာလို့ဆိုတော့ကျွန်တော် digital marketing လုပ်တဲ့လူပြီးတော့ marketing coach ဖြစ်တဲ့အတွက်ကြောင့်ဘယ်သူနဲ့တွဲပြီးလုပ်ရင်ကောင်းမလဲပေါ့စဉ်းစားနောက်ဆုံးကျတော့မထူးပါဘူးကွာပေါ့နော်ငါကိုယ်တိုင်ပဲ influencer လုပ်ပလိုက်တော့မယ်ငါကိုယ်တိုင်ပဲ influencer လုပ်ပြီးသွားတော့လူတွေကိုငါမျက်နှာပြပြီးပဲရောင်းတော့မယ်ပေါ့နော်ကိုယ်တိုင် model လုပ်မယ်ပေါ့အဲ့ဒါနဲ့ကိုကတော့ပြောမယ်ဆို personal brand နဲ့တခါတည်းတိစောက်ပြီးသားဖြစ်သွားအောင်ဆိုပြီးတော့ကိုမျက်နှာများပြဖြစ်တယ်ပေါ့အရင်တော့ဆိုကျွန်တော်ကိုတက်ပုံတော့ကိုမတင်ဘူးလူရမ်းရှက်တက်တဲ့ထဲမှာပါတယ်ပြောမယ်ဆိုဒါပေမဲ့အဲ့လိုမျိုး influencer marketing နီးလမ်းကိုလည်းကျွန်တော်အသုံးပြုခြင်းတဲ့အတွက်ကြောင့်ကိုတိုင်း influencer ဖြစ်အောင်လုပ်လိုက်အစားရှိတဲ့ဖြစ်မှာအဲ့ဥစ္စာကြတာ influencer marketing လို့ခေါ်တယ်နောက်တစ်ခုကကျ direct marketing ဆိုတာကကြတော့ customer ရှိလောက်မဲ့နေရာကိုဓာတ်ရိုက်သွားပြီးတော့ရောင်းချတာအပြင်မှာဆိုလို့ရှိရင်အဲ့ဥစ္စာကိုဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့ကလေးမှုဂျိုနာမှာ sorry ကလေးမှုဂျိုနာမှာကျွန်တော်တို့ကသူငယ်တန်းကျူရှင်ဖွင့်ပါတယ်ဆိုတဲ့အကြောင်းတွားပြီးတော့ကြီးညာတာမျိုးမူဂျိုဆိုလို့ရှိရင်တေးကြဗျာမူဂျိုပြီးလို့ရှိရင်ကျွန်တော်သူငယ်တန်း sorry သူငယ်တန်းမဟုတ် sorry သူငယ်တန်းအရင်တော့မူဂျိုပြီးရင်သူငယ်တန်းတော့အခုတော့နည်းနည်းပြောင်းသွားပြီထင်တယ်မပြောတတ်တော့ဟိုစစ်စတန်တွေကအစ်စ်တွေဖြစ်သွားပြီအဲ့တော့အရင်တော့ကိစ္စနဲ့ပဲဆက်ပြောမယ်ဆိုရင်မူဂျိုចောင်းသားမှာကျွန်တော်တို့သူငယ်တန်းကျူရှင်ကိုတွားပြီးတော့ကြော်ညာမယ်ဆိုလို့ရှိရင်ရောင်းအားပို့ပြီးတော့ရနိုင်တယ်ဟုတ်တယ်မလားဘာလို့ဆိုမူဂျိုမှာလာထားတဲ့မေမေတွေကမူဂျိုပြီးသွားလို့ရှိရင်သူငယ်တန်းကိုသူကကျူရှင်ကိုစုံစမ်းကြမှာပဲသူတို့စုံစမ်းစရာမလိုအောင်ကျွန်တော်တို့ဓာတ်ရိုက်သွားပြီးတော့ရောင်းမယ်အဲအကြောင်းကျွန်တော်တို့ city map တို့ဘာတို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလို milo တွေဆိုလို့ရှိရင် free တိုက်တာမျိုးရှိရယ်ပြီးတော့ကျွန်တော်တို့ကလေးကျောင်းနေမှာဆိုလို့ရှိရင်ဟိုးရှိခေတ်တော့ကျောင်းနေမှာဆိုလို့ရှိရင် milo တွေတိုက်တယ်ကျောင်းသားတွေကိုလေကျောင်းသားတွေကို milo တိုက်တဲ့အခါမှာကျောင်းကလေးတွေကကြိုက်ကြရဲဆိုလို့ရှိရင်အိမ်ပြန်ရရင်မမေ milo ကျောင်းမှာတောက်လာတယ်တက်လာတယ်အဲ့ milo တွေကအရန်ကောင်းတာအဝယ်တိုက်လို့ရမလားတော့ပေါ့အစားရှိတဲ့ပြင်ပြောကောင်းပြောနိုင်လိမ့်မယ်ဆိုတဲ့ idea နဲ့တို့ကတိုက်ကြရတာဒါ direct marketing လေကျွန်တော်စေးဆိုင်နေနားမှာဆိုလို့ရှိရင် vitamin C ဆေးပြားလေးတွေရေစုဆေးပြားလေးတွေဖြော်ပြီးတော့အကျန်းပြင်းတိုက်တာမျိုးတွေရှိတယ်မျိုးစုံပေါ့ဒါတွေကပြောမှဆို direct marketing customer ရှိတော့မဲ့နေရာကိုဓာတ်ရိုက်သွားပြီးတော့ရောင်းချတာဒါဆိုတော့မြင်တောင်လို့အပြင်ကဥပမာနဲ့ပြောလိုက်တာပေါ့ Facebook ဒီ digital marketing နဲ့ပတ်သက်လာမယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့က customer ရှိတော့မဲ့ group တွေမှာသွားကြော်ညာမျိုးဖြစ်နိုင်တယ်ဥပမာထားပါဆိုကိုက page error service ပေးတာဆိုလို့ရှိရင်ကိုယ့်ရဲ့ customer တွေက page admin တွေpage admin တွေကဘယ်မှာရှိမလဲဆိုလို့ရှိရင်ထားပါဆို page promo group တွေboost လုပ်နည်းများမျှဝေမယ်ဆိုတဲ့ group တွေအဲ့လို group တွေထဲမှာကိုယ့်ရဲ့ target customer ရရှိနေလိမ့်မယ်အဲ့ချိန်ကျတော့ရှင်ကျွန်တော်တို့ကအဲ့ group တွေဝင်လာမယ်အဲ့ group တွေထဲမှာကျမရဲ့ page လေးပြတ်သွားလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရှင်ကိုက CB ကိုတွားပြီးတော့ကျွန်တော်ဒီ error ကိုဖြည့်ရှင်းပေးနိုင်ပါတယ်ဈေးကဘယ်လောက်ပါဆိုလို့ရှင်ဒါ customer ကိုရွေးချယ်နိုင်ဖို့များသွားတာပေါ့ဟုတ်နော်အဲ့ဒါကကျွန်တော် direct marketing ဟိုအထက်လက်ကားရောင်းတာဆိုလို့ရှင်လည်းကျွန်တော်တို့ဘာတွေလုပ်လို့ရမလဲဆိုရင်သက်ဆိုင်ရာပေါ့နော်ဒီလက်လီလက်ကားရောင်းချတဲ့ group တွေရှိကောင်းရှိနိုင်တယ် Facebook group တွေလေအဲ့ group တွေထဲမှာကျွန်တော်တို့က group member ဝင်ပြီးတော့ကျွန်တော်တို့ကနေတိုင်းကျွန်တော်တို့စီမှာရနိုင်တဲ့အထက် design လေးတွေရောင်းကောင်းတဲ့ top seller item လေးတွေနေတိုင်းတင်ပေးနေလို့ရတယ်အင်ချမ်မီဆိုလို့ရှင်လည်းအလားတူပဲအင်ချမ်မီ group တွေအများကြီးရှိတယ်အဲ့ group တွေမှာကျွန်တော်တို့ကနေတိုင်း post သွားတင်ပေးကျမစီမှာဒီအခန်းလေးရပါသေးတယ်နော်အဲ့အခန်းလေးကတော့ဘာကောင်းနေညာကောင်းနေအစားရှိသေးတယ်ဓာတ်ရိုက်သွားရောင်းတာရွှေဆိုင်ဆိုလို့ရှင်လည်းကျွန်တော်တို့ကဒီရွှေနဲ့ပတ်သက်တဲ့ဟာကြီးပြီးတော့ရှင်ကိုကရွှေတင်တန်းဖွင့်တာဆိုလို့ရှင်လည်းအလောက်ကင်အခွင့်အရေးနဲ့ပတ်သက်တဲ့ group တွေမှာ post သွားတင်တာမျိုး customer ရှိတော့မဲ့နေရာကိုကျွန်တော်တို့ဓာတ်ရိုက်သွားပြီးရောင်းဒါမျိုးတွေလုပ်လို့ရတယ်အဲ့ဒါကကြဘယ်လိုခေါ်လဲဆိုကျွန်တော်တို့ direct marketing ပေါ့ဒီထီဆိုရင်ပေါ့နော်1 to 5ရှိပြီးသွားပြီပေါ့ဘာများမေးစရာရှိမလဲ1 to 5ပေါ့ခုထိပြောထားတာတွေအကုန်လုံးသဘောပေါက်ပါတယ်ဆရာဟုတ်ပြီကျွန်တော် direction လေးနည်းနည်းပြန်ညီလာပြီပေါ့ဆန္ဒလမ်းကြောင်းနည်းနည်းလွဲနေတယ်
ဟုတ်ပြီ ဟိုဟုတ်တယ် အဲ့ဆိုရင်ဆရာတခါလည်းမင်းနဲ့ချင်းနဲ့ boost လုပ်တာတွေပါတယ်ဆရာတို့ရှိမှအဲ့လိုရပါ အော်ကျွန်တော်လုပ်ပေးပါတယ်ဒီကျွန်တော်ရဲ့ page ပေါ့နော်ကျွန်တော်ရဲ့ profile နဲ့ဝင်ကြည့်လိုက်မယ်ဆိုရင် pin post ထောက်ထားတာလေးရှိပါလိမ့်မယ်အဲ့ pin post မှာဆိုလို့ရှိရင်ကျွန်တော်စီမှာရနိုင်တဲ့ service တွေကိုတခါတည်းကြီးညာထားပေးတာပေါ့နော်ဒါလည်း marketing တစ်မျိုးပဲပြောမှာဆိုရင်ကျွန်တော် content marketing လုပ်တယ်profile နဲ့ဝင်ကြည့်တဲ့အခါမှာဒီ post ကိုလူတိုင်းတစ်ခေါက်တော့အနည်းဆုံးမြင်သွားမယ်အစားရှိသေးတယ်ဟုတ်ရပါတယ် service ကတော့ပြီးပါတယ်ဒါပေမဲ့ဟို ancient မျိုးတော့ကျွန်တော်တို့ service မပေးလို့ခင်ဗျဟုတ်ဆရာ boost လုပ်တာအနည်းဆုံးဘယ်လောက်ရှိလဲဆရာအများကြီးမတက်နိုင်သေး ဟိုကိုတိုင်းလုံးမယ်ဆိုလို့ရှိရင် visa card လုပ်ပြီးတော့ကိုတိုင်း boost လုပ်မယ်ဆို$ကိုကျွန်တော်တို့3500 3600ပေါ့ဗျာအကြမ်းမြင်3600လာကြာလိမ့်မယ်အကယ်၍ကိုက service app မှာဆိုလို့ရှိရင်ဒါ service သမားရဲ့ခေါ်တဲ့ဈေးနှုန်းပေါ့အဲ့ပေါ်မူတည်သွားလိမ့်မယ်ဟိုအကယ်၍ဈေးကွက်ဈေးနှုန်းအရဆိုအခုလောလောဆယ်4000ကနေပြီးတော့4500လောက်ထိပေါက်တယ်ပေါ့ကျွန်တော်တို့ကတော့brand ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်4500ယူပြရပေါ့နော်အကယ်ကိုတိုင်းလုံးမယ်ဆိုလို့ရှိရင်တော့ဆွမ်းနာပြောတဲ့အတိုင်းပဲ3600နဲ့တည်းလုပ်လို့ရတယ်အများကြီးกว่าတာပေါ့ပြောမှဆိုကိုတိုင်းလုပ်ကြည့်ပါကျွန်တော်တို့တင်တန်းတွေတက်ပြီးလုပ်ကြည့်ကြည့်ဆရာ visa ကတ်ကဘယ်လိုလုပ်ရလဲဆရာ visa ကတ်ကဘယ်လိုလုပ်ရလဲvisa ကတ်ကကြတော့ကျွန်တော်တို့ ban နေမှာသွားလုပ်လို့ရတယ်ထားပါဆိုAR တို့ဘာလို့လဲလုပ်လို့ရတယ်KBZ မှာလုပ်ရမှာဆရာ KBZ ကမရဘူး KBZ ကသူကဟိုမြန်မာငွေနဲ့တွင်းလို့တွင်းငွေမပေးဘူးသူကဒေါ်လာအရွက်ကင်လာတော့မှကတ်တဲကိုထည့်ပေးမယ်ဟောတော့ CVO သွားတော့ကြာဆရာကျွန်တော်တို့မြန်မာငွေနဲ့ visa ကတ်လုပ်ချင်လို့ပါလို့ပြောရမှာပေါ့ဟုတ်ရတယ်ဒါမှမဟုတ်ကျွန်တော် online နေရောင်းတဲ့လူတွေလည်းရှိရဟိုက UAB visa ကို online နေရောင်းတဲ့လူတွေရှိရသူတို့ဆိုလို့ရှိရင်အိမ်အထိအရောက် delivery နဲ့ပို့ပေးရကတ်ကိုဟိုကျွန်တော်ပြီးလို့ရှိရင် group ထဲမှာအဲ့visa ကတ်ရောင်းတဲ့အကိုရဲ့ account link လေးပဲဖြစ်ဒါမှမဟုတ်လဲဆရာစုံမင်းထုတ်မေးလဲရအောင်ဆရာစုံမင်းထုတ်ကရောင်းလားမသိမိတ်ဆွေတယောက်ရောင်းဟုတ်ပြီမိတ်ဆွေတယောက်ရောင်းတယ်အဲ့ဆိုအဲ့မိတ်ဆွေဟာလေးတစ်ချက်ညွှန်ပေးလိုက်ပေါ့နော် group ထဲမှာဒီ visa ကတ်ရောင်းလို့ရဝယ်လို့ရတယ်ဆိုတဲ့ဟာလေးUAB ကြတော့ကျွန်တော်တို့ကအဲ့လိုကတ်ဝယ်ပြီးသွားပြီဆိုလို့ရှိရင် UAB ပေးနဲ့ချိတ်ပြီးသွားတော့ငွေဖြည့်လို့လည်းရတယ် visa ကတ်တယ် UAB ပေးရနေငွေဖြည့်လို့ရတယ်လွယ်တာပေါ့ပြောမှာဆိုPP ကနေပြီးတော့ကြာတော့သူက boost လုပ်ဖို့ခြေလို့ရတယ်ပြောတာကတ်မလို့တော့ UPP ရဆိုအဲ့လိုလားမဟုတ်သူကကတ်တော့လို့ပဲကတ်တဲကိုငွေဖြည့်လို့ရတယ်ဟုတ်ကဲ့အဲ့လိုမျိုးဟုတ်ကဲ့အဲ့ဒါတခြားမေးချင်တာရှိဦးမလားဆန္ဒအထီကို1 to 5ကိုတိုင်းရောဘာ marketing တွေတုံးနေတယ်အဲ့တည်းကဆရာပြောတဲ့အချက်လက်လေးနဲ့တော်တော်ညီတယ်ကျွန်တော်လုပ်နေတာဘူးမတိပါမင်းနဲ့လုပ်နေတာဆရာဟုတ်ပြီဒီလိုပါပဲကျွန်တော်တို့စီးပွားရေးလုပ်တယ်ဆိုတာအဲ့လိုပဲအမှောင်ထဲမှာလမ်းလျှောက်နေရတခါလေကျရင်လည်းလမ်းမှန်ရောက်သွားတခါလေကျရင်လည်းလမ်းမှားရောက်သွားဟုတ်ပြီကျွန်တော်အဲ့ဆိုမေးစရာမရှိဘူးပေါ့နော်ကိုသုံးနေတဲ့ marketing နည်းလမ်းတွေရောမျှဝေပေးမလားကိုဘာကြီးလုပ်ဖြစ်နေလဲကျွန်တော်ကတော့ဒီအခုဆရာပြောတဲ့ဟာနဲ့သက်ဆိုင်ရတော့မသိဘူးဒါပေမဲ့ဒီခုပေါ့နော်ဒီ characteristic ပေါ့နော် boost လုပ်တဲ့ချိန်မှာဒီ characteristic ရွေးတဲ့ချိန်မှာပေါ့နော်အဲ့ဟာကောဒီ target ဘယ်လိုလဲ target audience ပေါ့နော်ရွေးရတဲ့ဟောသက်ဆိုင်လာမသိဘူးအဲ့ဟာရောထိရောက်နိုင်လားမသိဘူးအဲ့ characteristic ရွေးတဲ့ချိန်မှာပေါ့နော်ဟုတ်အဲ့လိုထိရောက်လားမသိဗျကိုကတလား customer ရဲ့ data ကိုတိတိကျကျသိရဆိုလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့တိတိကျကျရွေးလို့ရတာပေါ့ဥပမာထားပါဆိုကိုကဗျာကလေးအထည်ရောင်းတာဆိုလို့ရှိရင်ဒါတိတာရကျွန်တော်အသက်20နဲ့မှ2နှစ်လောက်ကနေစပြီးတော့အသက်50လောက်ထိပဲဝယ်ဖို့များဟိုကလေးဆိုတာကျွန်တော်တို့လာသားအရွယ်ကလေးလေးတွေပဲဖြစ်ပေါ့အဲ့လိုမျိုးဆိုရင်တေချာပဲကျွန်တော်21ကနေပြီးတော့50တော့မကျော်45လောက်အထိပဲရွေးရမျိုးပေါ့အဲ့လိုမျိုးရွေးလို့ရအဲ့တော့ကိုဘာရောင်းတာလဲရောင်းတဲ့အရာပေါ်မူတည်ပြီးတော့ကျွန်တော်ကပြန်စဉ်းစားတာပေါ့ဆိုင်သားဆိုလို့ရှိရင်တော့အတိုင်းတာတစ်ခုထိတော့ဆိုင်တယ်ဒါပေမဲ့အရင်တော့မဟုတ်ဘာလို့ဆိုတော့တစ်ခါလေကြားလို့ရှိရင်ဖြစ်ဘူးလားတော့မသိဘူးပေါ့နော်ပစ္စည်းကအရန်ကောင်းတဲ့အခါမှာကျွန်တော်တို့ဘာမှမရွေးပဲ boost လိုက်အောင်ရောင်းရတယ်1865 interest လုံးဝမရွေးဘူးဒီတိုင်း plain ပဲချလိုက်ဒါလေးရောင်းရတယ်ဘာလို့ရောင်းရလဲဆိုသူ့ရဲ့ဒီပစ္စည်းရပေါ့နော် product ကအရန်ကောင်းတဲ့အခါမှာသူကအဲ့လိုမျိုးတိတ်ပြီးရွေးချယ်စရာမလိုဟိုပစ္စည်းတစ်ခုကရောင်းရလားမရောင်းရဘူးလားဆိုတာဒီ formula လေးအပေါ်မူတည်ရဲတဲ့အဲ့ဥစ္စာဘာလဲဆိုလို့ရှိရင်ကျွန်တော်ချက်ထဲမှာရေးပြလိုက်မယ် marketing နဲ့ product နဲ့ကိုမြှောက်လိုက်တဲ့အခါမှာ success ဆိုပြီးတော့CESS ဆက်ဆိုပြီးတော့အဲ့လို formula လေးတစ်ခုရှိတယ် product ကအရန်ကောင်းတဲ့အခါမှာလည်းတစ်ခါကျ marketing မလုပ်တတ်ဘူး marketing တော့လုပ်စရာမလိုတော့ပစ္စည်းကအရန်ကောင်းနေအဲကြောင့်တချို့ရေဆိုရှင်ပြောကြလေငါဘာ marketing မှမလုပ်ပါဘူးကွာဒါပေမဲ့ငါရဲ့ပစ္စည်းကရောင်းနေရတယ်ဟုတ်တယ်ဘာလို့ဆိုတော့အဲ့ပစ္စည်းကအရန်ကောင်းနေလို့
သူကဘာနဲ့တူလဲဆို marketing က1လောက်ပဲရှိမယ်ဗျာသူ့ရဲ့ customer ဝယ်ဘူးရဲ့ customer ရပြန်ညွှန်ပေးလို့1လောက်တော့ရှိတယ်ဒါပေမဲ့ product က10လောက်ဖြစ်နေဆိုလို့ရှင်သူ့ရဲ့ဟိုက success ကကျတော့10ဖြစ်သွားတာပေါ့ auto ဖြစ်သွားတယ်အဲ့လိုမျိုးပစ္စည်းကအရန်ကောင်းတဲ့အခါမှာဆိုလို့ရှင်ကျွန်တော် marketing သိမ့်မလို့တက်ဟိုလူအများစုရဲ့ပစ္စည်းတွေကတော့ပြောမယ်ဆိုလို့ရှင်9လောက်ပဲရမှာပါဟုတ်တယ်မလားဟိုကျွန်တော်တို့ရောင်းတာဟာဆိုလဲဘယ်လောက်ပဲကောင်းတယ်ဖြစ်ပါစေကိုယ့်ထက်ကောင်းတဲ့သူကတော့ရှိလို့ရှိတယ်အဲ့လိုမျိုးပေါ့အဲ့ချိန်ညာဆိုရှင်တော့ကျွန်တော်တို့ကဒီ marketing ကိုနည်းနည်းလေးပိုင်နိုင်အောင်လုပ်ရတာပေါ့တစ်ဖက်ကအားနေနောက်တစ်ဖက်ကိုမြင့်ရတာအဲ့တပေါ့လေအဲ့တော့ဟိုပြန်ပြီးတော့ပြောရမယ်ဆိုရင် booster ဟာကဒီရောင်းအားကို impact ဖြစ်လာဆိုလို့ရှင်ဖြစ်တယ်ဒါပေမဲ့ booster ဆိုတာကနီလန်တစ်ခုပဲရှိတယ်နီလန်တစ်ခုပဲရှိသေးတာအကယ်၍ page admin က boost တစ်ခုရဲ့နဲ့ဈေးရောက်တာမဟုတ် content တွေလည်းနေတိုင်းတင်နေ influencer တွေနဲ့လည်းချိန်ပြီးတော့လုပ်တယ်ပြီးရင် direct marketing တွေလည်းသူသုံးတယ်ဆိုလို့ရှိရင် boost မလုပ်ပဲဆိုပြီးတိုင်အောင်တော့သူရောင်းနေရလိမ့်မယ်အဲ့ဒါလေးတော့ရှိမယ်ပေါ့အဲ့ဆိုအဆင်ပြေမလားမသိဘူးမိကုန်းလေးဖြည့်ပြီးသားဖြစ်သွားမလားဟုတ်ကဲ့အဲ့ဘာမေးဦးလဲမမေးရင်ကျွန်တော်နောက်ကြံတဲ့နှစ်ခုလေးဆက်ပြီးပြောလိုက်မယ်ဆက်ပြောလို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုရှင်နောက်ဆုံးနှစ်ခုကြံတာပါလဲဆိုလို့ရှင်ကြတော့ဒါလေးကနည်းနည်းအရေးကြီးလို့ပေါ့အရေးကြီးလို့ကျွန်တော်တက်ခွဲပြောမှာအဲ့သူကဘာလဲဆိုလို့ရှင် brand marketing နဲ့ word of mouth marketing ပေါ့နောက်ဆုံးကြံတဲ့နှစ်ခုက digital ပေါ်မှာအသုံးပြုလို့ရတဲ့ဟာ brand marketing ဆိုတာကကြောက်ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ထုတ်ကုန်ကိုအမှတ်တစိတစ်ခုအနေနဲ့တိစောက်ပြီးတော့မှကျွန်တော်တို့ကလူတွေချစ်လာအောင်လုပ်တာချစ်လာအောင်လုပ်ပြီးတော့မှကျွန်တော်တို့ကရောင်းတာပေါ့အဲဥစ္စာကို brand marketing လို့ခေါ်တယ်အဲ့ brand မှာဆိုကျွန်တော်တို့ကနှစ်မျိုးပြန်ခွဲထားရဗျာကျွန်တော်တို့ personal brand ရှိမယ်ပြီးတော့ဆိုရှင် business brand ရှိမယ်မျိုးစုံရှိမယ်personal brand ကိုလူတွေချစ်လာအောင်ပရိသတ်တွေရလာအောင်လုပ်ပြီးတော့မှဈေးရောင်းတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် business brand ကိုလူတွေချစ်လာအောင်လုပ်ပြီးတော့မှဈေးရောင်းတာမျိုးလည်းဖြစ်နိုင်တယ်ဥပမာပေါ့ကျွန်တော်တို့စေကန်းတစ်ခုကိုသွားမယ်အကိုက်လေးပြောက်စေးသွားဝယ်မယ်အဲ့မှာကောင်တာအမကြီးကနှစ်ခုထုတ်ပြရတယ်တစ်ခုက biojet နောက်တစ်ခုကကျတော့ကိုမသိရဲ့အကိုက်လေးပြောက်စေးဘယ်ဟာရွေးမလဲbiojet ပဲရွေးမှာပါဟုတ်ပြီ biojet ပဲရွေးမှာအဲ့ဥစ္စာဘာလဲဆိုရှင်သူ့ရဲ့ business brand ကိုလူတွေကအဲ့လိုမျိုးချစ်လို့ပေါ့တချို့တွေဆိုလို့ရှင် iPhone tab Samsung ကဘလောက်ပိုကောင်းပါတယ်ဆိုပြီးတော့ချက်ကြလက်ကြပြသည့်တိုင်အောင် iPhone ပဲရွေးကြတယ်ဘာလို့ဆိုသူအဲ့ brand ကိုချစ်နေပြီမလို့iPhone သူကြော်ညာတဲ့ပုံစံဆိုရှင်သူကရောင်းအောင်ကြော်ညာမဟုတ် direct response marketing တွေလုံးဝမလုပ်သူက brand ကြော်ညာကြီးကြော်ညာသူ့ရဲ့ brand ကိုလူတွေများများသိအောင်သူ့ရဲ့ပေးခြင်းတဲ့ message ပေါ့ကျွန်တော်တို့က security ပေါ့ customize security ကိုအမြင့်ဆုံးလုပ်ထားပေးပါတယ် data တွေမပေါက်ကြားအောင်လုပ်ပေးထားပါတယ်အဲ့ message ကိုဟုတ်လားလို့ဟုတ်ကဲ့အဲ့ message ကိုကျွန်တော်တို့ကအဲ့ဟို Apple ကပေါ့နော် Apple ကခဏအဲ့လိုမျိုးကြော်ညာအဲ့ဥစ္စာကြကျွန်တော် business brand personal brand ဆိုတာကကြတော့ကျွန်တော်တို့က iPhone ကို Steve Jobs ကြောင့်ဝယ်တာပေါ့ iPhone ရဲ့ founder သိလားမသိ Steve Jobs ကြောက်ဘူးလားဟုတ်ပြီသူ့ကြောင့်ကိုက iPhone ဝယ်တာဆိုရှင်ဒါ personal brand ကြောင့်ဝယ်တာပေါ့အကယ်အဲ့နှစ်ခုမှာပေါ့နော်ဒီ personal brand နဲ့ business brand မှာဆိုလို့ရှင်တိစောက်ရတာအလွယ်ဆုံးကတော့ personal brand တော့ပို့ပြီးတော့တိစောက်ရတာလွယ်ဘာလို့ဆိုလူတွေကလူကိုပဲယုံတာလူတွေကလူကိုပဲယုံတာဟိုဆရာစိုးမင်းထိုးစီမှာလဲဟိုတင်တဲ့ဟို page ရှိမယ်ထင်တယ် IT ဗာလည်းမသိဘူး share ထားရတော့တွေ့တယ်အဲ့လုပ်ငန်းစုကြောင့်တင်တန်းလာတက်တာလားဒါမှမဟုတ်လို့ရှိရင်ဆရာစိုးမင်းထုတ်ကိုအားကိုးလို့လာတက်ကြတာပေါ့ဆရာစိုးမင်းထုတ်အားကိုးလို့အဲ့လိုမျိုးပေါ့နော်ဒါက personal brand ပေါ့တိစောက်ကလည်းလွယ်တယ်မြန်လည်းတိစောက်လို့ရတယ် personal brand ဟောကျွန်တော်ပြိသက်တွေဆိုလို့ရှိရင်လည်းကျွန်တော်တင်တန်းနေတက်တာပဲဖြစ်ကျွန်တော်ရဲ့ service တွေအပ်တာပဲဖြစ်ဆိုလို့ရှိရင်တချို့ကြတော့ကျွန်တော်မလို့လာအပ်ကြအဲကြောင့်ဟိုတစ်ခါကျရင်နည်းနည်းတိုင်ပတ်တယ်ဗျာဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်မလုပ်ပေးလို့ရှိရင်မအပ်တော့ဘူးဆိုပြီးလာဟာကြောင်ငါမလုပ်ပေးမအပ်တော့ဘူးဆိုတော့အဲ့လိုမျိုးတော့နည်းနည်းတိုင်ပတ်တတ်တယ်ဒါပေမဲ့ကိုကအခုမှစချင်း startup ပေါ့နော်အခုမှစပြီးတော့စီးပွားရေးစလုပ်မှာဝင်ငွေရတယ်အရင်မရှိသေးဘူးဝန်ထမ်းတွေလည်းအဲ့လိုမျိုးရှိရမျိုးမဟုတ်ဘူးဆိုရင်ကိုက personal branding ကိုအရင်ဆုံးတည်ဆောက်တာပိုကောင်းတယ်အဲ့ branding နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်တော့စီမိုင်နာတွေလုပ်ခဲ့ဘူးရပေါ့ brand ဆိုတာပါလေ brand ကိုဘယ်လိုတည်ဆောက်ရလဲအစားရှိသဖြင့်လုပ်ခဲ့ဘူးရပေါ့ဒီနေ့ကတော့ကျွန်တော်အရင်တော့အကျယ်ကျတော့မပြောတော့ဘူးပေါ့နော်နောက်ကြလို့ရှိရင်လည်းအဲ့ brand နဲ့ပတ်သက်ပြီး webinar တစ်ခုကျွန်တော်ပြန်လုပ်ပေးဖို့တော့စဉ်းစားထားတယ်ပေါ့အဲ့ဒါပြင်ပညာပေးမယ်ပေါ့နော် follow လုပ်ထားပြီးပါပေါ့အဲ့ဒါကြောင့်ကျွန်တော် brand marketing လူတွေကိုချစ်လာအောင်လုပ်ပြီးတော့မှကိုယ့်ရဲ့ထုတ်ကုန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းကိုပဲဖြစ်ဖြစ်ကိုယ့်ကိုပဲဖြစ်ဖြစ်ချစ်လာအောင်လုပ်ပြီးတော့မှစုံစမ်းမေးမြန်းမှုတွေရအောင်လုပ်တဲ့ဟာ brand marketing အဲ့အပြင်နောက်ဆုံးတစ်ခုကကြာ word of mouth marketing လို့ခေါ်တယ်
word of mouth marketing ဆိုတာကကြတော့မြန်မာလိုဆိုတဆင့်စကားတဆင့်ကြားပေါ့ဒီမှာဆိုလို့ရှိရင်ဆရာဆိုမင်းထုတ်ရဲ့တင်တန်းကိုဘယ်လိုသိကြရများလဲတစ်ချက်လောက်မျှဝေပေးမလားဟိုကလေအဲ့ page book လောက်တာတွေဘာတွေအကုန်လိုက်ရှာလိုက်တဲ့အချိန်မှာလေတယောက်ကလေဆရာဆွမင်းထုတ်ပြောတဲ့ဟာလေးတွေကိုနားမထောင်ဘူးလားအဲ့မှာဝင်ကြည့်ပါလားဆရာဆွမင်းထုတ်ကဘလို့ဆိုတာမျိုးကိုမြင်လိုက်တဲ့အချိန်မှာအဲ့ဒါကိုသွားဝင်ကြည့်ပြီးတော့ like တွေadd တွေလုပ်လိုက်တော့တာဟုတ်ပြီနောက်တစ်ယောက်တော့မျှဝေပြီဆရာဆွမင်းထုတ်ဘယ်လိုမြင်ဘူးလဲပေါ့ပထမဆုံးဘယ်လိုစသိရတယ်survey လုပ်တဲ့တကယ်ချင်းမနော် survey လုပ်တဲ့တကယ်ချင်းတယောက်ညွန်ပေးလို့ဟုတ်တယ်ဗျကျွန်တော်ကတော့ဒီအရင်က Facebook ပဲလုပ်ရတာဒါပေမဲ့နည်းနည်းပါးပါပေါ့နော်ဒီ performance ရာတွေဒီ hashtag လောက်တယ်နည်းနည်းလောက်ပဲကျွန်တော်လုပ်တတ်တယ်အဲ့တော့သူ့ကို major သူ့ခဏမေးတော့သူကလည်းအဲ့ဆရာကတင်တန်းတက်တာကောင်းတယ်သူ့တက်ပေါ်တော့အဲ့လိုသူညွန်ပေးလိုက်လို့အဲ့လိုတက်ကြည့်တာဗျဟုတ်အဲ့လိုဟုတ်ကဲ့ဗျအဲ့ဥစ္စာကိုကျွန်တော်တို့ word of mouth marketing လို့ခေါ်တယ်ဒါကိုကျွန်တော်ပြောချင်တာပေါ့ word of mouth ဆိုတာကကြတော့ထားပါဆိုပြန်ညွန်ပေးတာမျိုးပေါ့နော်အဲ့ညွန်ပေးရဆိုတာကထားပါဆို customer ညွန်ပေးတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဒီစီးပွားရေးဈေးကွက်တွေကတခြားသောလုပ်ငန်းရှင်တွေကပြန်ညွန်ပေးတာမျိုးလည်းဖြစ်နိုင်ဥပမာထားပါဆိုကျွန်တော်စီမှာဆိုရင်ဒီ error နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်တန်းနေမလုပ် marketing နဲ့ပတ်သက်ပြီးတင်တန်းနေများတယ်ဟိုဆိုတော့ digital marketing ဆိုလို့ရှိရင် digital ကိုဆရာဆိုမင်းထုတ်က join နေဆိုကျွန်တော် marketing ကိုပူ join တာမျိုးအဲ့တော့ကျွန်တော်က marketing တင်တန်းနေဖွင့်တယ်ဆရာဆုံးမင်းထုတ်ကကြာ digital နဲ့ပတ်သက်တဲ့တင်တန်းနေဖွင့်တယ်အကယ်၍တင်တန်းသားတယောက်ကဒါ digital နဲ့ပတ်သက်ပြီးတော့တင်တန်းလာမင်းကျွန်တော်ကဆရာဆုံးမင်းထုတ်ကိုညွှန်ပေးမှာအဲ့ဒါကကြာပြောမယ်ဆိုရင်ဈေးကွက်တွေကသူအချင်းချင်းပြန်ညွှန်ပေးရကို feel တွေကမဟုတ်ဘူးတခြားဘက်ကဖြစ်ဘယ်လိုရှိမလဲဆိုရှင်ကျွန်တော်တို့ဆရာဝန်တွေနဲ့စစ်စစ်တဲ့laboratory နဲ့ဆိုလို့ရှိရင်အဲ့လိုချိတ်ထားတာမျိုးရှိတယ်မြင်မှုသားတော့မသိဘူးတချို့ဆရာဝန်ဆိုလို့ရှင်လေစစ်မယ်ဆိုရင်ဒီကိုပဲသွားတော့ဆိုဒီက result ကိုပဲလိုချင်ပါတယ်နော်ဆိုပြီးပြောတာမျိုးရှိရတယ်။ဘာလဲဆိုတော့သူကအဲ့ဒါနဲ့ချိတ်ထားတာပေါ့။အဲ့ကိုသွားလို့ရှိရင်ဆရာဝန်ကပတ်စံပြန်ရအဲ့လိုမျိုးပတ်စံတစ်ခွဲခန်းရဲ့ပေါက်ချာဆရာဝန်ရှိမှရှိတာမျိုး။တစ်ခွဲခန်းပေါက်ချာဆရာဝန်ရှိမှဟုတ်တယ်အဲ့လိုမျိုးပေါ့။သူကလိပ်စာတွေပါတစ်ခါရေးထားပြီးသားစာအုပ်ကိုပေးထားတာဆရာဝန်ကိုအစရှိသဖြင့်အဲ့ဒါကကြတော့ဒီတခြား field တွေကလူတွေနဲ့ကိုက like ချိတ်ထားတာအဲ့တော့ word of mouth marketing မှာဆိုရင်ကျွန်တော်၄မျိုးပါတယ်ဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်ဒီဟာလေးနဲ့ပြပေးမယ်ဒါရိုက်တိုင်းညာလည်းရှိသွားတယ်word of mouth marketing မှာဆိုလို့ရှိရင်ဒီ၄ခုပါတယ်ဘာလဲဆိုပထမတစ်ခုကကြာ user generated content ဆိုတာကကြတော့customer ရေးပေးတဲ့ post တွေပေါ့ review post တွေလည်းဖြစ်နိုင်တယ်ကြုံမှုလားတော့မသိဘူးပေါ့နော်တခါလေကြာရင်လေ customer တယောက်ကဒီအကိုစီမှာ service အပ်တာအများကြီးရောင်းရပါတယ်လို့မှန်းလိုက်လို့ရှိရင်အဲ့လူစီမှာနောက်နေ့ကြလို့ရှိရင်အဲ့လိုအများကြီးတက်လာ message request မှာတန်းစီပြီးတော့တက်လာ client အသစ်တွေရလာအဲ့ဒါကြောင့် user generated content တခါကြောက်ရှင်ဒီအထည်ဆိုင်မှာဝယ်ရတာတော်တော်ပျော်ဖို့ကောင်းပါတယ်ဆိုပြီးတော့ဒါမှမဟုတ်လေအရန်တန်တဲ့အထည်ဆိုင်လေးပါဆိုပြီးတော့ customer ကသူ့ရဲ့ account မှာ post တင်လိုက်တယ်သူ့ရဲ့တငယ်ချင်းတွေအများစုကကိုယ့်စီမှာလာဝယ်ကြအစရှိတဲ့ဖြစ်မို့ဒါမှမဟုတ်လေ customer ကိုယ့်ရဲ့ page မှာ review လာရေးပေးတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ customer free ခိုင်းတာပေါ့နော် free အလကားခိုင်းတာပေါ့အဲ့ဥစ္စာကိုကျွန်တော်တို့ဒီ digital marketing မှာလည်းပြန်သုံးလို့ရတယ်ကျွန်တော်တို့စီမှာဆိုလို့ရှိရင်လည်းပြောရမယ်ဆိုရင် page တိုင်းလို့မှရှိရဗျာဝယ်ပြီးတော့တဲ့အခါမှာကျွန်တော်တို့အဆင်ပြေလာမေးလို့ရှိရင်အရန်ကိုအဆင်ပြေပါတယ်ပစ္စည်းတွေကအရန်ဘလို့တောင်ကောင်းပါတယ်ဆိုပြီးတော့ပြန်လာပြောရတဲ့သူရှိမယ်ထင်တယ်ရှိလားမသိဘူးရှိရခါကျရင်အဲ့ဒါကျွန်တော်တို့ရဲ့အခွင့်အရေးတွေပြောရမယ်ဆိုရင်အဲ့လိုမျိုးအရန်အဆင်ပြေတဲ့လူတွေကိုကျွန်တော်တို့ကညွှန်ငားရမှာဟုတ်ကဲ့အမအဆင်ပြေကြတာအများကြီးဝမ်းသာမိပါတယ်အကယ်၍အမအဆင်ပြေဆိုလို့ရှိရင်အမရဲ့အတိမိတ်ဆွေထဲမှာလည်းထားပါစို့အင်ချမ်းမီလိုအပ်တဲ့လူတွေရှိတဲ့အခါကျရင်ကျွန်တော်တို့စီကိုညွှန်ပေးပါအောင်နော်ကျွန်တော်တို့အတက်နိုင်ဆုံးတငယ်ချင်းရဲ့စိတ်ကူးတွေကအိမ်တစ်လုံးရလာအောင်ကျွန်တော်တို့ဖန်တီးပေးပါမယ်ပေါ့မိတ်ဆက်ပေးပါမယ်ပေါ့အဲ့ဒါမျိုးလည်းလုပ်လို့ရတယ်ညွှန်ငိုင်းတာမျိုးဒါမှမဟုတ်ကျွန်တော်ဆွမ်းနာရွှေအမတော်မရှိတော့တင်တယ်မရှိတယ်နော်ရွှေတင်တန်းဖွင့်တာဆိုလို့ရှိရင်လည်းအကယ်၍အတိမိတ်ဆိုရဲမှာရွှေနဲ့ပတ်သက်ပြီးတော့တင်တန်းတက်ချင်တဲ့သူတွေရှိရဆိုလို့ရှိရင်တစ်ချက်လောက်ညွှန်ပေးပါအောင်တော့ပေါ့ page ကိုတစ်ချက်လောက်ညွှန်ပေးပါအောင်နော်ညွှန်ပေးလို့ရှိရင်ရွှေကိုအမတက်တယ်လို့တက်သွားအောင်ကျွန်တော်တို့တေချာလေးတင်ပေးပါလေတင်ပေးပါမယ်ပေါ့ဒါဆိုလို့ရှိရင်ဒါ customer free ခိုင်းတာ customer ကပြောမယ်ဆိုလို့ရှိရင်မခိုင်းရင်လည်းမလုပ်ကိုကသာအကယ်၍မညွှန်ခိုင်းဘူးဆိုသူတို့ကလည်းညွှန်မှာမဟုတ်ဘူးသူမှလည်းမညွှန်ကျွန်တော်တို့အလကားတက်ညွှန်တာမျိုးဆိုတာတိတ်မရှိရှားတယ်
အတင်းလာပြီးတော့မှဒါညွှန်တာပေါ့အဲ့တော့ကိုကအကယ်၍အဲ့လို user generated content တွေလိုချင်တယ်ဆိုရင်ဒီနေ့ကစပြီးတော့ညွှန်ခိုင်းကြည့်ပေါ့ကိုယ့်ရဲ့ page ကအဲ့လိုအရန်အဆင်ပြေပါတယ်ဆိုရဲ customer တွေပြန်ညွှန်ခိုင်းကြည့်တချို့တွေကျတော့ referral program တွေလုပ်တာမျိုးရှိတယ် referral program ကကျတော့ပြောမှဆိုအလကားခိုင်းတာမဟုတ်တော့ဘယ်နှစ်ယောက်ညွှန်ပေးပါပေါ့ညွှန်တဲ့သူ9ယောက်လာဝယ်လို့ဆိုလို့ရှိရင်အမကိုကျွန်မအထည့်လက်ဆောင်ပေးပါမယ်referral program customer ကိုညွှန်ခိုင်းတာဒါပေမဲ့ညွှန်ပြီးတော့တခုခုပြန်ပေးရကျွန်တော် Orido တို့ဘာလို့မှဆိုလို့ရှိရင်လည်းအတိမိတ်ဆွေသုံးတယ်ဆိုလို့ရှိရင် B1000 ထည့်ပေးရမရှိတော့ဒီမှာဟိုးရင်တော့ဟိုင်းwave တို့ဘာလို့မှအရင်တော့ရှိတာမသိဘူးအဲ့လိုမျိုး referral program မြင်မှုသားမသိဘူး ARP တို့ဘာလို့မှ ARP မှာရှိရတာမလဲအဲ့လိုမျိုးပေးတစ်ခုခုမှလေအဲ့လိုတငယ်ချင်းကိုညွှန်ဖူးပန်တာမှာဆိုလို့ရှိရင်တငယ်ချင်းကိုညွှန်ပေးလို့ရှိရင်တငယ်ချင်းလည်းပထမဆုံး order မှာ30% discount ကိုလည်း30% discount ရမယ်ဆိုရညွှန်ခိုင်းတာမျိုးဒါတွေကကြ referral program တွေ customer ကအဆင်ပြေသည်မပြေသည်ပတ်ထားသူညွှန်ပေးရင်သူ့ပတ်စံပေးမယ်တခုပေးမယ်ပေါ့အစားရှိတဲ့ဖြစ်ဒါကကြအဲ့ referral program တွေလောက်တာမျိုးရှိရယ်နောက်တစ်ခုကကြတော့ဆောနာပြောတဲ့ဒါ fusion group ဆိုတဲ့ဥစ္စာလေးရှိရယ် fusion group ဆိုတာကကြတော့ဒီကို feel ရတဲ့လူကိုပဲfeel ရတဲ့လူကိုခိုင်းတာပေါ့လုပ်ငန်းရှင်ကိုပြန်ခိုင်းတာဒါဥပမာဆိုကျွန်တော်နဲ့ဆရာဆိုမင်းထွန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဂျားထဲမှာပတ်စံပြောင်းမှမရဘူးဗျာကျွန်တော်ကဆိုမင်းအကိုဆိုမင်းတို့ကိုညွှန်ပေးလိုက်မယ်ဆိုလို့ရှိရင်ဘယ်သူကိုဆိုမင်းတို့ကကျွန်တော်ပတ်စံပေးမှာတော့မဟုတ်ဒါပေမဲ့ခင်လို့ညွှန်ပေးတာဆရာဆိုမင်းတို့ကကျွန်တော်ခင်လို့ညွှန်ပေးတာအဲ့ဒါကြောင့် fusion group ပေါ့အချင်းချင်းညွှန်ခိုင်းတာဒါပေမဲ့ free အကယ်အဲ့မှာပတ်စံပါလာပြီထားပါစို့ကိုစုံမင်းထုတ်ကပေါ့ကျွန်တော်9ယောက်ညွှန်ပေးရဆိုလို့ရှိရင်ညွှန်ပေးခပေါ့1000ပေးပါမယ်ဒါမှမဟုတ်3သိန်းပေးပါမယ်ဆိုလို့ရှိရင်ဒါ affiliate ဖြစ်သွားပြီပတ်စံပေးမယ်ဆိုရင်ရပြီမပေးဘူးဒီတိုင်းခင်လို့ညွှန်ပေးတာဆိုလို့ရှိရင်ကျွန်တော်က fusion group လို့ခေါ်တယ်fusion group လို့ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတခြားဒီကိုယ့်ရဲ့နယ်ပယ်တွေကလူတွေနဲ့လိုက်ပြီးတော့အဲ့လို network လိုက်လောက်ရတယ် network ဆိုတာlike ခင်အောင်ပေါင်းတာတို့အစရှိတဲ့ဖြစ်ပေါ့ networking လောက်ရတယ်ကြားဦးသားမသိအဲ့ networking event တို့ပါတို့အဲ့လိုမျိုးစကားလုံးတွေ networking event ဆိုအဲ့လိုမျိုးလူတွေနဲ့လူအတိများများရလာအောင်လုပ်တဲ့ event တွေအဲ့လိုမျိုး networking event ပေါ့ကျွန်တော်စကားပုံအောင်ရှိသေးတယ် your network is your network ဆိုပြ your network is yourတင်းရဲ့ network တင်းရဲ့အတိမိတ်ဆွေပမာဏကတင်းရဲ့ပတ်စံပဲတဲ့ကိုယ်စီမှာ network များများရှိရဆိုလို့ရှိရင်ကိုကပတ်စံများများရှာနိုင်တယ်အခွင့်အရေးလည်းများများပို့ရတယ်ဒီထဲမှာလူအများစုကပြောလူအများစုပြဒီထဲမှာတော့မဟုတ်လူအများစုကတကယ်ချင်းလူအဲ့လိုလူကြားရဲသွားမှာရှက်တဲ့ကြောက်တဲ့ကြတဲ့လူများတယ်ကျွန်တော်လည်းပါတယ်ဟုတ်လားမသိဘူးလူတွေကြားရဲသွားပြီးတော့လူတွေနဲ့လိုက်စကားပြောမှာအရန်မပြောချင်ဘူးပြင်မန်းနဲ့သွားပြောလို့ရှင်ကျွန်တော်ကိုယ်တိုင်လည်းပါတယ်တကယ်မျိုးဒါပေမဲ့အဲ့စကားလေးပေါ့နော် your network is your network ဆိုတဲ့စကားလေးကိုသိလိုက်တဲ့အချိန်မှာကျွန်တော် networking event တွေတစ်ခုလိုက်တက်တော့အပြင်တင်တန်းတွေပို့ပြီးတော့တက်ဖြစ်လာ online ထက်စားလို့ရှင် online မှာကျတော့တငယ်ချင်းလို့တိတ်ပေါင်းလို့မရအောင်အပြင်မှာဆိုလို့ရှင်じゃကိုဘေးနာလူနဲ့တော့အနည်းဆုံးစကားပြောလို့ရတယ်သူနဲ့တော့ကိုနဲ့ခင်သွားကျွန်တော်ဆိုအဲ့လိုမျိုးပေါ့တင်တန်းတစ်ခုတက်လိုက်တယ်အဲ့ MOE ကဖွင့်တဲ့ marketing တင်တန်းတစ်ခုသွားတက်တယ်တက်တဲ့အခါမှာအဲ့ဘေးနာလူကဆိုင်ကယ်ရောင်းတာရောင်းတဲ့လူကကျွန်တော်နဲ့အဲ့လိုစကားကြီးပါပြောပြပြီးတော့နောက်ပိုင်းကျတော့ကျွန်တော်ရဲ့coach ကိုယူတာမျိုးလည်းဖြစ်လာတယ်ကျွန်တော်ရဲ့ဈေးကြီးရပေါ့နော် coach တွေကိုလည်းယူတယ်တင်တန်းတွေလည်းလိုက်တက်တယ်အစရှိတဲ့ဖြစ်ပေါ့ခင်သွားတာပေါ့ your network is your network တော့ကိုအဲ့လိုမျိုး networking event တွေလည်းများများသွားနိုင်လို့ရှင်တော့ပိုကောင်းတာပေါ့ network ပိုချဲလာနိုင်လို့ရှင်ဆွမ်းနာပြောတဲ့ fusion group ကိုလည်းလူများများနဲ့ချိတ်ဆက်ထားလို့ရတယ်ဥပမာကိုကရွှေဆိုလို့ရှင်လည်းစိန်တယ်ကြီးပဲတီးတန့်ရောင်းတဲ့သူတွေနဲ့ချိတ်ထားလို့ရတယ်ခင်နေဆိုလို့ရှင်ပေါ့နော်စဉ်းစားကြည့်မယ်ဆိုရှင်ကျွန်တော်ဒါရွှေရောင်းမယ်ဆိုလို့ရှင်ပေါ့အတိမိတ်ဆွေတယောက်ကစိန်ဝယ်ခြင်းနဲ့ဆိုလို့ရှင်သူ့စီကိုညွှန်ပေးမှာပေါ့သူကလည်းစိန်တယ်ကြီးပဲတီးတန့်ရောင်းတာရွှေပလိန်းပဲဒါမှမဟုတ်လည်းရွှေတင်တန်းတက်ချင်တဲ့သူတွေရှိရဆိုလို့ရှင်ကိုယ်စီပဲညွှန်ပေးလိုက်အစားရှိတဲ့ဖြစ်ပေါ့ fusion group marketing ပေါ့အဲ့ဒါကြောင့် fusion group လို့ခေါ်တယ်word of mouth marketing နဲ့ brand marketing ပေါ့နော်အဲ့နှစ်ခုကကြာဟုတ်ပြီဒီနှစ်ခုပေါ့ brand marketing နဲ့ word of mouth marketing ဒါတွေကအကုန်လုံး digital ပေါ်မှာသုံးလို့ရတယ် direct response marketing အတွက်ဆိုကျွန်တော်တို့ boost တွေလုပ်လို့ရတယ် page promo တွေလုပ်လို့ရတယ်reach campaign တွေလုပ်လို့ရတယ်အစရှိသဖြင့်မျိုးစုံလုပ်လို့ရတယ်ပြီးတော့ content marketing အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ page မှာနေ့တိုင်း content တွေတင်နေလို့ရတယ် account မှာနေ့တိုင်း content တွေတင်နေလို့ရတယ်ပြီး interactive marketing အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က page မှာ live တွေပုံမှန်လွှင့်ပေးလို့ရတယ်ဥပမာတစ်ရက်ခြားတစ်ခါနှစ်ရက်ခြားတစ်ခါလွှင့်ပြီးတော့ဈေးမရောင်းသည့်တိုင်အောင်ကျွန်တော်တို့ကဟင်လာအောင်ပဲစကားထိုင်ပြောနေရမျိုးလုပ်လို့ရတယ်ဒါဒီနေ့ဘာအကြောင်းလေးပြောကြအောင်ပေါ့အဲ့ဒီဟာကိုဘယ်သူတွေသုံးတာများလဲဆို marketing ဆရာကြီးသုံးတာတော်တော်များတယ်
ဟို marketing အကြောင်းပြောကြမယ်ဆိုပြီးတော့ live လွှင့်ပြီးတော့တင်တန်းအကြောင်းကြီးပဲတောက်လျှောက်ပြောနေတာခါကြအညီးလေးကျွေးလိုက်တယ်ပြီးသွားလို့ရှိရင်အဲ့ထက်ပိုသိချင်တင်တန်းလာတက်ကြပါပါဥစ္စာလည်းရှိမယ်ဒါ interactive marketing ပြီး influencer marketing ကလည်း online ပေါ်မှာသုံးလို့ရတယ်အဲ့ online ပေါ်က influencer တွေရဲ့အကူအညီကိုအသုံးပြုပြီးတော့ကျွန်တော်တို့စီမှာကျွန်တော်တို့ရောင်းနေတဲ့ပစ္စည်းအကြောင်းသိအောင်လုပ်တာမျိုးဒါ influencer marketing ရှိမယ် direct marketing အနေနဲ့ဆိုကျွန်တော်တို့က group တွေထဲကိုဝင်လာပြီးတော့ customer ရှိတော့မဲ့နေရာတွေမှာနေရာယူလာတာပေါ့အဲ့ဥစ္စာကိုじゃ direct marketing ခေါ်မယ်ပြီးရင် brand marketing အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့က brand အကြောင်း post တွေမတင်တော့ဘဲနဲ့ကိုယ့်အကြောင်းများများပြောတဲ့ပုံမြင်လေးတွေတင်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ကဘာအတွက်ရက်တည်နေရဆိုတဲ့အကြောင်း post တွေတင်တာမျိုး video တွေတင်တာမျိုးအစရှိတဲ့ဖြစ်လုပ်လို့ရတယ်ဒါကကြ brand marketing တွေရှိမယ်ပြီးနောက်ဆုံးအနေနဲ့ဆိုရှင် word of mouth marketing အနေနဲ့ဆိုလို့ရှင်လည်းဆောနာပြောရဲ user generated content တို့ပြီးတော့လို့ရှင်ကျွန်တော်တို့ထားပါစို့customer တွေကို chat box ကနေညွှန်ခိုင်းတာမျိုးဒါတွေကပြောရမှာဆို digital marketing နဲ့ပတ်သက်တဲ့ strategy တွေပေါ့နော်အဲ့ဆိုဒီထိဘာတွေမေးစရာရှိဦးမလဲမရှိပါဘူး တော်လေးသိလိုက်ရပါတယ်ဆရာဟုတ်ပြီအဲ့ဆိုကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘာတွေမေးချင်သေးလဲဒါဒီဟာကြည့်ပြီးသွားတဲ့အချိန်မှာပေါ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြပါခင်ဗျဘာတွေမေးချင်လဲခင်ဗျမေးချင်တာဆရာရဲ့ page ပထမကိုတည်နေတယ်ပေါ့နော်အဲ့ page လေးအဟက်ခံရတော့အခု page 2လေးတော့ဖွင့်ထားတာပေါ့အဲ့ဒါ page 2လေးကိုအရင် customer အဟောင်းတွေရအောင်လို့ဘယ်လိုမျိုးလေးဆွဲခေါ်ရင်ကောင်းမလဲလို့အကြံဉာဏ်လေးပေးပါအောင်ဆရာအကောင်းဆုံးနည်းလမ်းတော့ကျွန်တော်တို့ကကိုယ့်ရဲ့ page မှာ page အဟောင်းမှာpage အဟောင်းဟက်ခံလိုက်ရနော်အဲ့ဒါဆို customer ရဲ့ data တွေရောရှိသေးလားဥပမာထားပါဆို customer အဟောင်းရဲ့ phone number တွေသူ့ရဲ့အဲ့လိုနေရာလိပ်စာအစရှိရမျိုးတွေပေါ့အဟောင်းတွေကတော့လာဝယ်တယ်ဆရာဟိုပေါ့တိတ်ပြီးမဟောင်းဟိုကိုအများအားစောင့်ကြည့်နေတဲ့ follower တကယ်အိမ်ချက်မျိုးစိတ်ဝင်စားတဲ့ follower ကြတော့မပါလာဘူးဖြစ်သွားတာပေါ့အဲ့လိုမျိုးလေးအဲ့ဒါတော့ကျွန်တော်တို့မတက်နိုင်ဘူးပေါ့နော်အကယ်၍ကိုယ့်ရဲ့ follower တွေကိုမှတ်မိသေးရဆိုလို့ရှိရင်တော့ကိုကကိုယ့် account နဲ့ဖြစ်ဖြစ်သွားအပ်တာမျိုးပေါ့ဟုတ်အဲ့like လုပ်တာတယောက်ချင်းနေတခါကျတတိထားမိစေချင်တယ်ဆိုတော့ account နဲ့ဝင်ပြီးတော့အကုန်လုံးအသေးပေးလိုက်တာမျိုးဟုတ်ကဲ့ဆရာဟုတ်တယောက်ချင်းကျွန်တော်ကကြာလေတခုပြောချင်တာကျွန်တော်အခုကပြောရမယ်ဆိုကိုကဟိုရွှေကိုလည်းဟိုဘယ်ပစ္စည်းဘလောက်ပါဆိုအဲ့ဒါလည်းရောင်းတယ်ပြီးရင် order ကောက်လည်းဟိုအထည်လက်ခံတာတို့နောက်ကြလက်လီလက်ကားရောင်းတာတော့လည်းလုပ်တယ်အဲ့ဒါအပြင်ကျွန်တော်အိမ်ချမ်းမြေကိုလည်းတင်လို့ရှိရင်အဲ့လိုကောင်းပါမလားတခုတည်း page တခုတည်းမှာအဲ့လိုအစုံတင်ကောင်းပါမလားဒီတစ်မျိုးတွေပဲတင်ပါအိမ်ချမ်းမြေလည်းလုပ်ထားသေးတယ်အိမ်ချမ်းမြေအသိဝင်လည်းလုပ်ထားသေးတယ်ဒါမှမဟုတ်အဲ့ page တစ်ခုသုံးခုထောင်ပြီးတစ်မျိုးလေးလုပ်ပါလားဖြစ်နိုင်လို့ရှိရင်တော့တစ်မျိုးစီလောက်တာပိုကောင်းတယ်အကယ်၍ကိုကမလုံနိုင်လို့ဆိုဒီလိုလေးလုပ်လို့ရတယ်ဥပမာထားပါဆိုကိုယ့်ရဲ့ personal account မှာအကုန်တင်အိမ်ချမ်းမြေအကြောင်းလည်းတင်ပြီးသွားလို့ရှိရင်ဒီထားပါဆိုရွှေအကြောင်းလည်းတင်ဒါပေမဲ့ page မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ခုချင်းစီပြန်ခွဲပြီးတင်ပါဥပမာကိုကဒီနေ့ရွှေအကြောင်းလည်းတင်နိုင်တယ်အိမ်ချမ်းမြေအကြောင်းလည်းတင်နိုင်တယ်ဆိုလို့ရှိရင်ဒီအိမ်ချမ်းမြေ post ကိုတော့အိမ်ချမ်းမြေ page မှာပဲတင်ရွှေအကြောင်း page ဆိုလို့ရှိရင်လည်းရွှေ page မှာပဲသွားတင်ပါသက်ဆိုင်ရာ page မှာပဲတင်တာပိုကောင်းတယ်ဘာလို့ဆိုတော့လူတွေကသူတို့စိတ်မဝင်စားတဲ့အရာဆိုရင်လှည့်မကြည့်ကြအောင်ဟုတ်နော်ဟုတ်ကျွန်တော်တို့ရွှေဆိုရွှေတည်တံ့ပေါ့နော် HM Music HM တည်တံ့ပေါ့ Facebook အကောင့်မှာကြာအစုံတင်လို့ရတယ်လားကိုအကောင့်မှာတော့အစုံတင်လို့ရဘာလို့ဆိုတော့ကိုအကောင့်ကပြောမှဆိုကိုချစ်တဲ့လူတွေပဲရှိရအများbrand ကိုရဲ့ brand ကိုအဲ့လိုကြိုက်ပြီးသားတွေရှိရအများတော့ကိုကကြိုက်တာတင်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုတခြားဘာရောမေးစရာရှိသေးတယ်မရှိပါဘူးဆရာဟုတ်ပြီမရှိဘူးအဲ့ဆိုကျွန်တော်ဒါပြန်ပြီးတော့အနှစ်ချုပ်ပေးမယ်ပေါ့အဲ့တော့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဘာတွေလေ့လာခဲ့လဲပေါ့မေးချင်လို့ပါဟုတ်ကဲ့မေးပါကျွန်တော်တို့တကယ်လို့ page မှာ like လွှင့်မယ်ဆို like ဘက်ကိုနှိပ်ပြီးတော့စကားပြောလိုက်ရင်မလားဘာတွေလုပ်เสียရင်လို့ဒီဘာတွေလုပ်เสียဆိုတာလေဘယ်ဟာလဲဝင်ထားမှာဒါ page ကနှွင့်ရတာလွှင့်မရတာလို့ရှိသေးလား page တကမှ like တခါမှမလွှင့်ဘူး video တခါမှအဲ့လိုကိုယ့်ပုံနဲ့မတင်ဘူးအဲ့အတွက်ကိုလုပ်ရှင်လို့ရှင်ဘာတွေအကယ်၍ကိုကအခုမှ live စားလွှင့်မှာဆိုလို့ရှင်ကိုအကောင့်မှာအရင်လွှင့်ကြည့်ဥမာထားပါဆိုကိုကပါတီအရင်ပေါ့နော်ဒါ step 1ပေါ့ step 1အနေနဲ့ဆိုရင်ကိုယ့်အကောင့်မှာအရင်လွှင့်ကြည့်ဘာလို့ဆိုတော့ကျွန်တော်တို့ကိုယ့်အကောင့်ဆို Facebook အကောင့်ပြောလားဆရာဟုတ်တယ် Facebook အကောင့်မှာပေါ့ public ဖွင့်နိုင်မလားအကောင့်မှာ
ဟုတ်ကဲ့ဖွင့်ထားဟုတ် ဖွင့်ထားရဆိုရှင်အဲ့ကိုယ့်ရဲ့အကောင့်မှာအရင်တင်ကြည့်ဘာလို့ဆိုတော့ကိုယ့်ရဲ့အကောင့်မှာရှိတဲ့လူတွေကကိုယ့်ရဲ့အတိမိတ်ဆွေတွေကိုယ်လေးစားတဲ့လူတွေဒါတွေပဲရှိကြတာများတယ်အဲ့တော့ကိုယ်အမှားလုပ်လို့ရှင်လည်းဘာမှမဖြစ်ဘူးအကောင့်မှာဒါပေမဲ့ business page မှာကျတော့အမှားလုပ်လို့တိတ်မကောင်းဟုတ်နော်အမှားလုပ်လို့တိတ်မကောင်းအဲ့တော့ step 1အနေနဲ့ကကိုယ့်ရဲ့အကောင့်မှာအရင် live သွင်းကြည့်ကိုယ့်ရဲ့အကောင့်မှာထားပါဆိုviewer အယောက်20လောက်အကျော်အထက်ကိုရှိလာပြီဆိုလို့ရှိရင်ဒါယုံကြည်ချက်လေးလည်းရှိလာတယ်အဲ့ချိန်ကျရင် page မှာတစ်ချက်ပြောင်းပြီးတော့သွင်းကြည့်ပေါ့ဟုတ် live stream နေဆိုတာအဲ့ Facebook ရဲ့ page ရဲ့အဲ့ live နေရာလေးကိုဒီတိုင်းနှိပ်လိုက်ပြီးတော့ထိုင်ပြောလိုက်ရင်ရပြီလားဟုတ်တယ်အဲ့ live ခက်လို့လေးနှိပ်ပြီးသွားရင်တို့မရမှာဝင်မရတာဘာညာဖြစ်မှာဆိုလို့အဲ့ဝင်မရလဲအကောင့်မှာဆိုရင်ဘာမှမဖြစ်ဘူးpage မှာဆိုရင်တော့နည်းနည်းရှက်စရာကြီးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့အကောင့်မှာဆိုရင်ကြည့် live ခက်လို့ကိုနှိပ်ပြီးသွားတော့သူက caption လားမသိတောင်းလိုက်မယ်caption လေးရေးပြီးသွားရင်ကျွန်တော်တို့ live စာလုပ်လို့ရတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒါလေးကျွန်တော်ပြန်ပြီးတော့အနှစ်ချုပ်ပေးမယ်ပေါ့ဒီနေ့ digital marketing နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာအသုံးပြုလို့ရမယ့် digital marketing နည်းလမ်းတွေကိုကျွန်တော်တို့လေ့လာခဲ့တယ်လေ့လာတဲ့အခါမှာဆိုကျွန်တော်တို့ဘာအရင်လေ့လာခဲ့ရဆို marketing ဘက်ကဆိုရင် marketing နဲ့ပတ်သက်ပြီးတော့ data analysis တွေပေါ့data တွေဘယ်လိုယူမလဲဘယ်သူ data တွေယူမလဲယူတဲ့အခါမှာဆိုရင် customer ရဲ့ data တွေ competitor ရဲ့ data တွေ champion ရဲ့ data တွေအဲ့ဥစ္စာတွေကိုကျွန်တော်တို့အရင်ဆုံးလိုက်လေ့လာတယ်ကိုယ့်ရဲ့ customer အကြောင်းကိုယ့်ရဲ့ပြိုင်ဘက်တွေအကြောင်းကိုယ့်ရဲ့ဈေးကွက်မှာရှိနေတဲ့အောင်မြင်ပြီးသားသူတွေအကြောင်းသူတို့တွေအကြောင်းအရင်ဆုံးလိုက်လေ့လာတယ်အဲ့ဒါကြီးလေ့လာပြီးတော့မှကျွန်တော်တို့ကထားပါဆို marketing ကိုဘယ်လိုပုံစံနဲ့လုပ်မှာလဲသူများတွေရောဘယ်လိုလုပ်နေကြလဲ customer တွေရောဘယ်လိုပုံစံနဲ့ marketing လုပ်လို့ရှင်လာဝယ်ကြလဲအစရှိသဖြင့်တိလောင်လုပ်ထားတယ်ကို customer အကြောင်းပို့တိလေလုပ်ငန်းကပို့ပြီးတော့အောင်မြင်သည်အဲ့တော့အဲ့ဟာလေးအရင်လေ့လာတယ်လေ့လာပြီးသွားတဲ့အခါမှာကျွန်တော်တို့ဘာကြီးဆက်ပြီးတော့လေ့လာလဲဆို digital ဘက်ကိုအရင်သွားတယ် digital ဘက်မှာဆိုရင် platform တွေအနေနဲ့ဆိုရင် Facebook တို့ TikTok တို့ YouTube တို့ Telegram တို့ Viber Instagram Google ကိုကြိုက်တဲ့နေရာမှာကိုကနေရာယူလို့ရတယ် digital ဆိုတာပြောမှဆိုရင် channel တစ်ခုပဲလမ်းကြောင်းတစ်ခုပဲကိုကဒီသူများတွေကဗျာသူများတွေက Facebook နဲ့ TikTok မှာနေရာယူလို့ပြောလို့ကိုက like ယူစရာမလိုကိုအဆင်ပြေရဲ့ channel မှာအရင်နေရာယူ Facebook မှာနေရာအရင်ယူမှာလားဒါမှမဟုတ် TikTok မှာနေရာအရင်ယူမှာလားယူပြီးသွားပြီဆိုတော့မှတခြား channel တွေလိုက်ပြီးတော့ကူးရင်ကူးပေါ့ပထမဦးဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ကိုက channel တစ်ခုပဲအပိုင်စားယူလိုက်တာကောင်းတယ်အဲကြောင့်မြင်မှုလားတော့မသိတချို့တွေဆိုလို့ရှိရင် TikTok မှာတော့အရန်အောင်မြင်တယ် like တွေ comment တွေအများကြီးရတယ်ဒါပေမဲ့ Facebook မှာ page မှာသွားကြည့်မယ်ဆိုလို့ရှိရင် likeဘာမှတော့မရှိရမျိုးတွေလည်းရှိတတ်တယ်တချို့ influencer တွေဆိုလို့ရှိရင်ဘာလို့ဆိုတော့သူတို့ကဒီပထမဆုံး channel ကိုအရင်ပေါက်အောင်လုပ်ပြီးတော့မှဒုတိယ channel ကိုကူးဖို့စူးစမ်းနေတဲ့ကာလပဲရှိသေးရမလို့ပေါ့အစားရှိတဲ့ပြင်အဲ့တော့ကိုကလည်းတစ်ခုဆိုရှင်တစ်ခုအရင်နေရာယူပြီးတော့မှတခြား channel တွေကိုလိုက်ပြီးတော့ကူးကြည့်ပေါ့အဲ့ပြင်အဲ့ platform တွေနဲ့ပတ်သက်ပြီးလို့ဆိုရင်ကျွန်တော်တို့ tools တွေလေ့လာတယ် tools တွေမှာဆိုရင်ဒီ data တွေကြည့်လို့ရတဲ့ insights တွေရှိရဲ edit လုပ်လို့ရတဲ့ features တွေရှိမယ် messenger group တွေပြီးတော့ရင် broadcast channel တွေအဲ့ဒါတွေရှိမယ်ပြီးရင် monetization တော့ကျွန်တော်ထားလိုက်ပါတော့ခင်ဗျာပြေးနေခဏဟုတ်ကဲ့အဲ့ဒါရှိရပါတော့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ algorithm တွေအကြောင်းကျွန်တော်တို့လေ့လာတင်တယ်အကယ် digital marketing ကိုကတည်တည်ချာချာအသုံးပြုခြင်းတယ်ဆိုလို့ရှိရင် algorithm တွေကပြောမှဆိုလေ့လာဖို့လည်းခက်တယ်ပြီးသွားလို့ရှိရင်အကယ်၍ကျွမ်းသွားပြီဆိုလို့ရှိရင်လည်းဒီ platform မှာကိုက CR ကြီးဖြစ်သွားပြီကိုကြိုက်တာလုပ်လို့ရတယ်လောဝကြီးအုပ်လို့ရသွားပြီပြောမှဆိုရင်အဲ့ algorithm တွေအကြောင်းကျွန်တော်တို့ကလေ့လာတယ်မလေးလာနိုင်သေးလဲဘာမှတော့မဖြစ်ဘူးကိုကအခုမှစလို့မလေးလာနိုင်သေးဘူးဆိုလဲဘာမှမဖြစ်ဘူးနည်းနည်းခက်တဲ့တဲမှာပါတယ်နောက်ဆုံးအဆင့်အနေနဲ့လေးလာပေါ့ဒါ CR ကြီးတွေလေးလာတဲ့ဟာအဲ့ပြီးတော့ကျွန်တော်တို့အခြေခံအနေနဲ့တည်တင်တာတော့ဒီ advertising method ပေါ့ကျွန်တော်ကြော်ညာတဲ့နည်းလမ်းတွေတည်တင်တယ်ကြော်ညာတဲ့အခါမှာ strategy ပြီးတော့ရှင်ဘလို့ပုံစံနဲ့ media ဘိုင်းရေးလုပ်လို့ရတယ်ပြီးရင်ဘာ setting တွေရောချိန်လို့ရနိုင်သေးတယ်အစရှိရတယ်ကျွန်တော်တို့ကလေ့လာတယ်ဒါကတော့ digital marketing နဲ့သွားမယ်ဆိုရင်မရှိမဖြစ်လေ့လာတဲ့နည်းလမ်းတွေတစ်ခုဖြစ်တယ်ပြီး error တွေဘိုင်းကကြတော့ကျွန်တော်တို့ကနားဆွင့်နေတင်တာပေါ့သူများတွေရောဘာ error တက်သေးလဲအခုမှဒီ error တက်နေလားဒါမှမဟုတ်လို့ရှင်ကိုတက်နေတဲ့ error ရောသူများတွေရောဖြစ်ကြလားအစရှိတဲ့ဖြင့်နားဆွင့်နေတင်တယ်ပြီးရင် policy နဲ့ပတ်သက်တဲ့ error တော့ကတော့နည်းနည်းလေးဒီသူများတွေစကားတော့နည်းနည်းနားထောင်ကြည့်ထားတာတော့မမှားဘူးပေါ့နော်ကိုယ်စီမှာအကယ်ဖြစ်လာခဲ့သည်ရှိတော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားလို့ရအောင်လို့ပြင်ဒီဘက် marketing strategy အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ direct response marketing ဆိုတာကြီးလေ့လာခဲ့တယ်direct response marketing ဆိုတာကကို marketing budget 3တက်လောက်ဘယ်လောက်ပြန်ရလဲဆိုတဲ့ဥစ္စာကိုတိုင်းတာလို့ရတဲ့ marketing ကို direct response marketing လို့ခေါ်တယ် content marketing တွေလေ့လာခဲ့တယ်အဲ့အကြောင်းပြောခဲ့တယ်ပေါ့နော်ပြီးရင် interactive marketing အကြောင်းပြောတယ် influencer marketing အကြောင်းပြောတယ် direct marketing brand marketing နောက်ဆုံးမှာတော့ word of mouth marketing နဲ့ပြောတယ်ပေါ့ဒါကတော့ကျွန်တော်ပြောလို့ပဲဒါပေမဲ့ပြောပြရမလားမပြောပြရလားဘယ်လိုလုပ်ပြရမလဲပြောပြစီခြင်းလားပြောပြပါဆရာ
ဆရာတခုလေးနိုင်ငံအခုကျွန်တော်တို့လေဟိုတချို့တွေဟိုပေါ့ Facebook မှာလာပြီးတော့ကျွန်တော် digital marketing လုပ်လိုက်တာ digital marketing လုပ်တာဘယ်လိုတွေအဆင်ပြေတော့ရတယ်ဆိုပြီးဒီ email မှာဝင်ပြီးလေ့လာပါတော့ဘာဖြစ်တယ်အဲ့ဒါတွေကဘာတွေလဲဆရာနိုင်ငံခြားတွေမှာလည်းရှိကြမြန်မာနိုင်ငံမှာဟုတ်တယ်အဲ့ဒါ MLM digital marketing ဆိုတာမဟုတ်အဲ့ဒါ MLM နေပြောရမလဲဆိုရင်ဟိုဟာပေါ့ကြားဘူးလားမသိ multi level marketing ဆိုတဲ့ဥစ္စာလေဟုတ်ကြားဘူးဟုတ်ဟုတ်တယ်အဲ့ဥစ္စာတွေအဲ့ဟာကြတော့သူက digital marketing ဆိုပြီးတော့အဲ့လိုမျိုးအရင်အနည်းတစ်ခုထည့်ခိုင်းတယ်ထည့်ပြီးသွားလို့ရှိရင် तू ကအဲ့လိုသူ့ရဲ့တင်နန်းသားဆိုပြီးတော့တင်နန်းဖွင့်ပေးတယ်ပေါ့တင်နန်းဖွင့်ပေးပြီးသွားရင်အဲ့တင်နန်းမှာလာ join တဲ့သူတွေအတွက်ကို तू ပတ်စံပြန်ရတယ်အစားရှိသဖြင့်ဒါပေမဲ့ तू တင်တာတွေကလုံးဝအပေါ်ရန်နေတင်တယ်ပြီးရင်မဟုတ်ကောက်ခိုက်တဲ့တင်တာတွေလို့ကြားတယ်ဟို digital marketing နဲ့ပတ်သက်ပြီးဘာမှတော့မပါဘူးဒီ tools တွေသုံးနေတယ်မပါဘူး algorithm တွေအကြောင်းမပါဘူးအဲ့လိုမျိုးတွေနဲ့သူတို့ဘာတွေသူတို့ကကြာအဲ့လိုမျိုးတွေမဟုတ်ဘူးလို့ထင်လို့ပဲမြည်ကြည့်ဟုတ်ကဲ့အားလည်းမသိသူတို့ digital marketing လုပ်လိုက်တာဘယ်လိုတွေအဆင်ပြေသွားတယ်အိမ်မှာနေနေဝင်ငွေတွေဘယ်လိုကောင်းနေလဲအဲ့လိုပြောကြတယ်အဲ့ဒီမှာ main ကလေးပဲများတယ်ဟိုအများစုကမိန်းမတွေကြီးပဲဟုတ်အဲ့ဥစ္စာတော့ MLM ပေါ့နော်multi level marketing သမားကြီးများတယ်အဲ့ဆိုကျွန်တော်ဒီမှာပဲဆုံးပေးရမှာဒါမှမဟုတ်ရင်အဲ့လိုစက်နားထောင်ကျင်တဲ့သူတွေရှိသေးလားနားထောင်ကျင်တဲ့သူရှိရဆိုလို့ရှင်တော့နည်းနည်းလေးဆက်ပြောမယ်လေနားထောင်ပါမယ်ဆရာရပါတယ်ဆရာရပါတယ်အခုဆုံးမဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ပေးရဆက်ပြောပြရလားအကိုမြူတာရဟုတ်ဆက်ပြောပါဗျာဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်အဲ့စနာဟာလေးဆက်ပြောပြမယ်ဘာလေးလဲဆိုလို့ရှိရင်အကယ်၍ပေါ့နော်ကိုက marketing ကိုပုံစံမျိုးစုံနဲ့တော့လုပ်နေဒါပေမဲ့မရောင်းရတဲ့အချိန်တွေလည်းရှိတတ်တယ်အဲ့ဒါဘာလို့လဲပေါ့ဘာလို့လဲဆိုရှင်ကျွန်တော်တို့က marketing မှာပြဿနာတက်နေရမှာမဟုတ်တော့ဘဲနဲ့ပစ္စည်းမှာပြဿနာတက်နေရမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ဈေးကွက်မှာပြဿနာတက်နေရမျိုးလည်းဖြစ်နိုင်တယ်အဲ့ဥစ္စာကိုကျွန်တော်ကဘယ်လိုစမ်းစစ်ရလဲဆိုရင်ကျွန်တော် 4P လို့ဘာလို့ကြားဘူးလားမသိဘူး marketing ရဲ့ 4P လို့ဘာလို့လုံးဝအခြေခံလေ product price place promotion ဆိုပြီးတော့ကြားဘူးကြလား 4P ကိုကြားဘူးလို့ဘယ်နည်းလောက်ရှိလဲကြားဘူးရတယ်ဆရာဟုတ်ပြီအဲ့ 4P တို့ပြီးရင်ကျွန်တော်နောက်ပိုင်းဆိုအသစ်တွေထပ်ထွက်တယ် 8P တို့ 10P တို့အဲ့ဥစ္စာတွေလေ့လာကြတယ်ဟုတ်အဲ့ဒါတွေလေ့လာကြတယ်ဟိုဒါပေမဲ့တော်တော်များများကြတော့အဲ့ဟာ theory တစ်ခုအနေနဲ့ပဲလေ့လာကြတယ်ပြီးရင်လက်တွေ့အသုံးချလာဆိုဘယ်သူမှအသုံးမချကြတာများတော့အဖြစ်ပေါ့ဘယ်နေရာမှာအသုံးချလို့ရလဲဆိုရင်ဆွမ်းနာတနေရာပေါ့နော်ကိုယ့်ရဲ့အကယ်၍ကိုက marketing လုပ်နေမရောင်းအောင်ဆိုဘယ်နေရာမှာအပြည့်ရှိနေရလဲဆိုတဲ့ဥစ္စာကိုလိုက်ရှာကြည့်လို့ရတယ်ကိုယ့်ရဲ့ပစ္စည်းမှာအပြည့်ရှိနေရလားဥပမာထားပါဆိုကျွန်တော်ပုတ်နေတဲ့ပန်းတီရောင်းမယ်ဆိုလို့ရှိရင်ဘယ်သူမှမဝယ်ဘူးသိကြတယ်ကို marketing ဘယ်လောက်လုပ်ပုတ်နေတဲ့ပန်းတီကိုမဝယ်ဘူးပစ္စည်းမှာပြဿနာရှိနေတာဒါမှမဟုတ်ရှင်ကျွန်တော်ရဲ့ဈေးနှုန်းမှာပြဿနာရှိနေရလားပေါ့ကျွန်တော်3သိန်းနဲ့ tissue ကိုသွားရောင်းနေတဲ့ပုံစံမျိုးဖြစ် tissue ကို3သိန်းနဲ့ပေါ့တရွက်ကို3သိန်းအဲ့လိုမျိုးရောင်းနေရမျိုးဖြစ်နေမိသလားဒါမှမဟုတ်ရှင်ကိုယ့်ရဲ့ပစ္စည်းကတစ်ခါကျရင်ဈေးအရန်ပေါ်နေတယ်သူတွေကမယုံတာမျိုးရှိတတ်တယ်ဈေးပေါ်ရင်သူကတန်ဖိုးနည်းတယ်ဆိုပြီးတော့value ပေါ့နော်တန်ဖိုးမရှိဘူးလို့အဲ့လိုယူဆတတ်ပြီးတော့အဲ့လိုမျိုးဈေးနှုန်းကလည်းအရန်နည်းလို့လည်းမကောင်းအများကြီးများလို့လည်းမကောင်းကိုကနည်းနည်းလိလာတာပေါ့ကိုကဘယ်ဈေးနှုန်းနဲ့ရောင်းမှာလဲပေါ့အစားရှိသဖြင့်လိလာလို့ရတယ်ဒါမှမဟုတ်ကိုကနေရာများမှားနေရတာပေါ့ကိုရောင်းနေတဲ့ဟာတခါလေကြားလို့ရှိရင်တချို့ပစ္စည်းတွေပေါ့နော်တချို့ပစ္စည်းတွေကကြာ online နေမှားပဲနဲ့အပြင်ကနေမှလာမှာတာမျိုးရှိတတ်တယ်အဲ့ဒီမှာကျွန်တော်တို့က online နေဝယ်ယူမှုကိုအလေးပေးနေရမယ်ဥပမာထားပါစို့ဖုန်းရောင်းနေဆိုလို့ရှိရင်ကျွန်တော် boost တွေတော့လုပ်တယ်ဒါပေမဲ့ဘယ်သူမှတော့ messenger နေမဝယ်ဘူးဟုတ်နော်အပြင်ကိုဖုန်းဆက်ပြီးတော့ဆိုင်ကိုလာဝယ်ရမျိုးဖြစ်နိုင်တယ် second hand နေဆိုလို့ရှိရင်လေ second hand နေဆိုအပြင်ကိုဖုန်းဆက်ပြီးတော့ဆိုင်ကိုကျွန်တော်တို့ဓာတ်ရိုက်လာခဲ့ပါမယ်ဘယ်နည်းလာခဲ့ပါမယ်အစားရှိသဖြင့်ဆိုင်ကိုချိန်ပြီးတော့လာဝယ်ရမျိုးဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့က messenger နေပဲရောင်းချင်ပါတယ်ဆိုပြီးတော့လုပ်လို့မရတော့နေရာမှားနေရမျိုးလားဒါမှမဟုတ်ဆိုရင်ကိုကြော်ညာရဲ့နေရာရောမှားနေရမျိုးလားဥပမာထားပါဆိုကျွန်တော်တို့ကဖုန်းကြီးเจ้าကိုသွားပြီးတော့ဘီးသွားရောင်းနေတယ်လို့မျိုးပေါ့နေရာများမှားနေရလားပြန်ဆန်းစစ်လို့ရတယ်promotion ဆိုတာကကြတော့ပြောမှဆိုရင် marketing ဒီ advertising တို့ဘာလို့ကဒီ promotion နဲ့တစ်ခုထဲမှာပါတယ်တချို့တွေကကြာအဲဥစ္စာမှားတတ်ကြတယ် marketing နဲ့ advertising ကိုရောတတ်ကြတယ် marketing ဆိုတာကကြာဈေးကွက်ရေးရဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်အကြောင်းတွေလည်းပါတယ်ဈေးကွက်ကိုလည်းလေ့လာရတယ် advertising ဆိုတာကကြော်ညာတာ boost တခုလည်းလုပ်ပြီးသွားတော့ကျွန်တော်က marketing လုပ်နေရပါဆိုပြီးပြောလို့မရဘူး boost ဆိုတာ advertising တခုပဲ marketing လုပ်မယ်ဆိုဆွမ်းနာပြောရဲဒီခဏလေးနော်ဘာတန်နေလဲအကဲ marketing လုပ်မယ်ဆိုရင်ဆွမ်းနာကျွန်တော်ပြောရဲဒီ market data တွေကိုလည်းကျွန်တော်တို့ကလေ့လာရတယ်ပြီးတော့နောက်ထပ်ဈေးကွက်အရွှေ့အပြောင်းကဘယ်ကိုသွားမလဲဆိုတာအစရှိရတယ်ပါကျွန်တော်တို့ကလေ့လာတယ်ကျွန်တော်တို့ရဲ့ဈေးကွက်ကဘယ်ကိုဥတည်နေရလဲအစရှိရပါ
ဘာလို့ဆိုဈေးကွက်ကအမြဲတမ်းတီငင်ပဲရှိနေရမျိုးမဟုတ်ဈေးကွက်ကအမြဲတမ်းပြောင်းလဲနေလွန်ခဲ့တဲ့10နှစ်ကခစ်စားခဲ့တဲ့ပစ္စည်းနဲ့အခုဈေးကွက်မှာခစ်စားနေတဲ့ပစ္စည်းနဲ့တော့မတူတော့မျိုးစုံကွာသွားလွန်ခဲ့တဲ့10နှစ်ကဈေးရောင်းပုံနေနဲ့အခုဈေးရောင်းပုံနေနဲ့လည်းမတူတော့ marketing လုပ်ပုံနေနဲ့လည်းမတူတော့အဲ့လိုမျိုးဈေးကွက်ကိုလည်းကျွန်တော်တို့ကစောင့်ကြည့်ရတယ်ဘယ်လိုပုံစံနဲ့ပြောင်းလဲသွားမလဲပေါ့နော်ဘယ်လိုပုံစံကိုရွှေ့သွားမလဲအဲ့ဟာတွေလည်းကြည့်လို့ရတယ်အဲ့တော့ marketing ဆိုတာじゃအဲ့ဟာတွေအကုန်လုံးခြုံငုံပြီးမှ marketing လို့ခေါ်တာadvertising နဲ့တော့မမှားနဲ့ပေါ့နော် advertising ဆိုအဲ့ marketing နဲ့ 4P တွေကမှဒီ P တလုံးပေါ့နော် advertising ဆိုတဲ့ဟာရှိတယ်ဒါကတော့ဒီအကယ်၍ကိုက marketing အတကုံလုံးနေပြီမဲ့အဲ့လိုအယောင်မလိုက်ဘူးဆိုလို့ရှင်ဘာကြောင့်ဖြစ်နိုင်လဲအဲ့ဥစ္စာကိုကျွန်တော်တို့ဒါတစ်ချက်ကြည့်လို့ရတယ်ဒါမှမဟုတ်အဲ့ဒီ 4P ကိုကြတော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုလို့ရှင် unique selling point ဖန်တီးလို့ရတယ်ဟုတ်ပဲထားလို့ရတယ်USB ဆိုတာကြားဘူးလားဒီထဲမှာဘယ်နှစ်ယောက်လောက်ကြားဘူးလို့ရှိတယ် USB မကြားဘူးသေးဘူး unique selling point ဆိုတာကြားဘူးလားမကြားဘူးသေးဘူးဟုတ်ပြီအဲ့ဆိုပြောပြလို့ကောင်းတာပေါ့မကြားဘူးတဲ့လူတွေကိုပြောပြတာပိုကောင်းတာပေါ့နော်ဘာလို့ဆိုတော့မသိတဲ့ဟာတွေပြောဆိုတဲ့သဘောလားမဟုတ် unique selling point ဆိုတာကြောင့်ကိုယ့်လုပ်ငန်းရဲ့ထူးခြားချက်ကို unique selling point ပေါ့ customer ရဲ့ထူးခြားချက်မရှိလို့ရှိရင်မဝယ်ဘူးအဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့လုပ်ငန်းကိုထူးခြားအောင်အရင်လုပ်ရတယ်သူ့လိုငါလိုလုပ်ငန်းတစ်ခုဖြစ်နေလို့ရှိရင် customer ရမဝယ်တော့ဥပမာထားပါဆို Xiaomi ဆိုလို့ရှိရင် तू ကဈေးအသက်တာဆုံးအဖုံးဖြစ်သွားတယ်ဒီ specs တွေကတော့ဒီဟာပဲဒါပေမဲ့ဈေးကအသက်တာဆုံးသူ့ဈေးကွက်တယ်မှာအဲ့လိုပုံစံနဲ့အထူးခြားဆုံးဖြစ်အောင်လုပ်ပြီးတော့ဝင်လာတယ်ဈေးကွက်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဘာရှိရုံမလဲဆိုလို့ရှိရင်right order price place promotion ကျွန်တော်ကြော်ညာတဲ့ပုံစံတွေကိုဗျာသူတယောက်ပဲဒီကြော်ညာတဲ့ပုံစံကိုသုံးတာကျန်တဲ့သူတွေမသုံးအဲ့လိုမျိုးတွေလည်းရှိနိုင်တယ်ဥပမာထားပါဆိုအရင်တော့ဆိုလို့ရှိရင်ကျွန်တော် Biogestic ကိုကြည့်မယ်ဆို Biogestic နေရာတိုင်းမှာရှိတယ် TV မှာလည်းလာတယ်ပြီးတော့လို့ရှိရင် sign board တွေနဲ့လည်းရှိရဲပြီးတော့ရှင်စိတ်ဆိုင်တွေမှာဆိုလို့ရှိရင်သူ့ရဲ့ဒစိမ့်တွေလိုကတ်ထားတာရှိရဲသူကပြောလို့ဆိုသူ့ရဲ့ promotion အပိုင်းကိုကျွန်တော်တို့ကထူးခြားချက်ဖြစ်အောင်လုပ်လိုက်တဲ့အခါမှာလူတွေကသူ့ကိုခဏခဏမြင်တာမျိုးဖြစ်လာတယ်အဆရှိတဲ့ဖြစ်မှာအဲ့တော့ကိုယ်လုပ်ငန်းအောင်ဘယ်မှာထူးခြားချက်ရှိမလဲပေါ့တချို့ရေဆိုလို့ရှိရင်သူတို့ဒီထားပါဆိုတန်းပီမှာဆိုလို့ရှိရင်ဗျာကျွန်တော်လည်းတကယ်တမ်းတန်းပီကိုအလွတ်တော့မရအောင်ဒီလိုပဲစာအုပ်နဲ့မှတ်ပြီးတော့ဒီလိုချရည်တာတန်းပီမှာဆိုရှင်သူကဘာကြီးပါမလဲဆို product ရဲ့ price ရဲ့ place promotion ပြီး people တို့ဘာလို့လဲရှိရ people ဆိုတာကြတော့ကိုယ့်ရဲ့ customer ဘယ်လိုသူတွေကိုရောင်းမှာလဲပေါ့ဥပမာကျွန်တော်တို့ကိုဝင်တဲ့တီးတန့် yoga လူတိုင်းက yoga မရောင်းကိုဝင်တဲ့တီးတန့်အဲ့ဆိုလို့ရှိရင်လည်းထူးခြားသွားပြီကိုဝင်တဲ့ဆိုလို့ရှိရင်ကိုယ့်စီကလာဝယ်လိမ့်မယ်ရိုးyoga မှာသွားတက်မလားဒါမှမဟုတ်ကိုဝင်တယ်တွေပဲတီးတန့်ရှိရဲ့ yoga မှာသွားတက်မလားဆိုရင်ကျွန်တော်ဒါကိုဝင်တယ်ဆိုလို့ရှိရင်ကျွန်တော်တော့ကိုဝင်တယ်တွေစုထားတဲ့နေရာမှာပဲသွားတက်မှာဘာလို့ဆိုရိုးyoga မှာဆိုနည်းနည်းရှက်ဖို့လည်းကောင်းတယ်ဗျာတင်မှာကိုကသူများရည်နဲ့တိတ်မတူကျင်တော့နည်းနည်းရှက်တာကြောက်တာလေးဖြစ်တယ်အဲ့တော့ကိုဝင်တယ် yoga ဆိုကိုဝင်တယ် yoga မှာသွားတက်အဲ့ဒါကြောင့် people ကို unique selling point လုပ်လိုက်တာဒါမှမဟုတ်တခြားဘာရှိရမလဲဆိုလို့ရှိရင်ကျွန်တော်တို့process တွေလည်းရှိတယ် process ဆိုတာကကြတော့ဖြစ်စဉ်ပေါ့လုပ်ငန်းဖြစ်စဉ်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့လမ်းမပေါ်တက်စီငှားကျင်တယ်ဆိုလို့ရှိရင်လမ်းမပေါ်ထွက်ပြီးတော့ကျွန်တော်တို့လက်တားပြီးတော့ငှားတယ်အခုဆိုလက်တားစရာမလိုတော့ဘူးကျွန်တော် Grab application ထဲမှာခလုတ်3-4ချက်လောက်နှိပ်လိုက်ရုံနဲ့တက်စီကကိုယ့်အိမ်ရှိကိုရောက်လာမယ် process ကို unique selling point လုပ်လိုက်တာထူးခြားအောင်လုပ်လိုက်တာဒါပြင်တခြားဘာရှိရမလဲဆိုရင်ကျွန်တော်တို့packaging မှာ packaging ကိုထူးခြားအောင်လုပ်တာမျိုးတွေလည်းရှိတယ်ကျွန်တော်တို့ fountain တွေဘာတွေဆိုလို့ရှိရင်ဈေးကြီးရဲ့ fountain တွေဝယ်ဖို့ရလို့ရှိလာတော့မသိဘူးပေါ့နော်အဲ့မှာဆိုရှင်သူက packaging ကိုအဲ့လိုတိတိကျကျထူးခြားနေအောင်လုပ်ပေးထားတာအဲ့ packaging ကြောင့်ဈေးကြီးရလို့တော့ပြောလို့ရတယ်ခါလေးကျဈေးကြီးရဲ့ fountain တွေဆိုရှင်ဘယ်တော့မှဒီလိုတစ်ချက်နှိပ်ုံနဲ့မရအောင်သူကဒီလိုမျိုးလှည့်ပြီးဖွင့်ရတာပဲဖြစ်ဖြစ်အစားရှိတဲ့ပြင်ရှိရပေါ့ဘာလို့ဆိုရှင် तू ကလှည့်ပြီးဖွင့်တာနဲ့တစ်ချက်ပဲနှိပ်တာနဲ့ဆိုလို့ရှိရင်လှည့်ပြီးဖွင့်လို့ရှိရင်သူ့ရဲ့ဘောပင်ကိုကြွားလို့ရတယ်နည်းနည်းအစားရှိတဲ့ပြင်သူ့ရဲ့ process ကိုလုပ်ပေးထားတာ packaging ကိုလုပ်ပေးထားအစားရှိရမျိုးတွေရှိရဒါကကြတော့ပြောမယ်ဆိုလို့ရှိရင်ကိုကဘယ်အချက်ကိုကျွန်တော်တို့ကထူးခြားချက်ရှိအောင်လုပ်မလဲပေါ့ဘယ်အချက်ကိုအာရုံစိုက်မလဲပေါ့ရိုးပန်းသီးဆိုင်2ဆိုင်ရှိမယ်တစ်ဆိုင်ကကြတော့ပန်းသီးတစ်လုံးကို1200နောက်တစ်ဆိုင်ကကြတော့1000အဖေးဆိုင်မှာဝယ်မလဲတော့တချို့ကကြတော့1200တယ်မဝယ်ကြတယ်အတူတူပဲဗျာကျွန်တော်ဈေးလည်းအတူတူပဲအသီး quality ကလည်းအတူတူပဲအရသာလည်းအတူတူပဲနည်းနည်းပို့ပြီးတက်ခက်ဖြစ်တဲ့ဆိုင်ဝယ်မှာပေါ့ဟုတ်ပြီအဲ့အမျိုးလည်းဖြစ်နိုင်တယ်ဟိုအကယ်၍1200တန်ကကြတော့စေးပန်းသီးပေါ့ရိုးရရလာ
အဲ့ဆိုတေးကြပါကျွန်တော်1200 organic ပေါ့ organic ဟုတ်တယ်အဲ့လိုမျိုးပေါ့ organic လုံးဝမြေဩဇာလုံးဝမတုံး organic site တာအဲ့ဆိုရှင်ကျွန်တော်1200မှာဝင်အဲ့ဒါကြောင့်သူ့ရဲ့ product ကို unique ဖြစ်သွားအောင်လုပ်လိုက်တာဈေးကွက်အသစ်ဖန်တီးလိုက်တာပေါ့ကျွန်တော်ဈေးသက်တာကြိုက်တဲ့သူကတော့1000မှာပဲဝယ်ခြင်းဝယ်သိမ့်မယ်ဒါပေမဲ့ကိုကထားပါဆိုကျမ်းမာနဲ့နေခြင်းတဲ့သူဆိုလို့ရှိရင်1200လောက်ပို့ပေးပြီးတော့ကျွန်တော်တို့ဝယ်တာမျိုးလည်းဖြစ်နိုင်တယ်ဥပမာလက်ဆောင်ပေးမယ်ဆိုလို့ရှိရင်လည်း1200လည်းပဲပေးတာမျိုးဖြစ်နိုင်တယ်ထူးခြားချက်လုပ်လိုက်တာပေါ့အဲဥစ္စာမှာလည်းကျွန်တော်တို့ကဒီ Sona 4P တို့ 10C တို့အဲ့ဟာတွေကိုကျွန်တော်တို့ကသုံးလို့ရတယ်သုံးကြည့်ပေါ့နော်ကျွန်တော်အိမ်ပြန်ရောက်ပြီဆိုလို့ရှိရင်အိမ်မှာပါပဲလောလောဆယ်ကျွန်တော်အပြင်တင်တာများပါတယ်ပြီးသွားလို့ရှိရင်ပေါ့နော်တင်တန်းပြီးသွားပြီဆိုရှင်ကျွန်တော်အဲ့ 10P တို့ပြင် 10C တို့အဲ့ဟာတွေကြည့်ပြီးတော့ငါရောဘယ်အချက်မှာထူးခြားအောင်လုပ်လို့ရမလဲပေါ့ဒါမှမဟုတ် relationship ကိုလုပ်မလားpersonal relationship ပေါ့အဲ့ P တလုံးထဲမှာ personal relationship ဆိုတာလည်းပါတယ် customer တွေတိုင်းနဲ့ခင်အောင်ပေါင်းအဲ့လိုထူးခြားအောင်လုပ်မလားဒါမှမဟုတ်ရှင်ငါ့ပစ္စည်းကို packaging ကို share plan နဲ့လုပ်မလားပေါ့တချို့တွေဆိုလို့ရှိရင်ကျွန်တော်အထည့်ရောင်းတာဆိုလို့ရှိရင်ရိုးတာမန် plastic နဲ့ပဲထုတ်ပြီးထည့်ပေးလိုက်တာမျိုးရှိကျွန်တော်တို့ဆိုလို့ရှိရင်ဘူးလေးနဲ့ထည့်ပေးမယ်ဘူးကတော့ကျွန်တော်တို့ထားပါဆို200လောက်တော့ပိုကုန်လိမ့်မယ်ဒါပေမဲ့ဒါ marketing ဈေးလို့သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်ဒါ customer အနေနဲ့ထူးခြားရလို့ခံစားသွားတယ်ရွှေဆိုလို့ရှိရင်လည်းရွှေကိုဒီတိုင်းအိတ်လေးနဲ့ထည့်ပေးရမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်ဂတိပါဘူးလေးနဲ့ထည့်ပေးရမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်ဂတ်ဘူးနဲ့လည်းထည့်လို့ရတယ်မျိုးစုံရှိတယ်ကိုကသာဂတိပါဘူးလေးနဲ့ထည့်ပေးနိုင်မယ်ဆို customer ပို့ကြိုက်လာမလားပေါ့ပို့ပြီးထူးခြားသွားမလားပေါ့တာမန်ထက်ထူးခြားသွားမလားအစားရှိရမျိုးကျွန်တော်ဥစ္စာတွေမှာကျွန်တော်တို့ဒီ 10P တို့ 10C တို့သုံးလို့ရတယ်ပေါ့နော်ဥစ္စာလေးနဲ့ပဲကျွန်တော်ဒါအဆုံးသတ်လိုက်ပါတော့မယ်ဒီနေ့တော့အဲ့တော့ကျွန်တော်ဒီတင်တန်းလေးပြီးသွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒါဒီမေးခွန်းလေးတစ်ခုမေးချင်တယ်ဘာလဲဆိုတော့ဒီနေ့အတွက်ပေါ့အကျိုးရှိဆုံးအချက်တစ်ချက်ဆိုဘာမျိုးလေးများဖြစ်မလဲ2ယောက်လောက်မျှဝေပေးမလားဘာလို့ဆိုကျွန်တော်တို့ကလေးလာလိုက်တာဆိုရင်တော့ခေါင်းထဲတော့ဝင်သွားရဟုတ်ပြီဟုတ်ရတယ်ဟုတ်ကဲ့အကျိုးရှိတာကတော့ဆရာဟိုပါပေါ့နော် page မှာကိုရဲ့ပြောမနေနဲ့ customer ပြောတာလည်းနားထောင်ဆိုတဲ့ဟာလေးတော့သိလာရတယ်ဟုတ်ပြီဒါကောင်းတဲ့အချက်ပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်အဲ့ဒါလေးကိုတစ်ချက်ပြန်ပြင်မယ်ပေါ့နော်ကျွန်တော်ကတော့ live လွှင့်နေပြီးရင်အဲ့လိုကို HM နဲ့ပတ်သက်တဲ့ permit တွေခရမ်းတွေအကြောင်းကို short video လေးနဲ့တင်ပြီးတော့ပြောတယ်ပေါ့နော်ကိုကပြောတာပဲရှိတယ်သူတို့ပြောတာတွေကိုကပြန်နားမထောင်ခဲ့ဘူးအဲ့အတွက်ဆရာပြောတဲ့အဲ့အချက်လေးကအရန်ဟိုတန်မွေးရှိတယ်အဲ့ဒါလေးကိုလုပ်ရမယ်ဟုတ်ကဲ့ဝမ်းသာပါတယ်ဟုတ်ကဲ့ကျေးဇူးပါ personal relationship ပေါ့နော်ဆရာပြီးတလုံးပေါ့အဲ့ဒါဟုတ်ကဲ့အဲ့ဒါအကျိုးရှိဆုံးခေါင်းထဲမှာဆွဲသွားတဲ့အချက်တစ်ချက်ဆိုရင်ပေါ့ဟုတ်ပြီကျွန်တော်ဒါဘာလို့မေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကထားပါဆိုလေးလာလိုက်တဲ့အရာတွေအများကြီးပဲဗျာကျွန်တော်ဒီနေ့ဆိုလည်းပြောသွားတာမနေဘူးမနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့အချက်တိုင်းတော့ကျွန်တော်တို့လိုက်လုပ်နိုင်မှာမဟုတ်ဒါပေမဲ့အဲ့တစ်ချက်တည်းကိုပဲကျွန်တော်တို့ကတိတိကျကျအသုံးချနိုင်မယ်ဆိုလို့ရှိရင်တစ်ချက်ရတယ်တစ်ချက်ပေါ့အကယ်၍ကိုသာတစ်နေ့ကိုတစ်ချက်ပဲအကျိုးရှိအောင်အသုံးချမယ်ဆိုလို့ရှိရင်တစ်နှစ်ကြာတဲ့အခါမှာကိုယ့်ရဲ့ပြိုင်ဘက်တွေထက်365လန်အရှိကိုရောက်နေတယ်လူအများစုမအောင်မြင်ဆိုတာကြအဲ့လိုနေတိုင်းမကြိုးစားကြလို့ပေါ့ကျွန်တော်လည်းပြင်းပါတယ်တကယ်တမ်းပြောဒါပေမဲ့အဲ့ပြင်းတဲ့ဟာကြောင့်မအောင်မြင်ကြတာပေါ့အချိန်ရတဲ့လောက်မရကြတာအဲ့လိုပြင်းကြလို့ပေါ့အဲ့တော့ကိုကတစ်နေ့ကိုတစ်ချက်ပဲကြိုးစားကြည့်ကျွန်တော်တစ်နှစ်ကြာလို့ရှိရင်တော့ထူးခြားနေတယ်သူများထက်ဟုတ်ကဲ့အဲ့ဒါဒီနေ့တော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်နော်ဟုတ်အခုအဆုံးမထုတ်ကဘာပြောမှန်းမသိဘူးကိုဆုံးမထုတ်ဟုတ်အခုမြူတာရကိုဟုတ်၄ယောက် join တာဆိုရင်အောက်ကဆရာလေးတွေမျက်နှာလည်းမြင်မှုချင်းမတွေ့ဘူးတော့ဟုတ်ပြီကျွန်တော်တို့အမတ်တရားတစ်ပုံလေးတစ်ပုံလောက်ရိုက်မယ်ဆိုရင်အမီပြက်နေတဲ့တစ်ချက်တော့ဖွင့်ပေးပါပေါ့အောက်ဆုံးမှာတယောက်ကြံသေးလားမသိဒီနေ့က14ယောက်လောက်ဆိုပေမဲ့နည်းနည်းပဲတက်အောင်နော်အောက်ဆုံးမှာလည်းနာမည်တော့ကျွန်တော်စီမှာပြဟုတ်ကဲ့အမတ်တရားပုံလေးရိုက်ကြရအောင်ဟုတ်အဲ့ဆိုကျွန်တော်ဓာတ်ပုံရိုက်ကြမယ်နော်ready 3 2 1နောက်ထပ်တစ်ပုံထပ်ရိုက်မယ်3 2 1ဟုတ်ပြီအဲ့ပြင်ကျွန်တော် group ရဲ့တစ်ချက်ပို့ပေးလိုက်မယ်နော်ဒီဟိုဟာတစ်ပုံလေးဆရာ record လည်းပြန်ပေးမှာပေါ့နော် recording record ဆရာဆုံးမထုတ်ဘယ်လိုလုပ်မလဲမသိဘူးအဲ့တော့ဟုတ်ကဲ့ကျွန်တော် Telegram account လေးပို့ပြီးတော့ကျွန်တော် Telegram တွေချက်ပို့ပေးတယ် record လေးဟုတ်ကဲ့ဆရာဟုတ်ပြီရှင်ကျွန်တော် group မှာနေ့ကပေးတဲ့ group ထဲမှာ Telegram account ပို့လိုက်နော်ဟုတ်ကဲ့တင်တဲ့ group တွေလည်းတင်ပေးလိုက်မယ်ခင်ဗျ
နှစ်ခုလုပ်ပဲ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဆက် ဒီမှာလည်းဆက်အောင်နော်နောက်လည်းအများနဲ့ဒီလို meeting လေးလုပ်ပြနိုင်ပါသေးလို့ ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါခင်ဗျ အဲ့ဆိုကျွန်တော်ဒီနေ့ဆက်ပါပြောမလဲဗျာ ပြောချင်တာကတော့ ကျင်းနေမှာပြောက်တော့မှာ တင်တန်းသားကဘယ်နှယောက်ပါလဲခင်ဗျာဒီထဲမှာလေ တော့လာဆက် တက္ကသိုလ်ကတင်တန်းသူမရရင်တင်တယ်နော်တင်တန်းသူကဒေါ်မျိုးဝင်းလည်းပါမယ်နဲ့ Samsung တော်မျိုးမြင်ဟုတ်ကဲ့ဟုတ်တယ် တင်တန်းသူလေးကျွန်တော်ဟို reaction မှာလေလက်မလေးတွေထောင်ပေးပါတင်တန်းသူတင်တန်းသားအဲ့လေကျွန်တော်တစ်ချက်မှတ်ထားတယ်ဟုတ်ကဲ့ကိုတင်အောင်ဟိန်းဟုတ်ပြီခင်ဗျအပြင်ကလူကြီးမင်းကတယောက်ပါမယ်နော်မတ်နှင်းဝေပေါ့โอเคဟုတ်ပြီခင်ဗျမတ် Samsung နဲ့အမကတင်တန်းသူလားဟုတ်တယ်တင်တန်း ဟုတ်ကဲ့ ဟောတင်တန်းသူတင်တန်းသားများတာပဲနော်အပြင်ကကြတော့မတ်နှင်းဝေတယောက်ပဲပါအောင်နော် ဆရာကျွန်တော်တို့ကဒီနေ့မှစတက်တယ်တင်နေမတက်ဘူးဆရာ တင်တန်းမတက်ဘူးလားအမလည်းအပြင်ရပဲနော် ဟုတ်ကဲ့အပြင်ကဟုတ် ဟုတ်ကဲ့အဲ့ဒါအပြင်ကလူကြောင့်ကျွန်တော် Telegram ကနေ record လေးပို့ပေးလိုက်မယ်နော်အပြင်လူကြတင်တန်းသူတွေတင်တန်းသားတစ်ချက်ကြည့်ရတယ်ဒီကပေါ့နော်လူတစ်တွေများတယ်နော်လူတစ်တွေများတော့အစာပိုင်းမှာဆိုလို့ရှိရင်ဆရာကိုသက်မွန်ကြီးပြောတဲ့ဟာနည်းနည်းလဲသွားတာနည်းနည်းမြင့်သွားတယ်ထင်တယ်နော်အဲ့ဒါလေကျွန်တော်တို့တစ်ချက်ကျွန်တော်တို့နှစ်ယောက်နည်းနည်းဟောနော်တယောက်နည်းနည်းလွဲသွားတဲ့ဟာလေးနည်းနည်း forgive me ပေါ့နော်နည်းနည်းခွင့်လွှတ်ပေးပါဦးနောက်တစ်ခါကျွန်တော်တေချာ survey ကောက်ပြီးတော့မှvisit တွေလားတင်တန်းအဟောင်းတွေလားကျွန်တော်တေချာလုပ်ပြီးတော့မှခေါင်းစဉ်တစ်ခုထပ်ယူပြီးမှာနော်နောက်တစ်ခါတေချာလဲရှင်အစ်စ်တွေများကျွန်တော်တေချာကြည့်လိုက်တယ်နော်အစ်စ်တွေများသွားတယ်ဟုတ်ပြီခင်ဗျအဲ့ဆိုဆရာကိုသက်မွေးကြီးလည်းတော်တော်2 နာရီလောက်တော့သူလည်းအချိန်ဟိုဖြစ်အားနာအဲ့ဆိုနောက်ပြီးတင်နေကြမှာကျွန်တော်တယောက်ချင်းစီအခက်ခဲတွေလိုက်ပြီးမေးပြီးတော့မှဆက်ဆွေးနွေးကြတာပေါ့နော်အားလုံးလည်းညောင်းနေကြပြီကျွန်တော်ဟုတ်ကဲ့ပါအဲ့ဆိုဆရာကိုသက်ရောဗာပြောမယ်ခင်ဗျာရတယ်ကျွန်တော်မပြောတော့ပါဘူးကျွန်တော်အဆင်ပြေပါတယ်2 နာရီပြောပြီးသားဒါပေမဲ့ကျွန်တော်ပြောရတာဘာမှမပြောကျွန်တော်ပြောနေကြတယ်လို့ကဟိုတင်တန်းနေလဲကျွန်တော်အရင်ဖွင့်နေပြီးရင်ဟိုအခုလဲ coaching လုပ်နေမနေ့ပြန်တစ်ပတ်ခါဆိုလဲ coach တယောက်လုပ်အောင်မယ်အဲ့ဒါရဟုတ်ကဲ့အဲ့ဆိုတယောက်ချင်းစီဘာတွေကိုအခက်ခဲတွေဆွေးနွေးအောင်မလားဒါမှမဟုတ်အားမလားနဲ့နော်နည်းနည်းပင်ပန်းနေပြီဆိုလဲနားလို့ရတယ်တနေ့ကလည်းအလုပ်တွေလုပ်ထားပြီးတော့တယောက်ချင်းစီလည်းကျေးဇူးအများကြီးတင်ပါတယ်ဝင် join မယ်လို့လေဝင်ကြောင်းလာပြီလေဝင် join မယ်လို့လေဟုတ်ကဲ့ပါခင်ဗျာရလားဆွေးနွေးအောင်မလားတယောက်ချင်းစီအခက်ခဲတွေပြောအောင်မလားဒါမှမဟုတ် leave လုပ်ကြတော့မလားအောက်တော့မလားleave လုပ်လိုက်မယ်ဆရာဟုတ်ကဲ့ပါခင်ဗျာအဲ့ဒါနောက် meeting တွေမှာဆုံးကြအောင်နော်အားလုံးကောင်းသောညပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါနော်စီစဉ်ပေးတဲ့စေတောင်းဟုတ်ပေးတဲ့ဆရာဟုတ်ဟုတ်ကဲ့